ဆိုတော့ဒီနေ့သွားမယ် sharing နဲ့ပတ်သက်တဲ့ agenda လေးတစ်ချက်မှာမိတ်ဆက်ပေးချင်ပါတယ်လို့ဒီနေ့ agenda လေးอ่ะပေါ့နော်အမတို့ prospect ဘာမှတချို့သိတဲ့သူတွေလည်းရှိတယ်တိတ်မသိတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အမတို့ prospect ဘာမှအကြောင်းလေးနည်းနည်းလေး sharing လုပ်ပေးချင်တယ်ပြီးတော့အမတို့ရဲ့ program အကြောင်းလေးတွေမိတ်ဆက်ပေးမယ်ပေါ့နော်ပြီးလို့ရှိရင်အမတို့ရဲ့ဒီ scholarship နဲ့ပတ်သက်ပြီးတော့ဘယ်သူတွေရှောက်လို့ရတယ်ဆိုတဲ့ဟာမျိုးတွေဘယ်လိုရှောက်လို့ရတယ်ဆိုတဲ့ဟာမျိုးတွေပြီးတော့ဘာ document တွေလိုလဲပေါ့နော်ပြီးရင်အမတို့ရဲ့ scholarship timeline တွေအကြောင်းမိတ်ဆက်ပေးမယ်ပြီးလို့ရှိရင်အမတို့နဲ့ partner လုပ်ထားတဲ့ university တွေအကြောင်းလည်းမိတ်ဆက်ပေးမယ်ပေါ့နော်ပြီးလို့ရှိရင်detail အသေးစိတ်ဆက်သွယ်လို့ရတဲ့contact တွေကိုလည်းအမတို့ပြောပြပေးသွားမယ်ပေါ့နော်ဆိုတော့ဒီ prospect ဘာမှအကြောင်းလေးနည်းနည်းလေးမိတ်ဆက်ပေးချင်ပါတယ်ပေါ့အမတို့ prospect ဘာမှက1988ကစတင်ခဲ့တဲ့ UK အခြေစိုက် charity organization တွေတစ်ခုဖြစ်တယ်ပေါ့နော်အဓိကကတော့မြန်မာနိုင်ငံသားတွေကိုပညာရေးနဲ့ပတ်သက်ပြီးတော့ပညာသင်ဆုထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်အမတို့အနေနဲ့ကUK နဲ့ Asia မှာရှိတယ်very small team ပေါ့နော်ဖွဲ့ကအရန်သေးပါတယ်ဆိုတော့ဝန်ထမ်းအင်အားကလည်းအရန်နေတယ်ဒါပေမဲ့တစ်နှစ်ကိုပေါ့နော်အမတို့ handle လုပ်ရတဲ့ student တွေကနည်းနည်းရာချီဖြစ်တယ်ပေါ့နော်ဘာလို့အမကဒါကိုထည့်ပြောရလဲဆိုတော့တချို့ပေါ့နော်အမတို့ရဲ့ Facebook page တွေဒီ prospect ဘာမှရဲ့ Gmail တွေမှာမေးလာတဲ့ general question တွေလိုမျိုးဆိုလို့ရှိရင်အမတို့ဘက်ကတယောက်ချင်းစီကိုအကြောင်းပြန်ပေးဖို့ကနည်းနည်းလေးခက်တယ်ပေါ့နော်အဲဒီဟာလေးကိုနားလည်ပေးနိုင်ဖို့အတွက်အမတို့ကပြောပြပေးခြင်းဖြစ်ပါတယ်ပေါ့တချို့ question တွေဆိုလို့ရှိရင်အမတို့ဒီ scholarship timeline စားတဲ့ချိန်ကြလို့ရှိရင်အမတို့ကဒီ sharing တွေလုပ်ပေးတယ် sharing session မှာလည်းထည့်ပြောပေးတာရှိတယ်ဒီ sharing လုပ်ထားတဲ့အကြောင်းအရာတွေကိုပဲအမတို့ရဲ့ YouTube မှာလည်းတင်ထားတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာအကြောင်းသူအကြောင်းသားတွေနဲ့တွားရောက်ပြီးတော့လည်းလေ့လာနိုင်တယ်ပေါ့ဆိုတော့အမတို့ရဲ့ program လေးကြောင့်ရေစုံမိတ်ဆက်ပေးမယ်ပေါ့နော်ဆိုတော့အမတို့ရဲ့ဒီ prospect ဘာမှာဒီ scholarship program ကmain program နှစ်ခုရှိရပေါ့ in person scholarship program နဲ့ online scholarship program ဆိုပြီးနှစ်ခုရှိပါတယ်နောက်ထပ်ဒီ main program မဟုတ်ဘဲနဲ့နောက်ထပ် program လေးတစ်ခုကကြတော့ English language နဲ့ပတ်သက်တဲ့ program လေးတစ်ခုလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါလည်းအမထည့်ပြီးတော့ sharing လုပ်ပေးပါမယ်ဆိုတော့ main program နှစ်ခုကဘာလဲပေါ့ main program က in person scholarship က in person scholarship ကဘယ်လိုမျိုးလဲပေါ့ in person scholarship ကတော့ဒီမြန်မာနိုင်ငံသားကျောင်းသူကျောင်းသားတွေကတခြားနိုင်ငံမှာရှိတဲ့ university တွေကို in person ပေါ့နော် walk in သွားရောက်တက်ရတဲ့ program ကိုအမတို့က scholar ပေးတာပေါ့နော် funding ထောက်ပံ့ပေးတယ်အဲ့ဒါမျိုးပေါ့နော်နောက်တစ်ခုကကျ online scholar ကကြတော့မြန်မာနိုင်ငံသားကျောင်းသူကျောင်းသားတွေကမြန်မာပြည်မှာပဲဖြစ်ဖြစ်မြန်မာပြည်ကနေပြီးတော့ပဲဖြစ်ဖြစ်တခြားနိုင်ငံကနေပဲဖြစ်ဖြစ်ပေါ့နော် online ကနေပြီးတော့တခြားနိုင်ငံမှာရှိတဲ့ university တွေကိုတက်ရောက်ရတာမျိုးပေါ့နော်အမတို့အသေးစိတ်ကိုလည်းနောက်မှဆက်ပြောပေးပါမယ်ပေါ့ဆိုတော့အမဒီမှာနည်းနည်းလေးထည့်ပြီးတော့ပြောပေးချင်တာတော့ English နဲ့ပတ်သက်တဲ့ program ပေါ့အမတို့ကတော့ prospect corner ဆိုပြီးတော့နာမည်ပေးထားတယ်ပေါ့သူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်အဓိကကတော့ဒီ pre university လည်းပဲပေါ့နော်university မတက်ခင်ဒီ university တက်ဖို့အတွက်လိုအပ်တဲ့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့program လေးပေါ့နော် program လေးအလွယ်ပြောရရင်တော့ IELTS ဖြေတဲ့ဟာကိုအမားတို့ scholar ပေးရဆိုတဲ့ဟာပဲဆိုတော့အဲ့ဒီ program ကဒီ batch တစ်ခု4လကြာတယ်ပေါ့နော်သူကတခုရှိတာက prospect ဘာမှရဲ့ဒီ Facebook page ကနေလည်းကြေညာတာမျိုးမရှိဘူးapplication တွေလည်းအမှားတော့လက်ခံတာမျိုးမဟုတ်ဘူးเนาะဆိုတော့အဲ့ဒါဆိုရင်ဒီ information နဲ့ပတ်သက်ပြီးတော့ဘယ်လိုသိရမလဲပေါ့ဆိုတော့အမှားတို့ကဒီ Japan of funding ပေါ့နော်အမားတို့ရဲ့ funding ရတဲ့ပုံမူတည်ပြီးတော့ဒီ program လေးစမယ်ဆိုလို့ရှိရင်အမားတို့ရဲ့ partner လုပ်ထားတဲ့အဖွဲ့အစည်းတွေရှိရပေါ့အဲ့ဒီအဖွဲ့တွေကိုအမားတို့ကအကြောင်းကြားပေးတယ်ဆိုတော့အဲ့ဒီအဖွဲ့ကနေပြီးတော့သူတို့ရဲ့သက်ဆိုင်ရာ page တွေကနေပြီးတော့ကြေညာပေးတယ်ပေါ့ဆိုတော့ application တွေကိုလည်းသူတို့စီကိုတင်ရတယ်ဆိုတော့သူတို့ကနေတစ်ဆင့်မှဒီ prospect ဘာမှကနေပြီးတော့ selection လုပ်ပြီးတော့ဒီ program ကိုသွားတာပေါ့နော်ဆိုတော့ဒီတက်ရောက်လာတဲ့လူတွေအနေနဲ့ဒီ program လေးကြောင့်စိတ်ဝင်စားရဲဆိုလို့ရှိရင်အမားတို့ပြီးလို့ရှိရင်အမားတို့ sharing လုပ်ပေးမယ်ပေါ့အမားတို့ရဲ့ဒီpartner အဖွဲ့တွေကို sharing လုပ်ပေးမယ်ဆိုတော့သူတို့ရဲ့ page တွေကို follow လုပ်ထားလို့ရှိရင်သိနိုင်တယ်ပေါ့နော်ဆိုတော့သူကကြတော့ဘာလို့ main program နဲ့မပါလဲဆိုလို့ရှိရင်သူကပေါ့ဒီခုနက program နှစ်ခုလိုမျိုး timeline ကသူကအတိအကျမရှိဘူးပေါ့နော်ဆိုတော့ in person ဆိုလို့ရှိရင်အမားတို့ limit ဒီဇင်ဘာဆိုစမယ်ဆိုတဲ့ timeline ရှိတယ် fixed timeline ရှိတယ်ပေါ့ဆိုတော့ online ဆိုလို့ရှိရင်လည်း May မှာစတယ်ဆိုတဲ့ timeline ရှိတယ်ဒီအင်္ဂလိပ်စာ program ကကျတော့အမားတို့ funding ပေါ်မှာမူတည်ပြီးသွားတာဖြစ်တဲ့အတွက်timeline အတိအကျမရှိဘူးပေါ့နော်အားလေးတစ်ခုတော့ရှိပါတယ်ပေါ့ဆိုတော့အမားတို့ဒီ
ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ program အကြောင်းလေးကိုနည်းနည်းအချင်းချုပ်ပြီးပြောပြပြနော်ဘိုင်းမှာလည်းဒီအဓိကတော့ဒီ in person scholarship နဲ့ပတ်သက်ပြီးတော့မတို့အသေးစိတ်လေးသွားပါမယ်ပေါ့နောက်တစ်ခုကဆို prospect ပါမှာရဲ့ scholarship ကိုဘယ်သူတွေရှောက်လို့ရလဲပေါ့နော်ဟုတ်ဘယ်သူတွေရှောက်လို့ရလဲဆိုတော်တော်များများသိချင်ကြတယ်အဲ့ဒီမှာဆိုလို့ရှိရင်အမားတို့ရဲ့ prospect ဘာမှကအဓိကကတော့မြန်မာနိုင်ငံသားအမည်သူဆိုရှောက်လို့ရပါတယ်ဆိုတော့ဒီနေရာမှာမြန်မာနိုင်ငံသားဖြစ်ဖို့အရေးကြီးတယ်ဆိုတာလေးကိုထပ်ပြီးတော့အမားတို့ကထပ်ပြောချင်ပါတယ်မြန်မာနိုင်ငံသားလို့ဆိုတဲ့နေရာမှာမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားများအပြင်တခြားဒေသတခြားနိုင်ငံတွေမှာအကြောင်းမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများဒီလည်းအမားတို့ရဲ့ဒီ scholarship ကိုရှောက်လို့ရပါတယ်เนาะဆိုတော့ prospect ဘာမှအနေနဲ့ဒီ scholarship လျှောက်တဲ့သူတွေပေါ့နော်အသက်အရွယ်ဂျာမကိုယ်ခွဲတဲ့ဘာသာလူမျိုးဓာတ်ပေါ်မှာ variety ထားပြီးတော့ criteria လုပ်ပြီးရွေးချယ်တာမျိုးမရှိပါဘူးနော်ဒါလေးထပ်လောင်းပြောချင်ပါတယ်နောက်တစ်ခုကပညာရေးချင်းပေါ့ပညာရေးချင်း scholarship လျှောက်ဖို့အတွက်ပညာရေးချင်းတွေလိုအပ်မလဲပေါ့ဆိုဒီမှာကဒီရှောင်းမဲ့ကျောင်းသားတွေကိုပြန်မေးချင်တာကကိုကဘယ် level သွားမှာလဲပေါ့ကိုသွားတက်မဲ့ level ပေါ်မူတည်ပြီးတော့လိုအပ်တဲ့လိုအပ်ချက်တွေကလည်းကွဲပြားသွားမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ချက်လေးတေချာလေးပြောချင်တာက prospect ဘာမှအနေနဲ့တခြားနိုင်ငံမှာကျောင်းသွားတက်မဲ့အကုန်ကြစရိတ်ကိုပဲထောက်ပံ့ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကျောင်းလျှောက်တဲ့အပိုင်းနေကျောင်းရေးချယ်တဲ့အပိုင်းတွေမှာတော့ကျောင်းသူကျောင်းသားတွေအနေနဲ့မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်ဆိုတော့ကိုက bachelor degree သွားတက်မယ်ဆိုလို့ရှိရင်အနည်းဆုံးပညာရေးချင်းအထက်တအောင်မြင်ပြီးသူဖြစ်ရမယ်ဆိုတဲ့ဟာမျိုးရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်း GED diploma ရပြီးသားသူဖြစ်ရမယ်ဆိုတဲ့ဟာမျိုးရှိမယ်ပေါ့ဆိုတော့ဒါမှမဟုတ်ကိုက master degree ဆိုလို့ရှိရင်လည်းတေချာပေါက်ကတော့ bachelor degree ရပြီးသားသူဖြစ်ရမယ်PhD ဆိုလို့ရှိရင်လည်းဒီ master degree ပြရမယ်ဆိုတဲ့ဟာမျိုးရှိမှာပေါ့နော်ဆိုတော့အဲ့မျိုးရှိEnglish နဲ့ပတ်သက်တဲ့လိုအပ်ချက်ပေါ့ဆိုတော့ prospect ဘာမှအနေနဲ့ကတော့ English စာပေါ့နော် IELTS ဘယ်နှမှတ်ရမှာတော့ဘယ်လောက်ရမှာ TOEFL ဘယ်နှမှတ်ရမှာ Duolingo ဘယ်လောက်ရမှာဆိုပြီးတော့အဲ့လိုသတ်မှတ်ထားတာမျိုးမရှိဘူးဆိုတော့မိမိတက်မဲ့အကြောင်းရဲ့အကြောင်းဝင်ခွင့်ပေါ်မူတည်ပြီးတော့အကြောင်းဝင်ခွင့်မှာတောင်းတဲ့အမှန်စရင်းကိုအမားတို့ကိုတင်ပေးရပြီပေါ့နော်တစ်ချက်ရှိမယ်ပေါ့နောက်ဆုံးတစ်ခုကကြတော့အမားတို့ကမြန်မာနိုင်ငံထဲမှာနေပြီးတော့မြန်မာနိုင်ငံထဲကအကြောင်းတွေတက်ဖို့ funding မပေးပါဘူးနောက်ပြီးတော့ဒီ certificate course တွေပေါ့ certificate course တွေပြီးတော့ short program လေးပေါ့2လ3လအဲ့ဒီ program တွေကို funding မပေးပါဘူးအဲ့ဒါကဒီ December မှာဖွင့်မယ် in person scholarship ကိုပြောရအောင်နော် online ကတော့နည်းနည်းacceptable ပဲရှိတာမျိုးရှိအဲ့ဒါလည်းနောက်ပိုင်းမှာတော့ပြောတော့နော်ဆိုတော့နောက် session ကို market ကို session အပ်ပါတယ်ဆိုတော့ session အဲ့ရင်လည်းပေါ့နော်အရှိမပြောသွားတဲ့အထက်မှာလိုအပ်တာလေးရှိလို့ရှင်လည်းထည့်ပြီးတော့ပြောပြပေးဖို့ request လုပ်ပါတယ်ဟုတ်ကျေးဇူးပါအမားတို့လေးraise hand လေးတွေတွေ့ရပေါ့နော်အမားတို့ဒီနေ့လုပ်တဲ့ session က webinar ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့ဘက်ကနေပြီးတော့အရင်ဦးဆုံးပေါ့နော် information တွေအမားတို့ဘက်ကဒီလိုအပ်တဲ့ဟာတွေအကုန်လုံးလိုအပ်တဲ့ information တွေအကုန်လုံးအမားတို့ဘက်ကအရင်ပြောသွားမယ်ပေါ့နော်အဲ့တော့ကျောင်းသူကျောင်းသားတွေမှာက question တွေရှိရဲအမားတို့စီကိုလည်းမေးခွန်းတွေပေါ့နော် email နဲ့ပို့ပြီးမေးထားတဲ့သူတွေလည်းအမားတို့တွေ့ရပေါ့နော်ဒါပေမဲ့အမားတို့ခုနမှတ်အေးလည်းပြောသွားသလိုပဲပေါ့နော်အမားတို့ဘက်ကတယောက်ချင်းစီကိုအဲ့လိုမျိုး detail ပေါ့နော် individually အမားတို့ဘက်က discussion လုပ်ပေးနိုင်တဲ့ resource အမားတို့မှာမရှိနေဘူးပေါ့နော်မရှိနေတဲ့အတွက်ကြောင့်မလို့အမားတို့အနေနဲ့ကအခုလိုမျိုး webinar တွေမှာလာ join ပြီးတော့နားထောင်ပေးပါတကယ်လို့ webinar မှာနားထောင်ပြီးလို့မှကိုသိချင်တယ်ဆိုတော့အချက်ကမရှင်းလင်းဘူးဆိုလို့ရှင်ပြီးလို့ရှင်အမားတို့မိကုန်းနေမေးပေးပါလို့အမားတို့ပြောထားရပေါ့နော်အဲ့တော့အမားတို့ပုံမှန်အဖြစ်ကတော့ general question တွေများတယ်ပေါ့နော်အဲ့ဒီ general question တွေအကုန်လုံးကလည်းအခုအမားတို့ပြောသွားတဲ့ဟာတွေကိုလိုက်ပြီးတော့နားထောင်လိုက်တဲ့ဆိုလို့ရှိရင်တော့ clear ဖြစ်သွားပါလိမ့်မယ်ပေါ့နော်အဲ့တော့ကို့မှာကတခြားသူတွေနဲ့မတူညီတဲ့ဒီ case တွေပေါ့နော်အဲ့လိုမျိုးအခြေအနေလေးတွေရှိရဆိုလို့ရှိရင်တော့ပြီးတဲ့အခါကျရင်အမတို့ Q&A session လေးဖွင့်ပေးမယ်အဲ့ဒီအခါကျရင် raise hand လေးနဲ့အမတို့မေးခွန်းလေးမေးလို့ရမယ်ဒါမှမဟုတ် chat box ကနေပြီးတော့အမတို့ကိုမေးလို့ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သွားပါမယ်အခုထိကတော့အမအေးရတော့ဒီ eligibility ပေါ့နော်ဘယ်သူတွေရှောက်လို့ရလဲဆိုတဲ့ဟာအထိပြောပြီးသွားပြီဆိုတော့အမတို့နောက်ပိုင်းပေါ့နော်ဒီရှောက်တဲ့အပိုင်းတွေကိုအမတို့ပြောသွားမယ်ပေါ့နော်အဲ့တော့မသွားခင်မှာအမတို့ဒီ prospect ဘာမှရဲ့လက်မနိုင်ပေါ့နော်အရှိမလဲ slides တစ်ခုမှလည်းပြထားတယ်အမတို့မှာ
alumni အလုံးပေါင်းက1600ကျော်သွားပြီပေါ့နော်အဲ့တော့သူတို့တွေကဘာတွေလုပ်နေကြလဲပေါ့နော်သူတို့ sector တွေအနေနဲ့ဆိုလို့ရှင်ကောဘာမှလုံးနေကြလဲပေါ့နော်ဒါလေးကတော့ information လေးအနေနဲ့အမတို့ထည့်ပြီးပြောပေးရဖြစ်ပါတယ်ပေါ့နော်အဲ့တော့အများစုကတော့အမတို့ဒီ education sector တွေမှာလုံးနေကြတဲ့သူတွေများတယ်ပေါ့နော်ပြီးတော့အမတို့တခုလည်းအားလုံးသတိထားမိမယ်ထင်ပါတယ်အမတို့ဒီ development ဘိုင်းပေါ့နော် local NGO တွေ INGO တွေမှာအလုံးနေကြတယ်ဆိုတဲ့သူတွေလည်းအရေးအတွက်အဖြစ်များတယ်ပေါ့နော်အဲ့တော့အမတို့ဒါကအမတို့ရဲ့alumni တွေအလုံးနေတဲ့နေရာတွေနဲ့အမတို့သွားနေရဆိုရဲအမတို့ focus ထားနေတဲ့ area လေးတွေကိုအမတို့ပြပြပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက university တွေပေါ့နော်ခုနကလည်းအမပြောသွားပြီးသားဖြစ်တယ်ကျောင်းလျှောက်တဲ့အပိုင်းကကျောင်းသားကျောင်းသူကကိုယ်တိုင်လုပ်ရတယ်အမတို့ prospect ပါမှာကအဲ့ဒီအပိုင်းမှာလုပ်ပေးရမျိုးမရှိဘူးပေါ့နော်အဲ့ဒီတော့ကျောင်းသူကျောင်းသားကအခုပေါ့နော်အမတို့ဒီဒီဇင်ဘာ1ရက်နေ့ဆိုရင်အမတို့ရဲ့ဒီ application ကဖွင့်ပြီအဲ့ဒီအချိန်မှာကျောင်းသူကျောင်းသားရဲ့စိတ်ထဲမှာကျောင်းသူကျောင်းသားရဲ့ဒီစာရွက်စာတမ်းတွေမှာကျောင်းသူကျောင်းသားပြင်ဆင်ထားတဲ့အချက်တွေမှာအရေးကြီးတာကကျတော့ဘယ်ကျောင်းကိုသွားတက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိထားပြီးသားဖြစ်ရလိမ့်မယ်ပေါ့နော်။ဒါဆိုတော့ကျောင်းရွေးတဲ့အပိုင်းကအမားတို့ကလုပ်ပေးမှလည်းမဟုတ်ဘူး။ကျောင်းကိုလည်းအမားတို့ကရှောက်ပေးမှမဟုတ်ဘူး။ကျောင်းသားကျောင်းသူကကိုယ်တိုင်ရှောက်ရမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကျောင်းသူကျောင်းသားဒီကျောင်းရွေးပြီးသားဖြစ်ရမယ်။ကျောင်းကဘယ်ချိန်မှာဖွင့်မှလဲဆိုတာကိုသိထားပြီးသားဖြစ်ရမယ်။ဘယ်ချိန်မှာလဲ admission ရှောက်ရမယ်ဆိုတဲ့ဟာမျိုးကိုလည်းသိထားပြီးသားဖြစ်ရမယ်။တကယ်လို့ admission ကဖွင့်နေပြီဆိုလို့ရှိရင်လည်းရှောက်ထားပြီးသားဖြစ်ရမယ်ပေါ့နော်ဒီလိုမျိုးလေးကိုယ့်ဘာသာကိုဒီအကြောင်းရဲ့ timeline နဲ့ကြည့်ပြီးတော့ရှောက်ထားမှာဖြစ်တယ်အဲဒီတော့အကြောင်းကိုအရင်ရှောက်ရမှာလားအမတို့ဒီ scholarship ကိုအရင်ရှောက်ရမှာလားပေါ့နော်အဲ့ဒါတွေကလည်းဘာနဲ့သွားတူမလဲဆိုတော့သူ့ရဲ့ timeline အတိုင်းရှောက်ပေးရမှာဖြစ်တယ်ပေါ့နော်အမတို့ကလည်းဒီဇင်ဘာ1ရက်နေ့ဆိုရင်ဖွင့်ပြီဆိုတော့အမတို့ဒီဇင်ဘာ1ရက်နေ့ဖွင့်တဲ့အချိန်မှာကျောင်းသားကျောင်းသူကရှောက်ရမယ်ကျောင်းရဲ့ timeline အတိုင်းကျောင်းရဲ့ admission ခေါ်တဲ့အတိုင်းလဲကျောင်းမှာသွားပြီး admission ရှောက်နေရမယ်ပေါ့နော်ပြောရရင်တော့အကုန်လုံးအတူတူ run ပေးနေရမှာဖြစ်တယ်ပေါ့နော်ကျောင်းသားကျောင်းသူကဒါတွေအကုန်လုံးကိုကိုယ်တိုင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့အမတို့မှာဒီ university ရွေးချယ်တဲ့နေရာမှာအမတို့အနေနဲ့ကတော့ကန့်သက်ထားတာမရှိဘူးဘယ် university ကိုရှောက်ပါဘယ်မှာပဲရှောက်မှအမတို့ဘက်က scholarship ပေးပါမယ်ဆိုတဲ့ဟာမျိုးအမတို့မှမရှိဘူးဒါပေမဲ့ဒီ information လေးကိုအမတို့ထည့်ပြီးပြောရပေါ့နော်ဘာလို့ထည့်ပြောလဲဆိုလို့ရှင်ကဒီ university နဲ့အမတို့က partner လုပ်ထားရဲဆိုတဲ့ဟာကိုသိစေချင်လို့ပေါ့နော်ဘာလို့သိစေချင်လဲဆိုတော့တကယ်လို့ကျောင်းသားကျောင်းသူကဒီ university မှာကျောင်းတက်ခွင့်ရခဲ့တယ်အမတို့ prospect ပါမှာကလည်း scholarship ပေးခဲ့တယ်ဆိုရင်ကျောင်းသားကျောင်းသူကိုသိစေချင်တာကအမတို့ prospect ပါမှာတစ်ခုတည်းကနေပြီးတော့ scholarship ရတာမဟုတ်ပါဘူးကျောင်းကနေလဲကျောင်းသားကျောင်းသူကိုအခုလိုမျိုးပေါ့နော်ကျောင်းသားက short ပေးပြီးတော့ကျောင်း scholarship ပေးထားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါကိုသိစေချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်လို့ APRU မှာကျောင်းသူကကျောင်းတက်တယ်ဆိုလို့ရှိရင်ကကျောင်းကလည်းကျောင်းသားကျောင်းသူကို25%ကျောင်းသားက short ပေးရယ်ကျန်တဲ့ expense ကိုအမတို့ဘက်ကပေးရယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးရှိရယ်တမဆတ်ဆို50ပေါ့နော်နဟီရောဆို50ရှိရယ်ချင်းမိုင်ဆိုလို့ရှိရင်လည်း50ရှိရယ်နောက်မဲဖာလုံးလည်း50ပေါ့နော်ခွန်ခံလည်း50အမတို့နေတာဆိုလုံးဝ100%ပေါ့နော်ပြီးတော့ AIT ဆိုလို့ရှိရင်လည်း75%ပေါ့နော်အဲ့လိုမျိုးအမတို့မှရှိရဲနောက်အမတို့ဒီကနေဒါက WLU နဲ့လည်းအမတို့ဘက်က partner လုပ်ထားတာဖြစ်တဲ့အတွက်တကယ်လို့အဲ့ဒီမှာတက်ဖို့ရွေးချယ်ခံလိုက်ရတယ်ဆိုရင်ကသူတို့ကျောင်းကအမတို့100%ကျောင်းသားကျောင်းသူကိုဒီကျောင်းက short ပေးပြီးတော့ channel expense ကိုအမတို့ကထောက်ပံ့ပေးရပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့အမတို့ကဒီ university နဲ့ partner လုပ်ပြီးတော့ကျောင်းသားကျောင်းသူတွေကျောင်းတက်ဖို့ခွင့်ရဖို့ရတော့အမတို့ဘက်ကသွားပေးရဆိုတဲ့အပိုင်းလေးရှိရပေါ့နော်အဲ့ဒါကအမတို့ဒီဟာလေးထည့်ပြောပေးတယ်ဒီ university နဲ့ပတ်သက်တဲ့ဒီ information တွေကိုလည်းအမတို့ဒီ website တွေမှာတင်ထားရပေါ့နော်တင်ထားတော့ကျောင်းသားကျောင်းသူတွေတော်များများဘယ်လိုထင်လဲဆိုတော့ဒီကျောင်းတွေကိုပဲရှောက်လို့ရလို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့လည်းအမတို့ထည့်ရှင်းပေးတာပေါ့နော်ဒီကျောင်းတွေကိုပဲရှောက်လို့ရလို့ပြောချင်တာမဟုတ်ဘူးဒီကျောင်းတွေကိုရှောက်ရင်ဒါဒီကျောင်းတွေဒီအမတို့နဲ့ partner လုပ်ထားတာဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူအနေနဲ့က scholarship ကိုကျောင်းကလည်းရတယ်အမတို့စီကလည်းရတယ်ဒီလိုပုံစံမျိုးလေးဒီလိုအနေထားလေးရှိရဆိုတဲ့ဟာကိုသိစေချင်တဲ့အတွက်အမတို့ထည့်ပြောပေးရဖြစ်တယ်ပေါ့နော်ဒီတော့ကျောင်းလျှောက်တာကတော့ဘယ်ကျောင်းကိုမဆိုလျှောက်လို့ရတယ်ဘယ်နိုင်ငံကိုမဆိုလျှောက်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အမားတို့စီမာကဒီပေါ့နော်နာမည်တက်ထားရဲဆို scholarship လေးတွေရှိရပေါ့နော်ဘာတွေလဲလို့ပြောရင်ကကျောင်းသားကျောင်းသူကတကယ်လို့ economics ပိုင်းပေါ့နော်ဟို education administration နဲ့ public administration ပိုင်းဒီဟာတွေကိုစိတ်ဝင်စားရဲဆိုအမားတို့ကကျောင်းသားကျောင်းသူကရွေးချယ်ခံလိုက်ရတယ်ဆိုအမားတို့ကဒီ scholarship ကိုအမားတို့နာမည်လေးပေးထားတယ်ပေါ့နော် Gen scholarship ပေါ့နော်ပြောရရင်တော့ Gen ကနေပြီးတော့ support လုပ်ပေးရဲဆို scholarship လေးရှိရနောက်တစ်ခုကကြတော့ဒီ SUSI ပေါ့ SUSI ဆိုလို့ရှိရင်ကကြတော့အမားတို့က law နဲ့ပတ်သက်ပြီးတော့အမားတို့အနေနဲ့ဒီ name လောက်ထားတဲ့ scholarship opportunity လေးရှိရပေါ့နော်နောက် health နဲ့ education ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကတော့ဒီ
Thailand ရဲ့ Northern ပေါ့နော် Northern University မှာတက်တယ်ဆိုအမတို့အနေနဲ့ကဒီ Rotary နဲ့အမတို့ join လုပ်ပြီးတော့ပေးတယ်ဆိုရယ် name ပေးထားရဲဆို scholarship opportunity လေးတွေရှိရပေါ့နော်ဒါတော့အမတို့အနေနဲ့ဒါလေးတွေနာမည်တက်ထားတာရှိရဆိုတဲ့ဟာလေးတွေဒီ area တွေမှာစိတ်ဝင်စားရဲဆိုလို့ရှင်တော့ဒီနာမည်တက်ထားရဲဆိုတဲ့ဒီ name ပေးထားတဲ့ scholarship တွေအောက်ကနေအမတို့ထည့်သွင်းစဉ်းစားပေးတယ်ဆိုတဲ့ဟာပေါ့နော်ဒါလေးတွေအမတို့ပြပေးခြင်းဖြစ်တယ်အဲ့တော့ရှောင်းလျှောက်တော့မယ်ပေါ့နော်ကျောင်းလျှောက်တော့မယ်ဆိုတော့ဘာတွေလိုအပ်လဲပေါ့နော်ဘာတွေလိုအပ်လဲဆိုအခြေခံအားဖြင့်ငါပြောရလို့ရှင်အမတို့ဒီဇင်ဘာ1ရက်နေ့မှာစဖွင့်မယ်ဆိုတော့ဒီ online application form ကိုကျောင်းသားကျောင်းသူတွေကပြည့်ပြည့်စုံစုံပေါ့နော်ဖြည့်ပေးရမှာဖြစ်တယ် online application form ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသားကျောင်းသူတွေကအမတို့စီကို email လည်းပို့ကြမလို့ဘူးပြီးရဲ့အခါကျတော့ဒီ form တွေနဲ့လက်ရေးနဲ့ရေးပြီးတော့စာတိုက်ကနေပို့စရာလည်းမလိုဘူးပေါ့နော်ဒီ web portal မှာပဲအမတို့ဘက်ကနေပြီးတော့ initiate လုပ်လိုက်ပြီးဆိုတာနဲ့ကျောင်းသားကျောင်းသူတွေကတွားပြီးတော့ step by step ဖြည့်လို့ရတယ်အဆင့်က9ဆင့်ရှိပါတယ်ပေါ့နော်အဆင့်9ဆင့်ရှိတယ်ဒီအဆင့်9ဆင့်ကိုကျောင်းသားကျောင်းသူဒီတစ်ရက်ထဲတစ်နေ့ထဲနဲ့တစ်ခါတည်းမဖြည့်နိုင်ပါဘူးမဖြည့်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချိန်ယူပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်အဆင့်ကတော့အလုံးပေါင်း9ဆင့်ရှိတယ်အဲ့တော့ဘယ်လိုဖြည့်မလဲပေါ့နော်အခုအမတို့ဒီနေ့ကတော့အမတို့ demonstrate လုပ်ပြလို့မရဘူးဘာလို့လဲဆိုတော့အမတို့အခုထိဒီက test လုပ်နေတဲ့အဆင့်ပဲရှိနေသေးတဲ့အတွက်ဒီနေ့ကတော့ demonstrate ပြလို့မရဘူးပေါ့နော် step by step ဘယ်လိုရှိရဲဆိုတဲ့ဟာလေးပဲပြလို့မရဘူးဒါပေမဲ့အကြမ်းမြင်လေးအမပြောပြပေးမယ်ပေါ့နော်အဲ့တော့ step 1ကအရေးကြီးဆုံးဖြစ်တယ်step 1ကအရေးကြီးတယ်လို့ပြောတာဘာကြောင့်လဲဆိုလို့ရှင်က step 1ဒီဖြည့်ရတဲ့အပိုင်းတွေကရန်ရိုးရှင်းပါတယ်ကျောင်းသားကျောင်းသူရဲ့ဒီ personal information တွေပဲပေါ့နော်နာမည်ကဘယ်သူလဲဘယ်တော့မွေးတာလဲအသက်ကဘယ်လောက်လဲအဖေနာမည်ဘယ်သူဒါတွေပဲဖြည့်ပြရတာ step 1ကအဲ့တော့ step 1ကဘာလို့အရေးကြီးရလို့ပြောလဲဆိုတော့ step 1မှာအမတို့မေးထားတာက email ရှိအဲ့ဒီ email ကမှားလို့လုံးဝမရဘူးအဲ့ဒီ step 1မှာဖြည့်လိုက်တဲ့ email address တွေကိုအမားတို့ကကျောင်းသားကျောင်းသူက step 1ပြီးလို့ next ကိုနှိပ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီ email တွေကိုအမားတို့ဘက်ကနေပြီးတော့ဒီ application number ပါတဲ့ email တစ်စောင်ပို့ပေးတယ်အဲ့ဒီ email ရဖို့ရန်အတွက်ရန်ရေးကြည့်ပါတယ်တကယ်လို့အဲ့ဒီ email ကိုကျောင်းသားကျောင်းသူကလက်ခံရရှိခြင်းမရှိဘူးဆိုလို့ရှိရင်ကအဲ့ဒီ application ကိုဆက်မဖြည့်တာအကောင်းဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့အမခုနပြောသလိုပဲတရက်ထဲနဲ့ဒီအဆင့်9ဆင့်ကိုမဖြည့်နိုင်ဘူးအဲ့ဒီ email မရနေရင်ကျောင်းသားကျောင်းသူကနောက်နေ့ကိုအဲ့ဒီ portal တွေကိုပြန်ဝင်လို့မရဘူးအဲ့လိုပုံစံမျိုးဖြစ်မယ်ပေါ့နော်ဒါကြောင့်မို့လို့ step 1ပြီးရဲ့အခါမှာခဏနာပြီးတော့ email ရလား application number ရလားဆိုတာအလေးတစ်ချက်စစ်ပေးဖို့လိုမယ်ရပြီဆိုတော့မှသာနောက်ထပ် step 2ရေ step 3ရေကိုဆက်ပြီးတော့ဖြည့်မယ်ပေါ့နော်တခါလေကြာရင်ကကိုဖြည့်လိုက်တဲ့ဒီ email ကမှားနေတာမျိုးပေါ့နော် email မှားတယ်ဆိုလို့ရှိရင်တချို့တွေကအကုန်မှန်တယ်လေဆိုပြီးတော့ထင်ကြရပေါ့နော်အမေတနေရာကနေပြီးတော့ copy ကူးပြီးယူလိုက်လို့ရှင်ကသူက space တွေပေါ့နော်ဒီ hidden ဖြစ်နေတဲ့ character တွေရှိနေတဲ့အခါကျရင် email ကမရောက်လာဘူးအဲ့လိုပုံစံမျိုးလေးရှိတတ်တယ်အဲ့တော့အဲ့ဒီနေရာမှာ email ကိုရိုက်တဲ့အခါမှာတနေရာကနေ copy ကူးတာမျိုးမလုပ်ဖ ೇನೆ အစအဆုံးပေါ့နော် space တွေလည်းမပုံမိဘူးအဲ့လိုပုံစံမျိုးလေးနဲ့မှန်အောင်ပေါ့နော်အဲ့ဒီနေရာမှာ email ကိုတခြားဖြည့်ပေးဖို့အရေးကြီးတယ်အဲ့ဒီ email မှန်တယ်ဆိုရင်ဒီ confirmation email ပေါ့နော် application number ပါတဲ့ confirmation email ရောက်လာလိမ့်မယ်အဲ့ဒီ email ကိုတခြားလေးတင်ထားပြီးတော့နောက်ထပ် step 2 3 4 5 6 7ပေါ့နော်ဒါတွေကို step by step နောက်နေ့တွေမှာတစ်ဆင့်ချင်းစီသွားလို့ရတယ်ပေါ့နော်အဲ့တော့အချိန်ယူပြီးတော့ဖြည့်လို့ရတယ်အမတို့ဒီဇင်ဘာ1ရက်နေ့ဆိုလို့ရှိရင်အဲ့ဒီ link က active ဖြစ်သွားမယ်ပေါ့နော်အဲ့တော့အမတို့ရဲ့ဒီ Facebook မှာလည်းအမတို့စဖွင့်ပါပြီဆိုတဲ့ဟာနဲ့အမတို့ကြီးညာပေးမယ်ပေါ့နော်အဲ့ဒါလေးရှိမယ်အဆင့်9ဆင့်ပါရဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခုချင်းစီကိုတည်တည်ချာချာလေးဖြည့်ပေးဖို့ရန်အတွက်ရေးကြည့်ပါတယ်အဲ့တော့နောက် documents တွေပေါ့နော်အဆင့်9ဆင့်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ကအဲ့ဒီအဆင့်9ဆင့်အပြီးမှာဘာတွေတောင်းလဲဆိုတော့ documents တွေတောင်းတယ် documents တွေကပုံမှန်အဖြစ်အမတို့ဘာတွေတောင်းလဲပေါ့နော်အဲ့တော့ master သွားတက်တဲ့သူတွေကြတော့အမတို့ကိုဒီ bachelor တုန်းက graduation certificate လို့ဘာလို့ပေါ့နော်ဒါလေးတွေအမတို့ကိုပို့ပေးရတယ်နောက်တစ်ခုကကြတော့ဒီ bachelor ပဲတက်မယ်ဆိုတဲ့သူတွေကကြတော့ GET တို့စိန်ရန်အောင်လက်မှတ်တို့ဒါမျိုးတွေပို့ပေးရတယ်ပေါ့နော်နောက်အရေးကြီးတာတစ်ခုကဘာလဲဆိုတော့ reference letter အမတို့ဘက်ကတောင်းထားရှိရယ် reference letter ကိုအမတို့က2ဆောင်ပေါ့နော်2ဆောင်တောင်းတယ်တစ်ဆောင်က academic ပိုင်းကနောက်တစ်ဆောင်ကကျတော့အမတို့ဒီ professional ဘိုင်းကနေပြီးတော့ဆိုပြီးတော့အမတို့ဘက်ကတောင်းထားတာရှိတယ်တကယ်လို့ကျောင်းသားကျောင်းသူက bachelor သွားတက်မှာအလုပ်လည်းမလုပ်ဘူး volunteer လည်းမလုပ်ဘူးဆိုလို့ရှင်တော့ဒီ academic က2ဆောင်ပို့ပေးလို့ရတယ်ပေါ့နော်အဲ့တော့အလုပ်လုပ်ဘူးတဲ့တွေ့ကြုံရှိတဲ့သူတွေကြတော့ဒီ professional ကနေပြီး reference letter ပို့ပေးလို့ရပါတယ်အဲ့ဒီမှာထပ်ပြီးတော့မိခွန်းနေပေါ့ပုံမှန်အဖြစ်မတို့ဖြေရတာကဘာလဲဆိုတော့အကဲဒီ reference letter တွေမှာ format ရှိလားပေါ့အမတို့မှာ format မရှိပါဘူးကြိုက်တဲ့ format နဲ့အမတို့စီကိုပို့ပေးလို့ရပါတယ် letter head နဲ့ဖြစ်ဖို့လည်းမလိုပါဘူး
စီးတစ်စိတ်တုံးနေပါဖို့လည်းမလိုပါဘူးအဲ့တော့ဘာအရေးကြီးလဲပေါ့နော် reference letter ပို့တဲ့အချိန်မှာဘာအရေးကြီးလဲဆိုရင်ပထမတစ်ခုက English လို့ရေးထားတဲ့ reference letter ဖြစ်ရပါမယ်ထောက်ခံပေးရဲဆိုတော့ဒီ referee တွေကိုဆက်သွယ်လို့ရတယ်ဆိုတဲ့ဖုန်းနံပါတ်တွေ email တွေအဲ့ဒီထဲမှာပါပါမယ်နောက် reference letter တွေမှာရေးပြီးတဲ့အခါကျရင်ဒီပေါ့နော် generally ပေါ့နော်ထောက်ခံပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးမဟုတ်ဘဲနဲ့အမတို့ဘက်ကဘယ်လိုအရာမျိုးတွေကိုအမတို့ကြည့်လဲဆိုရင်က academic ပိုင်းဆိုလို့ရှိရင်လေကျောင်းအုပ်ဆရာမကြီးမှမဟုတ်ဘူးပေါ့နော်အခု recently ကိုတက်ထားရဆိုတဲ့ဒီ diploma တန်းကဆရာမပဲဖြစ်ဖြစ် certificate တန်းဆရာမပဲဖြစ်ဖြစ်တစုံတယောက်ပေါ့နော်ကျောင်းသားကျောင်းသူကိုတည်တည်ချာချာတည်တော်သူတယောက်ကနေပြီးတော့ reference letter ရေးပေးလို့ရတယ်ဒီကတော့စာသင်ခန်းထဲမှာကျောင်းသားကျောင်းသူကဘယ်လိုမျိုးလဲပေါ့နော်ဘယ်လိုမျိုးစူးစမ်းလဲဘယ်လိုမျိုးအားသာချက်တွေရှိလဲဆိုတဲ့ဟာမျိုးလေးတွေအဲ့ဒီထဲမှာ reference letter ထဲမှာရေးပေးဖို့လိုအပ်မယ် professional ဆိုလဲထုံနည်း၎င်းပါပဲအလုပ်လုပ်တဲ့လုပ်ငန်းပတ်ဝန်းကျင်မှာကိုကဘယ်လိုလူမျိုးလဲဆိုတဲ့ဟာမျိုးတွေထည့်ပြီးတော့ရေးဖို့ရတဲ့အရေးကြီးရပေါ့နော်အဲ့တော့ to whom it may concern နဲ့ recommend လုပ်ပါတယ်ဆိုတော့တစ်ချောင်းနဲ့တော့မရပါဘူးပေါ့နော်ဒါလေးတစ်ချက်ရှိမယ် reference letter တွေကိုအမားတို့အနေနဲ့က within 2 years ပေါ့နော်ဒီ date ရေးထားတဲ့2 years အတွင်းအမားတို့အနေနဲ့ပြန်ပြီးတော့လက်ခံပေးလို့ရတယ်အခု2025မှာရှောက်တာဖြစ်တဲ့အတွက်2023တုန်းကရေးထား reference letter ကိုအမားတို့နောက်ဆုံးထားပြီးတော့ဒီလိုမျိုးလေးပေါ့နော်ပို့ပေးလို့ရှင်တော့အမားတို့လက်ခံပါသေးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ additional award letter ပေါ့နော်အဲ့ဒါဘာကိုပြောချင်လဲဆိုတော့တချို့သူတွေကအမားတို့စီကိုအကြောင်းလာဒီ scholarship လာလျှောက်တယ်ပေါ့နော်ဒါပေမဲ့သူ့စီမှာကကျောင်းကနေပေးထားတယ်ဆိုရယ် scholarship တွေရှိပြီးသားဖြစ်တတ်တယ်ဒါမှမဟုတ်ရင်လည်း other institution တွေကနေပြီးတော့ပေးထားတဲ့ scholarship တွေရှိတတ်တယ်အဲ့လိုမျိုးတွေရှိရဆိုလို့ရှိရင်အမားတို့ကိုထည့်ပြောဖို့လိုပါလိမ့်မယ်ဘယ်သူစီကနေကျောင်းကတော့ဒီဟာပေါ့ကျောင်းလကဘယ်လောက်ရခိုင်နှုန်းရထားတယ်အမားတို့စီကဒီဘယ်လောက်လိုပါတယ်ပြီးတော့တခြား living expense ဘယ်လောက်လိုပါတယ်ဒီလိုမျိုးပေါ့နော်ကျောင်းသားကျောင်းသူတွေအနေနဲ့တောင်းလို့ရတယ်တချို့တွေကကြတော့ scholarship တွေကိုဒီလိုမျိုးပေါ့နော်နှစ်ခုသုံးခုပြိုင်လျှောက်ပြီးတော့အကုန်လုံးဆရာနေပြီးတော့ယူရဆိုတဲ့အနေအထားမျိုးလေးမဖြစ်အောင်လို့အမားတို့ဘက်ကဒါတွေကိုတေချာလေးစီစစ်တဲ့အပိုင်းလေးရှိရယ်တချို့ organization တွေနဲ့လည်းအမားတို့ဘက်ကနေပြီးတော့ဒီ successful ဖြစ်သွားတဲ့ list တွေကိုအမားတို့ပြန်ပြီးတော့တိုက်တာရှိရပေါ့နော်သူတို့စီမှာပါနေတဲ့သူစီရင်အမားတို့စီမှာပါနေတဲ့သူစီရင်ဒါမျိုးလေးပြန်ပြီးတော့စစ်တာလေးရှိတတ်တယ်အဲဒီခါကျရင်ကိုယ်နာမည်နှစ်နေရာလုံးမှာပါနေရဆိုတဲ့ဟာမျိုးမဖြစ်ရလေအောင်ပေါ့နော်ဒါမျိုးလေးတွေအမားတို့ကိုပြောပြလို့ရတယ်ပေါ့နော်အဲ့တော့နှစ်နေရာနေပြီးတော့ scholarship ယူလို့မရဘူးလားဆိုရပါတယ်ဒါပေမဲ့မတူညီတဲ့ expense တွေဖြစ်ရမယ်ပေါ့နော်အဲ့တော့အမားတို့စီမှာ living expense လာတောင်းတယ်တချို့ကျောင်းတချို့ institution ကပဲဖြစ်ဖြစ်ကျောင်းကနေပဲဖြစ်ဖြစ်ကျောင်းလာကတောင်းတယ်ပေါ့နော်အဲ့လိုမတူညီတဲ့ expense တွေခွဲပြီးတော့ကျောင်းသူကျောင်းသားတွေရှောက်လို့ရတယ်ဒါအမားတို့လက်ခံပေးရပေါ့နော်တူညီတဲ့ expense တွေကိုနှစ်နေရာသုံးနေရာကနေယူရမျိုးလုံးဝလုပ်လို့မရတော့ဘူးပေါ့နော်ဒါလေးတော့တစ်ခုရှိမယ်နောက်တစ်ခုကဒီ passport ရှိရဆိုလို့ရှိရင် passport ရဲ့ document တွေပို့ပြရတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးဒီ online form ကိုဖြည့်ပြီးပြီဆိုတာနဲ့ကျောင်းသားကျောင်းသူတွေကအောက်က documents တွေကိုအမားတို့ကိုပို့ပေးရတာဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီ timeline လေးဆက်ပြီးတော့အမတို့ပြောပေးမယ်ပေါ့နော်အဲ့တော့ဒီဒီဇင်ဘာ1ရက်နေ့ဆိုအမတို့ဖွင့်ပြီ31ရက်နေ့ January ဆိုပိတ်ပြီဒီနှစ်လမှာအကြောင်းသားအကြောင်းသူတွေဒီဘာလုပ်ပေးရမလဲဆိုတော့ခုနအမပြောတဲ့အဆင့်9ဆင့်ပါတဲ့ application form ကိုဖြည့်စုံအောင်ဖြည့်ပြီးတော့ submit လုပ်ပေးရမယ်31ရက်နေ့မတိုင်မီပါပေါ့နော်31ရက်နေ့ form ကိုဖြည့်ပြီးပြီဆိုတော့မှအမတို့က additional documents တွေကိုဘယ်လိုပို့ရမလဲဆိုတဲ့ instruction ကိုကျောင်းသားကျောင်းသူထပ်ပြီးတော့ပို့ပေးရဖြစ်တယ်အဲ့တော့ကျောင်းသားကျောင်းသူအနေနဲ့ဒီ additional documents တွေကိုတင်ဖို့ရန်အတွက်တစ်လအချိန်ထပ်ရတယ်28ရက်နေ့ February အထိအမတို့အနေနဲ့ကဒီ link ပေါ်မှာပေါ့နော်အမတို့ web portal ပေါ်မှာတင်လို့ရအောင်အမတို့လက်ခံပေးထားရပေါ့နော်အဲ့တော့ form ကိုဖြည့်မှာက31ရက်နေ့ January နောက်ဆုံးထားပြီးဖြည့်ပြီးတော့ documents တွေကို28ရက်နေ့ February မှာအမတို့ပို့ပေးရမှာဖြစ်တယ်ဒီနေရာမှာ additional documents တွေခုနကအမတို့ပြောသွားတာတွေကများတယ်ပေါ့နော်အဲ့ဒီထဲမှာအရေးကြီးဆုံးကဘာလဲပေါ့နော်တချို့ကျောင်းသားကျောင်းသူတွေမှာကဒီကျောင်းဝင်ခွင့်တွေပါလည်းမရှိသေးဘူးရှောက်လည်းမရှောက်ရသေးဘူးပေါ့နော်အဲ့တော့မပို့ပေးနိုင်အောင်ရှာရဲတာလည်းပြဿနာမဟုတ်ဘူးပေါ့နော်28ရက်နေ့ February မှာအမတို့စီကို reference letter နှစ်ဆောင်မရောက်လာဘူးဆိုရင်အဲ့ဒီ application ကိုအမတို့အနေနဲ့ဆက်ပြီးတော့မစင်စားတော့ပါဘူးဒါကြောင့်မို့လို့28ရက်နေ့ February မှာ reference letter နှစ်ဆောင်အမတို့ကိုပို့ထားပြီးသားဖြစ်ကိုဖြစ်ပါမယ်တခြား documents တွေမပါသေးဘူးပေါ့နော်ထားလိုက်ပါတော့အကြောင်းဝင်ခွင့်တွေလည်းမပါသေးဘူးဒီ education နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကလည်းမပါသေးဘူးဆိုလို့ရှင်လည်းရတယ်တေချာတာကဒီ reference letter နှစ်ဆောင်ကတော့အမတို့စီကိုရောက်ပြီးသားဖြစ်ရမယ်ဒါမှလည်းအမတို့ဆက်ပြီးတော့ဒီ screening လုပ်တဲ့အပိုင်းကိုဆက်ပြီးတော့သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့28ရက်နေ့နောက်ပိုင်းကျတော့မှတချို့ documents တွေရောက်လာရင်ဘာလုပ်ရမလဲ
အမားတို့ပို့မယ်ပေါ့နော်ပို့လဲအမားတို့အနေနဲ့ဒီဟာတွေကိုပြန်ပြီးတော့သိမ်းနိုင်တဲ့အနေအထားမရှိပါဘူးအမားတို့နှစ်တိုင်းလက်ခံရရှိတဲ့တော့ကျောင်းသားကျောင်းသူအရေးအတွက်က2000ပေါ့နော်1000ကျော်2000ဆိုတော့အမားတို့အနေနဲ့ဒီဟာတွေကိုတယောက်ချင်းစီပြန်ပြီးတော့အမားတို့ folder လုပ်ပေးနိုင်တာမျိုးမရှိဘူးဒါကြောင့်မလို့လဲအမားတို့တက်နိုင်တဲ့လောက် system နေနဲ့အလုပ်လုပ်ရတယ်ပေါ့နော်အဲ့တော့ဒီ reference letter နှစ်ဆောင်ပို့ထားပြီးသားဖြစ်တယ်ဆိုလို့ရှင်တော့စိတ်ချပြီးတော့ဒီအမတို့ဆက်ပြီးတော့ screening လုပ်နေတာဖြစ်တဲ့အတွက်ဒါကိုစိတ်ချပြီးတော့ဆက်ပြီးတော့နေလို့ရတယ်ကျန်တဲ့ documents တွေကိုပို့စရာမလိုဘူးလက်ထဲမှာ ready လုပ်ထားမယ် interview အမတို့ခေါ်တဲ့အချိန်မှာအမတို့အဲ့ documents တွေအကုန်လိုရဲဆိုတဲ့ဟာတွေအကုန်လုံးတောင်းပါဖြစ်တယ်ပေါ့နော်အဲ့ interview ကဘယ်လိုလုပ်မှာလဲဆိုရင်မေလမှာအမတို့ဘက်ကနေပြီးတော့ short list ပါတဲ့သူတွေကိုအမတို့ဆက်သွယ်ပြီးတော့ဘယ်နေ့မှ interview ရှိပါတယ်လာပါဆိုပြီးတော့ပြောပါတယ် February အကုန် February March April May ပေါ့နော်ဒီ၄လမှာအမတို့ဘက်ကအကြောင်းသားအကြောင်းသူကို yes or no ပေါ့နော် yes or no ရော process ကဘယ်ထိရောက်နေပါပြီဆိုတဲ့ဟာမျိုးအမတို့ဘက်ကလုံးဝ response မလုပ်နိုင်ပါဘူးအမတို့ဘက်ကshortlist ပါပါတယ်လို့လေဒီပေါ့နော် announcement မထွက်ခင်အထိအမတို့ဘက်ကမပြောနိုင်ပါဘူးအဲ့ချိန်မှာကျောင်းသားကျောင်းသူတွေတော်တော်များများပြဿနာတက်ကြရပေါ့နော်။ဘာနဲ့ပြဿနာတက်လဲဆိုတော့ကျောင်းကကျောင်းလာကတောင်းလာ။ဒါမှမဟုတ်ရင်လည်းကျောင်းကကျောင်းလာခိုင်းတာ။အဲ့တော့ဒီမှာက result ကမထွက်သေးဘူး။ဘာလို့မှမသိဘူးပေါ့နော်။အဲ့တော့အမတို့ဆီ question တွေရောက်လာတယ်။အဲ့တော့အမတို့အဲ့ချိန်မှာပြောနိုင်တာကအမတို့ prospect ဘာမှအနေနဲ့ကတော့ decision ဝင်ပြီးတော့ကျောင်းသားကျောင်းသူကိုစားလုပ်ပေးနိုင်တာမျိုးမရှိဘူး။ဒီချိန်မှာအဲ့အချိန်မှာပေါ့နော်ဒီ February March April May ဒီ၄လမှာဖြစ်လာတဲ့အကြောင်းကနေပြီးတော့ဖြစ်လာတဲ့ကိစ္စတွေမှာကျောင်းသားကျောင်းသူဟာကိုယ့်ရဲ့မိဘအုပ်ထိန်းသူနဲ့ဆွေးနွေးပြီးတော့ဆုံးဖြတ်ရမှာဖြစ်တယ်။ကျောင်းသားတက်လိုက်မလားပေါ့နော်။ကျောင်းသားတက်လိုက်မလားဒီပစံပေးလိုက်မလားပေါ့နော်။ပြီးတော့မတို့ဘက်ကရွေးချယ်ခံလိုက်ရရဲဆိုဒီပစံကတော့ပြန်ပြီးတော့ရနိုင်တယ်ပေါ့နော်။ဒီလိုမျိုးရှိမယ်။တချို့တွေကကြတော့လုံးဝမတက်နိုင်ဘူး။အမတို့ဘက်ကပေးမှပဲသွားနိုင်မယ်ဆိုတဲ့သူတွေရှိတယ်။အဲ့ဒီလူတွေကဘာလုပ်လဲဆိုရင်က semester ရွှေ့ရပေါ့နော်။ August intake ကိုရွှေ့ရ September intake ကိုရွှေ့ရပေါ့အကြောင်းလှမ်းပြောပြီးတော့ဒီလိုမျိုးလေး intake ရွှေ့ပြီးတော့လုပ်ကြအဲ့တော့ကိုယ့်ရဲ့အခြေအနေပေါ့နော်ဒါကိုမိသားစုနဲ့တိုင်ပင်ပြီးတော့ဒီကြားထဲမှာဆုံးဖြတ်ပြီးတော့လုပ်ပါအမားတို့ဘက်ကတော့မေလမှာဒီ short list ပါတဲ့သူတွေကိုအမားတို့ဘက်က short list ပါတဲ့ interview လာပေးပါဆိုပြီးတော့ဆက်သွယ်ပြီးတော့အမားတို့အကြောင်းကြားပေးရပေါ့နော်အဲ့တော့အမားတို့ဘက်ကဒီဂျွန်လမှာ interview တွေလုပ်ပေးပြီးတော့ result ကိုအမားတို့ဂျွန်လအကုန်မှာအမားတို့ထုတ်ပေးရပေါ့နော်ပြီးတဲ့အခါမှာတော့ဒီမှာလက်မှတ်ထိုးတဲ့အပိုင်းတို့ orientation တို့ဒါမျိုးတွေဆက်ပြီးတော့ဆက်သွားတဲ့အပိုင်းတွေရှိရပေါ့နော်ဒါကကျောင်းသားကျောင်းသူရဲ့ပထမတစ်နှစ်အတွက်ကိုအမတို့ဘက်ကဒါက application run လိုက်တယ်ပေါ့နော်အဲ့ထပ်ပြီးတော့ကျောင်းသားကျောင်းသူတွေအသိချင်တာတစ်နှစ်ပဲရမှာလားကျောင်းက4နှစ်တက်ရမှာပေါ့နော်အဲ့လိုမျိုးလေးသိချင်တယ်ဆိုတော့အမတို့အနေနဲ့ကျောင်းသားကျောင်းသူတက်ကိုရွေးလိုက်ပြီပေါ့နော်ရွေးလိုက်ပြီဒီနှစ်အတွက်ရွေးလိုက်ပြီဆိုရင်အဲ့ဒီကျောင်းသားကျောင်းသူကိုဘွဲမရမချင်းအမတို့ဘက်က support လုပ်ပေးပါတယ်ဒါပေမဲ့အမတို့ condition လေးတွေရှိရပေါ့နော်နောက်နှစ်အတွက်ဆက်ပေးမလားမပေးဘူးလားဆိုတဲ့ဟာရှိတယ်ဘာပေါ်မူတည်ပြီးမတို့ဘက်ကဆုံးဖြတ်လဲဆိုတော့ကျောင်းသားကျောင်းသူကစာတိချာလိုက်လုပ်နေလားပေါ့နော် GPA ဘယ်လောက်ရလဲပေါ့နော်ဒါပေါ်မှာကြည့်ပြီးတော့မတို့ဘက်ကဆုံးဖြတ်တယ်အဲ့ဒီ students တွေကပြန်လျှောက်ရတယ်ဆိုရက်ပုံစံကတစ်မျိုးရှိရပေါ့နော်ဒီတိုင်းမဟုတ်တော့ဘူးဒီဇင်ဘာထဲမှာဝင်လျှောက်မှာမဟုတ်တော့ဘူးမတို့လက်ရှိသွားနေတဲ့သူတွေဆိုလို့ရှိရင်ကတက်သူတို့ရဲ့ window တိုင်းလျှောက်ပေးရတယ်ပေါ့နော်ပုံမှန်အပြင်မတို့အဲ့ဒါကိုဘယ်တော့ဖွင့်ပေးလဲဆို January မှာဖွင့်ပေးတယ်ပြီးတဲ့အခါမှာ report တွေတင်ပေးရတယ်ပြီးတော့နောက်တစ်နှစ်တော့မတို့ဆက်ပြီး decision ချပေးရပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့သွားပါတယ်ဒါကတော့မတို့ဘယ်လို process လုပ်နေလဲဆိုတဲ့အပိုင်းလေးပြပြပေးတာဖြစ်တယ်ပေါ့နော်အရင်ရေးကြည့်ရက31ရက်နေ့မှာဒီ online application form က submit လုပ်ထားပြီးသားဖြစ်ကိုဖြစ်ရပါမယ်အဲ့တော့31ရက်နေ့ဆိုတော့အကုန်လုံးကခါကြရင်31ရက်နေ့နာနေတော့မှတင်ဖို့ရန်အတွက်ကြိုးစားကြရပေါ့နော်အဲ့တော့မတို့ထပ်ပြီးတော့ပြောချင်ပါတယ်အဲ့လိုလုံးဝမလုပ်ပါနဲ့အနည်းဆုံး9ရက်တစ်ပတ်လောက်ခွာပြီးတော့တင်ပါဘာလို့လဲဆိုတော့နောက်ပိုင်း deadline နီးလာလေ assess လုပ်တဲ့သူတွေအများများပြီးတော့အမတို့ site ကလေးပါတယ်အဲ့ဒီခါမှာ error တွေဖြစ်ပါတယ်အဲ့ဒီ error တွေကိုအမတို့ဘက်ကလည်းလိုက်ပြီးရှင်းပေးနိုင်တာမရှိဘူးပေါ့နော်ဘာလို့ဆိုတော့ဒီ application ဒီ assess လုပ်နေတဲ့သူတွေအများများနေတော့ဒီဝင်ကမနိုင်တာပေါ့နော်ဒါမျိုးလေးရှိတာဖြစ်တဲ့အတွက်31ရက်နေ့ပိတ်တာတော့ဟုတ်တယ်ဒါပေမဲ့စောစောလေးပေါ့နော်ဒီ20ဝန်းကျင်25ဝန်းကျင်လောက်မှာ submit လုပ်ထားနိုင်တာကအန်တီအကင်းဆုံးပဲ safe အဖြစ်ဆုံးပဲပေါ့နော်နောက်ပိုင်းရောက်လေအမတို့ဘက်ကဒီဟာ error များလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားကျောင်းသူတွေအနေနဲ့စိတ်ဖိအားဖြစ်တယ်ပေါ့နော်နောက်တစ်ခုက31ရက်နေ့ကိုကြော်ပြီးတော့ရောက်လာတဲ့ application တွေကိုမတို့မစင်စားပါအောင်လုံးဝFebruary 1ရက်နေ့ကို second လေးပဲဆွမ်းသွားပေါ့နော်မိနစ်လေးပဲဆွမ်းသွားအမတို့လုံးဝအဲ့ဒီ application ကိုမကြည့်ပါဘူးအမတို့ကခုနပြောသလိုပဲဒီဟာက system တစ်ခုနဲ့ချိန်ထားတာဖြစ်တဲ့အတွက်အမတို့ကပြီးရဲ့ခါပိတ်လိုက်ပြီဆိုတာနဲ့ application တွေကိုအမတို့က system တွေကနေဆွဲထုတ်တော့
အမတို့ filter ရင်းနဲ့တုံးပြီးတော့ထုတ်တာပေါ့နော်31ရက်နေ့နဲ့အမတို့တုံးပြီးထုတ်ရတာဖြစ်တဲ့အတွက် February ရသူတွေကိုအမတို့ကြည်လည်းမကြည့်ဘူးပြီးတဲ့အခါကျတော့ပြန်ပြီးဒီထုတ်လိုက်တဲ့အချိန်မှာလည်းမပါဘူးပေါ့နော်ဒါမျိုးလေးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအရန်ရေးကြီးရကတော့ဒီ31ရက်နေ့မတိုင်မီမှာဒီ farm ကို submit လုပ်ထားပြီးသားဖြစ်ရပါလိမ့်မယ်ပေါ့နော်နောက်တစ်ခုကခုန application တင်တဲ့ဟာပေါ့နော်ဘယ်လိုတင်ရမလဲဆိုတဲ့ဟာလဲပေါ့နော်အမတို့ဂျားထဲမှာလာမေးကြတယ် fountain ပြီးတော့မှဒီ online form ကြီးက submit ဖြစ်သွားပါပြီဆိုတော့မှဘယ်လိုတင်ရမလဲဆိုတဲ့ documents တွေနဲ့အဆင့်တွေပေါ့မတို့ email ထပ်ပို့ပေးတာအဲ့တော့ form မတင်ရမချင်းကဒီ documents တွေဘယ်လိုတင်ရမလဲဆိုတော့ကျောင်းသားသိမှာမဟုတ်ဘူးအဲ့တော့အမတို့လာမေးလဲအမတို့ကပြီးအောင်တင်လို့ပဲအမတို့ပြောရမှာပေါ့နော်အဲ့တော့ပြီးရဲ့အထိတင်ပါပေါ့နော်ပြီးရဲ့အထိတင်ပြီးရဲ့အခါမှာ documents တွေဘယ်လိုတင်ရမလဲဆိုတဲ့ instruction ထပ်ရောက်လာလိမ့်မယ်ပြီးတော့မှအဲ့အတိုင်းထပ်တင်ပေးပေါ့နော်ဘယ်လိုပုံစံမျိုးလေးရှိရဲ document စီကမှ28ရက်နေ့ဒီ28ရက်နေ့မှာလည်းခုနကပြောသူအရေးကြီးဆုံး reference letter 2ဆောင်ပေါ့နော်အဲ့ဒီဟာကိုတည်တည်ချာချာလေးတင်ပေးထားရင် application form လည်းတည်ချာပြင်ထားရဆိုရင်တော့ဒါတောက်လျှောက်မှာတော့ screen နဲ့လုပ်တဲ့ထဲကိုပါသွားလိမ့်မယ်ပေါ့နော်တည်ပြီးတော့ဆိုရင်စရာမရှိဘူးကျန်တဲ့ document စီကလက်ထဲမှာပဲကိုင်ထားပြီးတော့အမတို့ interview ရဲ့အချိန်ကျတော့မတို့ပို့ပြီးပေါ့နော်ဒါမျိုးလေးရှိပါမယ်အဲ့တော့ online application form မှာကခုနအမပြောတာ step 1အရေးကြီးရပေါ့နော် step 1အရေးကြီးရလို့မတို့ပြောထားပြီးနောက်ထပ် step ကဘာလဲဆိုတော့ step number 6ပေါ့နော်အဲ့ဒါဘာရေးဟာလဲဆိုတော့ဒီကိုယ့်ရဲ့ request ပေါ့နော် financial နဲ့ပတ်သက်တဲ့ဘယ်လိုမျိုး request တွေကိုလိုအပ်တာလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာလေး step number 6မှာကျောင်းသားကျောင်းသူတွေဖြည့်ပေးရပါတယ်ပေါ့နော်အဲ့တော့ step number 6မှာကျောင်းသားကျောင်းသူတွေအနေနဲ့ကဒီ form ကိုဖြည့်တဲ့အခါမှာပထမဆုံး currency ပေါ့နော် currency ဘာကိုသုံးရမလဲပေါ့နော်ကျောင်းသားကျောင်းသူတော့တက်မယ်ဆိုတဲ့ကျောင်းကသုံးတဲ့ currency နဲ့ဖြည့်ပေးရတာဖြစ်ပါတယ်တစ်နှစ်စာပဲအတွက်ပေးရတာဖြစ်ပါတယ်တစ်နှစ်စာပေါ့နော်အဲ့တော့ first year တက်မဲ့သူဆိုလို့ရှိရင် first year တစ်နှစ်စာကျောင်းလာကဘယ်လောက်ကုန်ပါလဲပြီးရခါကျတော့နောက်ထပ် other expense တွေဘယ်လောက်ကုန်ပါလဲပေါ့နော်ဒါတွေကိုတွက်ပေးရတာဖြစ်တယ်အဲ့တော့ first year ပဲရှောက်လို့ရတာမဟုတ်ဘူးပေါ့နော်အမတို့စီကအခုfirst year တက်နေပြီးတော့ second year မှာ financial အခက်အခဲရှိလို့လာရှောက်ချင်တယ်ဆိုလည်းရတယ် third year အတွက်ရှောက်ချင်တယ်ဆိုလည်းရတယ် fourth year အတွက်ရှောက်ချင်တယ်ဆိုလည်းရတယ်ပေါ့နော်အဲ့တော့လာရှောက်လို့ရပါတယ်အဲ့တော့သုံးတဲ့ currency ဒါအမတို့ကိုတင်ပေးလို့ရပါတယ်အမတို့ကကျောင်းသားကျောင်းသူတယောက်ကတစ်နှစ်စာပေါ့နော်တစ်နှစ်စာတစ်ခါအမတို့ support လုပ်ပေးရဖြစ်တယ်ဒါပေမဲ့လို့အမတို့ဒီ calculation သွားတဲ့အခါမှာကြတော့ဒီဟာက currency တွေအကုန်လုံးကကျောင်းသားကျောင်းသူသွားမယ်ဆိုတဲ့ country ရဲ့ currency နဲ့သွားပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတိကျကျလေးကြီးတေးတွက်ပေးရတာပေါ့နော်လုံးပေါင်းအနေနဲ့ဒေါ်လာဘယ်လောက်ပါဆိုပြီးတွက်ရတာမဟုတ်ဘူးအမတို့က fee တွေအကုန်ခွဲပေးထားရဲကျောင်းလကဘယ်လောက်ကုန်ပါလဲ living expense ဘယ်လောက်ကုန်ပါလဲအဲ့ဒီဟာတွေအကုန်လုံးကိုကျောင်းသားကျောင်းသူကတစ်နှစ်စာတွက်ပေးရတာဖြစ်တယ်အဲ့တော့အဲ့ဒီဟာကိုလည်းထင်သလိုရေးလိုက်လို့မရဘူးပေါ့နော်ထင်သလိုရေးလိုက်လို့မရဘူးထင်သလိုတွက်လိုက်လို့မရဘူးမေးပါသိရသူတွေရှိရင်မေးပါ online မှာ research လုပ်ပါအမတို့မှာက reference တွေသုံးတဲ့ standard သုံးတဲ့ဟာတွေရှိတယ်အမတို့ကျောင်းသူကျောင်းသားတွေလည်းဒီကျောင်းတွေမှာတက်နေရဖြစ်တဲ့အတွက်ဘယ်ကျောင်းသွားရင်ဘယ်လောက်ကုန်မယ်ဆိုတဲ့ဟာမျိုးအမတို့မှာရှိတယ်ဒီနေရာမှာကကျောင်းသူကျောင်းသားကမသွားခင်ဘယ်လောက်ထိပြင်ထားလဲဆိုတဲ့ဟာတွေအမတို့ကဒါတွေကကြည့်ရပါတော့အဲ့တော့တိတိကျကျလေးမေးထားမြန်ထားသိရသူဆိုလို့ရှိရင်ငါဒါလေးကိုအနည်းဆက်ဆုံးတွက်ပြီးတော့အမတို့ကိုပို့ပေးနိုင်တယ်ပေါ့နော်ချို့ဆိုရင်ထင်တယ်လို့ရေးတာပေါ့နော်စိတ်ထဲထင်တာရေးတာတိတိကျကျမတွက်ထားဘူးဆိုတဲ့သူတွေရှိကြတယ်ဒါကြတော့ပြောရရင်ကိုယ့်ရဲ့ပြင်ဆင်မှုအပိုင်းမှာဘယ်လောက်ထိရှိနေလဲကိုယ့်ရဲ့စိတ်ဝင်စားမှုအပိုင်းမှာဘယ်လောက်ထိရှိနေလဲဆိုတဲ့ဟာကိုပြနေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့တိတိကျကျလေးရှာပြီးတော့တိတိကျကျအနည်းဆက်ဆုံးလေးတွက်ပါအမတို့ ਨੇ ပြီးတဲ့အခါမှာဒီဖောင်ကိုတင်ထားတာကဒေါ်လာ9000မို့လို့အမတို့ကပေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာလဲဒေါ်လာ9000ပဲပေးရဆိုတဲ့ဟာမျိုးလုံးဝမဟုတ်ဘူးပေးပင်လို့အမတို့ဘက်ကဆုံးဖြတ်လိုက်ပြီးတဲ့အခါမှာကျောင်းသားကျောင်းသူတွေအမတို့ကတလဲလက်ဓာတ်တွေ calculation တွေပြန်သွားတယ်အဲကြလို့ရှိရင်လွဲနေရရှိလို့ရှိရင်လည်းအမတို့ဘက်ကပြန်ပြီး correct လုပ်ပြီးရဟာရှိရပေါ့နော်အဲ့တော့ဒီတိုင်းပဲတော့မဟုတ်နေဘူးဒါပေမဲ့အနည်းဆက်ဆုံးဖြစ်အောင်တော့ဒီဟာ calculation သွားပေးပါပေါ့နော်အဲ့တော့အဲ့ဒီမှာဘာတွေကိုတွက်ပြီးတော့တင်လဲဆိုအကြောင်းလက်ကကြီးတင်လို့ရတယ် living expense တွေတင်လို့ရတယ်နောက် stationery တွေတင်လို့ရတယ်နောက်ရေဖို့မိဖို့ internet ဖို့ပေါ့နော်ဒါမျိုးတွေတင်လို့ရတယ်စားတောက်ဖို့တွေတင်လို့ရတယ်နောက်တစ်ခုကကျတော့ဒီဟာပေါ့နော် credit ပေးရဆိုတဲ့ trip တွေရှိရပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်အမတို့ကိုတွက်ပြီးတော့တင်လို့ရတယ် students ကအခုလက်ရှိမြန်မာပြည်ထဲမှာရှိနေလို့ဂျိုးရီးယားကိုသွားမယ်ဒါမှမဟုတ်လို့ရှိရင်ဒီအင်ဒိုနီးရှားကိုသွားမယ်အဲ့အတွက်ကုန်ကြစိတ်ရှိရဆိုအမတို့ဘက်ကဒါကိုတင်ပြီးတော့တွက်ပေးလို့ရတယ် health insurance ပေါ့နော်ကျောင်းတွေမှာကဒီသူတို့ရဲ့ international students တွေအတွက်သတ်မှတ်ထားတဲ့ဒီ insurance package တွေရှိရပေါ့နော်ဒါတွေရှိရဆိုလို့ရှိရင်ထည့်ပြီးတော့တောင်းလို့ရတယ်တစ်နှစ်စာဒီဟာကိုထည့်ပြီးတော့တွက်ပြီးတော့တောင်းပြရမှာဖြစ်တယ်အမတို့ကိုဘာတွေတောင်းလို့မရဘူးလဲပေါ့နော်
ပထမဦးဆုံးကပြောရရင်ကြတော့ extra curricular ပေါ့နော်ဟိုပထမဆုံးeligibility မှာမတို့ကပြောခဲ့တယ် prospect ဘာမှကိုရှောက်ဖို့ကျောင်းသူကျောင်းသားတွေက IELTS မလို့ဘူး TOEFL လည်းမလို့ဘူး Duolingo လည်းပေးပါဆိုတဲ့ဟာမျိုးမလို့နေဘူးအမတို့ကဘာလို့သွားချိန်ထားလဲဆိုတော့ကျောင်းဝင်ခွင့်နဲ့သွားချိန်ထားတယ်ပေါ့နော်အဲ့တော့ကျောင်းဝင်ခွင့်ရဖို့ရန်အတွက်ကျောင်းသားကျောင်းသူကဘယ် documents နဲ့ရှောက်ထားလဲပေါ့နော်အဲ့တော့ TOEFL နဲ့တင်ထားဆိုမတို့ TOEFL ပို့ပေး IELTS နဲ့တင်ထားဆိုတော့ IELTS ပို့ပေးပေါ့နော်အဲ့ဒီမှာမဟုတ်ပဲနဲ့တချို့တွေကကြတော့ကျောင်းရဲ့ placement test ကိုဖြေတဲ့အခါမှာကျောင်းကသတ်မှတ်ထားတဲ့အမှတ်ကိုမရဘူးမရတဲ့အခါမှာကျောင်းက English ဆိုလဲ English ကို additional အနေနဲ့ယူရမယ်ဆိုပြီးတော့သူတို့ကဒီဟာကိုတစ်ခုအနေနဲ့ထည့်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာရဲဆိုရင်တော့အဲ့ဒီရဲ့ကုန်ကြစိတ်ပေါ်မှာတော့မပြပါဘူးအဲ့တော့ English မှာမဟုတ်ဘူးတချို့တော့ country တွေရှိတယ် Germany ဆိုရင်သူတို့ရဲ့ German ဘာသာစကားကို6လသင်ရတယ်ဆိုတဲ့ဟာမျိုးရှိရပေါ့နော်အဲ့တော့အဲ့ဒီရဲ့ကုန်ကြစိတ်အမတို့ဘက်ကမပေးဘူးပေါ့နော်အဲ့တော့ဒီလိုမျိုး language နဲ့ပတ်သက်နေရဆိုတော့ extra ပတ်သက်လာတဲ့ curriculum တွေ trip တွေအမတို့ဘက်က support လုပ်ပေးရမရှိဘူးဆက်တဲ့ expense တွေမရှိဘူးနောက်တစ်ခါကျ laptop တွေဒီဟာတွေဝယ်ဖို့အမတို့ဆက်တောင်းလို့မရဘူးပေါ့နော်နောက်မိသားစုကကိုလိုက်ပို့လို့အကြောင်းလိုက်ပို့လို့အဲ့အတွက်ကုန်ကြစိတ်တွေဖြစ်လာတယ်ဆိုအမတို့ကိုတောင်းပေးလို့မရပါဘူးနောက် medical ပေါ့ဒီဟာနဲ့ပတ်သက်ပြီးအမတို့ကိုတောင်းလို့မရဘူးပေါ့နော်အဲ့ဒီဟာကတော့မတို့ဘက်ကဘာတွေတောင်းလို့ရတယ်ဘာတွေတောင်းလို့မရအောင်လဲပေါ့နော်ဒီဟာတွေ information တွေကိုအမတို့ဘယ်အချိန်မှာအတိအကျယူလဲဆို step number 6ကိုရောက်တဲ့အခါမှာပေါ့နော် step 6ကိုရောက်တဲ့အခါမှာကျောင်းသားကျောင်းသူတွေဒါတွေကို detail ဖြည့်ပြီးတော့တင်ပြရတာဖြစ်ပါတယ်အဲ့တော့အကုန်လုံးပေါ့နော်အကုန်လုံးတွက်ပြီးတောင်းလို့ရလားပေါ့နော်ဆိုတော့အခါမှာအမတို့ကကျောင်းသားကျောင်းသူတယောက်ကိုတစ်နှစ်ကိုအများဆုံးပေါ့နော်ပေါင်8000အမတို့ဘက်ကစီလန်မောင်းရှိရယ်ပေါင်8000အမတို့ပေးပါတယ်သူတို့ရဲ့လိုအပ်ချက်ရလူတိုင်းတော့ပေါင်8000အမတို့ပေးတာမဟုတ်ဘူး requirements ပေါ်မူတည်ပြီးတော့အမတို့ဘက်ကတွက်ချက်ပြီးတော့ပေးတာဖြစ်တယ်ဒါပေမဲ့ maximum ဒီပေါင်8000ဖြစ်တယ်ပေါင်8000ဖြစ်တဲ့အတွက်အာရှဘက်မှာကျောင်းသားကျောင်းသူတွေက full scholarship နဲ့တက်လို့ရဒါပေမဲ့လို့ကျောင်းသားကျောင်းသူက western ဘက်ကိုစဉ်းစားထားရဆိုရင်တော့ပေါင်8000ဒီလုံးဝမလောက်ပါဘူးတကယ်လို့ကိုက western ဘက်ကိုစဉ်းစားထားရပေါ့နော် UK တို့ US တို့တခြားတိုင်းပြည်ဒီ develop country တွေတွားမယ်ဆိုလို့ရှင်ကကျောင်းသားကျောင်းသူတီးကြိုပြီးတော့ပို့ပြီးတော့ပြင်ဆင်ဖို့လိုအပ်တယ်အမတို့ဘက်ကနေပြီးတော့ request ပေါ့နော်အများဆုံးရနိုင်တာကပေါင်8000ဖြစ်တယ်အဲ့တော့ကုန်မှာကကြတော့1000ခွဲလည်းဖြစ်ချင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့လိုအပ်နေတဲ့ fan ကိုဘယ်လိုရှာမှာလဲဘယ်လိုပုံစံနဲ့ရှာမှာလဲဒါမျိုးတွေကိုကျောင်းသားကျောင်းသူကကြိုပြီးတော့ပြင်ထားဖို့ရအတွက်လိုပါတယ်ပေါ့နော်အဲ့တော့အမတို့ကဒီဟာတွေကိုဂျိုတရားကိုထိုင်းလန်မှာတက်မှာပဲပေးမယ်လို့ပေါ့နော်ဒါမျိုးတွေမရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့က students ကတင်လာတဲ့ဒီ application ရဲ့အရေးအသွေးကိုကြည့်ပြီးဆုံးဖြတ်တာဖြစ်တဲ့အတွက်အမတို့ဘက်ကတကယ်လို့ကျောင်းသားကျောင်းသူတရားရဲ့ qualification ကိုကြိုက်လို့ပေါ့နော်မိကုန်းနေဒီ interview ထိပါလာလို့မိကုန်းနေမေးတဲ့အခါမှာ western မှာတော့တက်မှာဒါပေမဲ့ကျန်တဲ့ပိုင်းတွေကိုလည်းတေချာပြင်ဆင်ထားတာမျိုးမရှိဘူးဆိုတဲ့ဟာမျိုးပေါ့နော်အမတို့ဘက်က full pay နိုင်မှတက်လို့ရမယ်ဆိုတဲ့ဟာမျိုးတွေအဲ့ချိန်မှာလောက်တာမျိုးထက်ချိုပြင်ထားရင်ပိုအကောင်းတယ်ပေါ့နော်တည်ထားတယ်ဒီ information ကိုတည်ထားတယ်ဒါကြောင့်မလို့ဒီလိုတွေပြင်ထားတယ်ဒီလိုမျိုးရှင်းပါပေါ့နော်ဆိုတဲ့ဟာမျိုးကျောင်းသားကျောင်းသူအလုံးဝတည်တည်ချာချာလေး web prep ပဲလုပ်ထားဖို့ရအတွက်အရေးကြီးပါတယ်ပေါ့နော်တေချာတာအမတို့ဘက်ကတော့ပေါင်8000ကိုအမတို့ maximum ပေးတာဖြစ်ပါတယ်ပေါ့နော်တော့နောက်တစ်ခုမေးများတာကဘယ်လိုလူတွေရွေးလာလဲပေါ့နော်ဘယ်သူလူတွေရွေးလဲပေါ့နော်အဲ့တော့အမတို့ဘက်ကတော့ပထမဆုံးပြောရရင်တော့ English ပေါ့နော် English ကအမတို့အနေနဲ့ကဘန်8ဖြစ်ရမယ်လို့ဘန်9ဖြစ်ရမယ်လို့မရှိနေဘူးဒါပေမဲ့ကောင်းကောင်း communicate လုပ်နိုင်တယ်သူဖြစ်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ international university မှာဆိုတက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ English ကိုပဲသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါတွေကိုတည်တည်ချာချာလေးပြောနိုင်ဆိုနိုင်တဲ့သူဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ရွေးလိုက်တယ်ဆိုတော့ field study မှာအကြောင်းသားအကြောင်းသူကနားလည်နေတဲ့ဟာမျိုးပေါ့နော်စိတ်ဝင်စားမှုရှိတယ်ဆိုတဲ့ဟာမျိုးလေးအမတို့ကိုပြပေးနိုင်တဲ့သူဖြစ်ရပါမယ်။ကျောင်းကိုလည်းပြီးအောင်တက်နိုင်တယ်ဆိုတဲ့ commitment ရှိရဲ့သူ motivation ရှိရဲ့သူဖြစ်ရပါမယ်။တကယ်ကြီးကိုပေါ့နော်ဒီဝေကြီးလိုအပ်ချက်ဖြစ်နေတဲ့ဆိုတဲ့ဒီ financial challenge ဖြစ်နေတဲ့သူဆိုတဲ့ဟာမျိုးလည်းအမတို့ကိုပြနိုင်ဖို့ရတဲ့ရေးကြီးရဲ့နောက်တစ်ခုကဒီ study ပြီးသွားတဲ့အခါမှာဘာဆက်လုပ်မှာဆိုတဲ့ဒီဟာပေါ့နော်ဒီအနည်းဆက်ဆုံး possibility ရှိနေတယ်ဆိုတဲ့ career လမ်းကြောင်းကိုလည်းပြနိုင်ပေးရသူဖြစ်ရမယ်ပေါ့နော်အရေးကြီးဆုံးကကြတော့ဒီမြန်မာပြည်ကိုဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့ကို support လုပ်ပေးမယ် contribute လုပ်ပေးမယ်ဆိုတဲ့သူမျိုးဖြစ်ရမယ်ပေါ့နော်ဒါတွေကတော့အရေးကြီးပါတယ်ဒီလိုမျိုး candidate တွေကိုမတို့ဘက်ကရှာနေတာဖြစ်တယ်ပေါ့နော်အဲ့တော့
တေချာတာကတော့ English အရန်ကောင်းလို့ဘန်ဘလောက်ဖြစ်နေလို့ပေါ့နော်ပြီးတော့10ရန်တုန်းကဂုံတူးဘယ်နှခုပါခဲ့လို့အမှတ်ဘယ်နှမှတ်ရခဲ့လို့ GD အမှတ်ကဘယ်လိုတွေဖြစ်နေလို့တေချာတာအဲ့ဒီဟာတွေမှာ motivate မတို့ criteria လုံးဝချတော့မဟုတ်ပါဘူးဒီလူကတော့စာရန်တော်လို့ပေးလိုက်မယ်ဆိုတဲ့ဟာမျိုးလုံးဝမဟုတ်ဘူးပေါ့နော်မတို့ဘက်ကဖက်ဖက်ကစဉ်းစားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဒီဟာတွေအကုန်လုံးကို interview မှာပြောနိုင်တဲ့သူဖြစ်ရပါမယ်ပေါ့နော်နောက်အရေးကြီးတဲ့အချက်ကကြတော့ application တွေကိုဒီ AI နဲ့ရေးတာမျိုးလုံးဝမလုပ်ပါနဲ့ပေါ့နော်ဟိုစာစစ်တာဘာညာလောက်တတိမမလေးကိုမတို့မပြောချင်ပါဘူးတချို့တွေကကြာတော့ idea အစဒီ AI နဲ့အကူအညီတောင်းပြီးယူရဲပေါ့နော်အဲ့တော့ idea အစ AI နဲ့အကူအညီတောင်းပြီးယူတော့ဘာဖြစ်လဲဆို interview မှာမဖြေနိုင်ပါဘူးအဲ့ဒါရေးကြည့်ပါတယ်အဲ့တော့ idea ဒီကိုခေါင်းထဲထွက်လာတဲ့ idea ဖြစ်ရမယ်ကိုယ့်ရဲ့ story ဖြစ်ရမယ်ကိုလုပ်ချင်တယ်ဆိုတဲ့ career ဖြစ်ရမယ်ပေါ့နော်အဲ့ဒါမှလေအမတို့မေးတဲ့မေးခွန်းတွေကိုဆက်ပြီးတော့ဖြေနိုင်မှာမဟုတ်တယ်ဟိုမဟုတ်ရင်က AI ကပြောလိုက်လို့ဒီလိုမျိုးပြောပေးမယ်အမတို့ဘက်ကမေးခွန်းတွေပေါ့နော်စင်ကဲမေးခွန်းတွေလာတဲ့အခါမှာဆက်ပြီးတော့မဖြေတတ်တော့ဘူးပေါ့နော်ဒါမျိုးလေးဖြေပြီးတော့ကျောင်းသားကျောင်းသူတို့ခါရောက်နိုင်တယ်ဒါကြောင့်မို့လို့ကိုယ်စီကနေပြီးတော့ထွက်လာတဲ့ idea တွေဖြစ်ဖို့အရေးကြီးပါတယ်ဟို English ကအရန်ဟိုဖြစ်နေလို့ပေါ့နော်မကြောက်ပါနဲ့ပေါ့နော်ဟိုပြောရရင်ဒီအမတို့ကနောက်ဆုံးအဆင့် step 7မှာကဒီ essay နှစ်ခုမေးထားရှိတယ်ပထမတစ်ခုကကြတော့ biography မေးထားတယ်ဒုတိယတစ်ခုကကြတော့ဒီ future plan ကိုမေးထားတယ်ပေါ့နော်အဲ့တော့ကျောင်းသားကျောင်းသူတွေကအဲ့ဒီမှာစလုံးရေ900ထက်မပိုတဲ့ essay တွေရေးရတယ်ပေါ့နော်နှစ်ခုမှာရေးတဲ့အခါမှာတချို့တွေကဒီ2စေ3ပြီးတော့ပေါ့နော်ရန်ကောင်းပြီးတော့စကလုံးကြီးကြီးနဲ့အဲ့လိုမျိုးတွေရေးပြီးတော့မှ scholarship ရမယ်လို့ထင်ကြတာမဟုတ်ပါဘူးเนาะအဲ့တော့အဓိကတော့ကိုယ့်ရဲ့ story ကို simple လေးဖြစ်ပေါ့เนาะဒါမျိုးလေးရေးဖို့ရန်အတွက်ရေးကြည့်ရယ်ကိုကဘယ်လိုလူမျိုးဖြစ်တယ်ပေါ့เนาะဟိုအဓိကပြောရရင်ဒီ biography မှာဆိုလို့ရှင်လဲအဓိကကတော့ကိုယ့်ရဲ့ family ပေါ့เนาะကိုယ့်ရဲ့ family ရဲ့ struggle ဖြစ်နေရတဲ့အပိုင်းနေပြီးတော့ဘာကြောင့်မို့လို့ဒီ subject ကကိုစိတ်ဝင်စားစေရလဲဆိုတဲ့ဟာပေါ့เนาะအဓိကတော့အဲ့ဒီဟာတွေကိုဒီ biography မှာထည့်ပြီးတော့ပြောပြရတယ်။နောက်တစ်ခုကကြတော့ future plan ပေါ့နော် future plan ကြတော့ဒီဘာသာရပ်နဲ့ကျောင်းတက်ပြီးတဲ့အခါကျရင်ဘာပြန်လုပ်မှာလဲဆိုတဲ့အနည်းဆက်ဆုံးပေါ့နော်တေးသေးလေးပဲဖြစ်ပေါ့နော်တေးသေးလေးပဲဖြစ်အနည်းဆက်ဆုံးဖြစ်နိုင်ခြေအများများရဲဆိုတဲ့ဟာတစ်ခုကိုစဉ်းစားပြီးရေးပေးပါအကြီးကြီးတွေပြောကြမလို့ပေါ့နော်အကြီးကြီးတွေပြောပြီးတော့ဟိုတကယ်ကြီးလုံနိုင်တာလည်းမဟုတ်ဘူးဆိုတဲ့ဟာမျိုးထက်ဆိုင်တေးသေးလေးပဲဒါကတော့သူလုံနိုင်ပါတယ်ဆိုတဲ့ဟာမျိုးလေးဖြစ်ဖို့အတွက်ရေးကြည့်ရအဲဒါကြောင့်မို့အကုန်လုံးကကျောင်းသားကျောင်းသူရဲ့စီကနေပြီးတော့ထွက်လာတဲ့အရာတွေ idea တွေဖြစ်ဖို့အရေးကြီးရဆိုတဲ့ဟာမှာတို့ဖြတ်ပြီးတော့ဒီနေရာမှာပြောချင်ပါတယ်ပေါ့နော်အဲ့တော့အခုဒီနေ့ပြောသွားတဲ့ဟာတွေအကုန်လုံးကိုအမားတို့ရဲ့ website မှာတင်ထားတယ်နောက် PDF file တွေပါကိုလည်းမကြခင် download လုပ်လို့ရမှာဖြစ်တယ်ပေါ့နော်။နောက်က Facebook ကတော့ဒီနေ့တော်တော်များများ Facebook ကနေတွေ့ပြီးတော့လာ join ရလို့ထင်ပါတယ်။အဲ့တော့အမတို့နောက်ထပ် session တွေရှိပါအောင်မယ်။နောက်ထပ် session တွေကိုလည်းအမတို့ Facebook ကနေပြီးတော့ကြီးညာပေးမယ်။ဒီနေ့လိုမျိုးအမတို့ဒီ scholarship ကိုဘယ်လိုဖြည့်မလဲဘာညာဆိုတဲ့ဟာကတော့အမတို့နောက်လာလေလောက်ကြတော့မှအမတို့တစ်ခေါက် run ပေးမယ်ပေါ့နော်။ဒါပေမဲ့ဒီကြားထဲမှာကတော့အမတို့အခုလက်ရှိကျောင်းတက်နေတဲ့သူတွေကနေပြီးတော့ share လုပ်ပေးတဲ့ session တွေဆက်လာမယ်ပေါ့နော်။ဒါလေးအမတို့ကြီးညာပေးသွားပါမယ်။အမလည်းအမတို့ထပ်ပြီးတော့ပြောပါတယ်ပေါ့နော်။ဘာကြောင့်မလို့ဒီ study လုပ်ချင်တာလဲဆိုတဲ့ဟာရန်ရေးကြည့်ပါတယ်အဲ့ဒီဟာအမတို့ interest ဖြစ်လာရဲဆိုတော့ဒီ background လေးပေါ့နော် history လေးဒါလေးကိုတတိချာချာလေးပြောပြနိုင်ဖို့လိုတယ် future plan ဒါနဲ့ relate ဖြစ်နေရဆို future plan ကိုပြောပြနိုင်ဖို့လိုပါတယ်ပေါ့နော်အမတို့ဒီ January 31ရက်နေ့ကိုမှကြော်ပြီးတော့တက်လာတဲ့ဒီ online application တွေကိုအမတို့လုံးဝလက်ခံမှာမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းထပ်ပြီးတော့ဒီမှာပြောချင်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အဲ့တော့မဘာပြောဖို့ကြံအောင်မလဲဆိုရင်စိတ်ထင်တာတော့ university နဲ့ထပ်ပြောပြရမှာထင်တယ်ဒီလား university ကလေအမတို့စီကိုတင်တဲ့အချိန်မှာကဒီဇင်ဘာ1ရက်နေ့ဆိုရင်အမတို့က scholarship ကဖွင့်ပြီဆိုတော့အဲ့ချိန်မှာကျောင်းသားကျောင်းသူကတေချာတာက subject ကတော့စဉ်းစားပြီးသားဖြစ်ရမယ်ပေါ့နော် subject ကကိုယ့်ရဲ့ interest ကဘာဆိုတဲ့ဟာကြီးကဟို engineer ကြီးလုပ်မယ်ဆရာဝန်ကြီးလုပ်မယ်ဆိုတဲ့ဟာမျိုးကြီးနှစ်ခုကလုံးဝကြီးကွဲနေလို့မရဘူးတစ်ခုပဲယူလို့ရမယ်ပေါ့နော်အဲ့တော့ဆရာဝန်မကြီးလုပ်မှာလားပေါ့နော်ဆရာဝန်မကြီးလုပ်မယ်ဆိုဆရာဝန်မကြီးလုပ်ဖို့ရန်အတွက်ကိုဘယ်ကျောင်းသွားတက်မှာလဲဆိုတဲ့ဟာစဉ်းစားကြတာလေအဲ့ဒီတော့ကျောင်းရွေးတဲ့အခါမှာကကျောင်းသားကျောင်းသူတွေအနေနဲ့ကနှစ်ခုသုံးခုကိုရွေးနေရမျိုးဖြစ်နိုင်တယ်နှစ်ခုသုံးခုမှာ application ပေါ့နော် admission ရဖို့ရန်အတွက်ရှောက်နေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်အမတို့ကို found တင်တဲ့အခါမှာဘယ်သူနဲ့တင်ရမလဲပေါ့နော်ဘယ် university နဲ့တင်ရမလဲမသိရဆိုတဲ့အနေအထားမျိုးမှာရှိရင်3ခုလျှောက်ထားတယ် admission ရဖို့ရတော့3ခုလျှောက်ထားတယ်ဆိုရင်
အသွားကျင့်ဆုံးအတက်ကျင့်ဆုံး university ကိုဦးတည်ပြီးတော့အမတို့စီကိုတင်ပေါ့နော်။ဘာလို့ဆို expand နေရစာတင်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့လေ။အဲ့တော့အသွားကျင့်ဆုံးဆိုတဲ့ဒီဟာကိုတင်ပြီးတော့တွက်လို့ရတယ်။အဲ့တော့အဲ့ဒီ university ကလက်မခံခဲ့ရင်ကောတခြားနောက်ထပ် second စဉ်းစားထားတဲ့ဟာကလက်ခံခဲ့တယ်။ that option တွေနဲ့စဉ်းစားထားတဲ့ဟာကလက်ခံခဲ့တယ်ဆိုရင်ကောအဲ့ဒါကပြဿနာမဟုတ်ပါဘူးပေါ့နော်။အဲ့ဒါကပြဿနာမဟုတ်ပါဘူး။ကျောင်းသားကျောင်းသူအနေနဲ့ကအမတို့နဲ့ဒီမေလဇွန်လမှာပြန်တွေ့တဲ့အခါမှာ university ပြောင်းသွားတယ်ဆိုတဲ့ဟာကိုအမတို့လက်ခံပေးပါတယ်။ဒါက university admission မရလို့ရွှေ့သွားတယ်ပေါ့နော်။ဒါကိုလက်ခံပေးတယ်။ဘာကိုလက်ခံလို့မရဘူးလဲဆိုတော့ field study ချိန်သွားတဲ့ဟာကိုလက်ခံလို့မရပါဘူး။ field study ကလုံးဝကြီးတစ်ခုကလုံးဝမဆိုင်တဲ့ဟာနှစ်ခုဖြစ်နေလို့မရပါဘူး။ဘာလို့မရလဲဆိုတော့ခုနအမတို့ပြောတဲ့ဒီ biography တို့ future plan တို့ကအကြောင်းသားအကြောင်းသူဒီကိုသွားတက်မယ်ဆိုတဲ့ဒီ subject နဲ့ချိတ်ပြီးတော့စဉ်းစားခဲ့ရတာလေအဲ့တော့အဲ့ဒီဟာတွေပေါ်မှာကြည့်ပြီးတော့လေအမတို့အမှတ်တွေပေးထားတာအဲ့တော့ field study ကလုံးဝချိန်သွားတယ်ဒီ application တစ်ခုလုံးကလုံးဝအတိတ်ပဲမရှိတော့ဘူးပေါ့နော်ဒါကြောင့်မို့လို့ field study ကိုတည်တည်ချာချာလေးရွေးထားပါ field study ကိုလုံးဝကိုက hold လုပ်ထားမယ်ကင်ထားမှာဖြစ်တယ်ပေါ့နော်အဲ့ university ကလက်မခံလို့ဒီ university လက်မခံလို့တခြား university ပြောင်းနေဆိုတဲ့ဟာမျိုးကအဆင်ပြေတယ်ပေါ့နော်အဲ့ဒါပြဿနာမဟုတ်နေပါဘူးပေါ့နော်အဲ့ဒါတွေကမတို့လက်ခံပေးရဲအဲ့တော့ရွေးခံလာရတယ်ပေါ့နော်နောက်ဆုံးစနစ်ရွေးခံလာရပြီးတော့မှပြဿနာတက်တဲ့သူတွေရှိရဲအကြောင်းကိုသွားလို့မရလို့ပေါ့နော်အဲ့တော့ဘာလုပ်ပေးလဲဆိုတော့မတို့ defer လုပ်ပေးရဲတစ်နှစ်မတို့ဆောင်ပေးပါတယ်ဒီနှစ်ကိုမတို့ကအကြောင်းသားအကြောင်းသူရဲ့ qualification ကိုကြိုက်လို့ရွေးလိုက်တယ်အကြောင်းသားအကြောင်းသူကသွားလို့မရဘူးပေါ့နော်အခြေအနေတစ်ခုကိုကြောင့်သွားလို့မရဘူးဆိုလို့ရှိရင်နောက်နှစ်ထဲမှာသွားမလားပေါ့နော်မတို့တစ်နှစ်မတို့ပြန်ပြီးတော့ဆောင်ပေးပါတယ်ဒါမတို့ဘက်ကတတ်နိုင်သလောက်လိုက်ပြီးတော့အကြောင်းသားအကြောင်းသူရဲ့အနေအထားအရစဉ်းစားပေးတဲ့ဟာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပြောချတော့အကုန်ကုန်သွားပြီလို့ထင်ပါတယ်ဒီကုန်းလေးအမတို့ဘက်ကဖွင့်ပေးမယ်ပေါ့နော်โอเคအဲ့တော့အမတို့မိကွန်းလေးတွေဖွင့်ပေးမှာဆိုတော့ဟိုပါပေါ့ raise hand လေးတစ်ချက်လောက်လုပ်ပေးထားပါနော် raise hand လေးအမတို့ပြည့်တဲ့အခါမှာနာမည်ခေါ်ပြီးတော့ဖွင့်ပေးပါမယ်အခုလက်ရှိ Q&A ထဲမှာရှိနေတဲ့မိကွန်းတွေကိုမှတစ်ချက်လေးပြန်ပြီးတော့ကြည့်လိုက်ပါမယ်ပထမတစ်ခုကတော့အမတို့တေချာမသိဘူးပေါ့နော်အရင်တ participation ကဘာပြောချင်လဲမသိဘူးနောက်တစ်ခုက master degree အတွက် GPA transcript ကို final year တစ်ခုလုံးပဲတင်ပြီးမှ၄နှစ်လုံးတင်ပေးဖို့လိုမလားဆိုတော့အမတို့အဲ့ဒီဟာကတော့ all year ကိုပြန်တောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ master လျှောက်တယ်ဆို bachelor ၄နှစ်ရဲ့ဒီဟာကိုတင်ပေးဖို့ရန်အတွက်လိုပါလိမ့်မယ်ပေါ့နော် students က who is currently enrolled in an online university admission ဟိုပါလေဒီနေ့အမတို့ပြောတဲ့ session က in person session ဖြစ်ပါတယ် in person ဆိုတာကအကြောင်းတစ်ကြောင်းသူဒီကျောင်းကိုတွားပြီးတော့တက်ကိုတက်ရမှာဖြစ်တယ် campus ကိုရောက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့အမတို့ပထမဆုံး slide မှာပြောခဲ့တယ်အမတို့မှာ scholarship နှစ်မျိုးရှိတယ်ပေါ့နော်တစ်ခုက in person တစ်ခုက online online ကအမတို့မဖွင့်သေးပါဘူး online ကိုအမတို့၄လပိုင်းကြာမှဖွင့်ပေးမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့၄လပိုင်းမှာ online study လုပ်ချင်တဲ့သူတွေက၄လပိုင်းမှာပြန်ပြီးတော့ဒီလိုမျိုး session တွေမှာဝင်နားထောင်ပြီးတော့နေလို့ရပါတယ်နော် Prospect Burma နဲ့ Rotary နဲ့ပတ်သက်တဲ့ဟာကတော့အမတို့ detail ကတော့တစ်ခါထပ်ပြီး detail တော့မရှိတော့ဘူးပေါ့နော်အဓိကတော့ Northern Thailand က University တွေမှာဒီ health နဲ့ပတ်သက်ပြီးတော့ကျောင်းသားကျောင်းသူကစိတ်ဝင်စားလို့တက်ချင်တယ်အမတို့ဘက်ကလည်းကျောင်းသားကျောင်းသူရဲ့ qualification ကိုကြိုက်လို့ရွေးလိုက်တယ်ဆိုလို့ရှိရင်ကျောင်းသားကျောင်းသူဒီ title အောက်ကိုပေါ့နော်ဒီ title အောက်ကိုဝင်သွားပြီးတော့အမတို့နဲ့တူတူ study လုပ်ခွင့်ရမယ်ပေါ့နော်ဒီလိုမျိုးလေးရှိပါတယ် process တွေအကုန်လုံးကတော့အမတို့အတူတူပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ foundation ပေါ့နော် foundation အတွက်ကိုတော့မတို့မပေးပါဘူးအခုအမတို့ in person ကကျတော့လုံးဝပေါ့နော်ဟို bachelor ၄နှစ် master 3နှစ်ပေါ့နော်ပြီးတော့ PhD 3နှစ်ဒီလိုပုံစံမျိုးပဲအမတို့ပေးပါတယ် foundation အတွက်အမတို့ဘက်က support လုပ်ပေးရမျိုးမရှိပါဘူးဖာနာ University မှာ PPR ထောက်ခံပေးရင်အမဟိုဟာ genetic တွေပေးပြီးတော့တက်လို့ရမလားဆိုတော့လေ
အဲ့လိုမျိုးတော့အမတို့ဘက်ကထောက်ခံပေးတာမျိုးတော့မရှိနေပါဘူးပေါ့နော်အဲ့လိုမျိုးထောက်ခံပေးတာမျိုးမရှိနေဘူးအမတို့ဘက်ကပဲ Partner University တို့ဒါ Prosper Burma ကရွေးချယ်လိုက်တဲ့ students တွေဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးနဲ့ပဲအမတို့ဘက်က general support တွေနဲ့တွားတာဖြစ်တယ်ပေါ့နော်အထက်တန်းမပြီးသေးရင်ရောလျှောက်လို့ရလားဆိုအထက်တန်းမပြီးသေးတဲ့အခါမှာ admission လျှောက်လို့မရသေးတဲ့အတွက်ကြောင့်မို့လို့အမတို့စီမှာတော့လာတင်လို့မရသေးဘူးပေါ့နော်အဲ့တော့ admission ရနိုင်တယ်ဆိုတဲ့အနေအထားပေါ့ university ကနေပြီးတော့ admission ရနိုင်တယ်ဆိုတဲ့အနေအထားရှိတဲ့အခါမှာလာတင်လို့ရပါတယ် intake ရွေးတာပေါ့နော် intake ရွေးတာကလေအမတို့ရဲ့ဒီ selection timeline အရဆိုလို့ရှိရင်ကြတော့လေ September intake တွေကပို့ပြီးတော့အဆင်ပြေရပေါ့နော် September intake တွေကပို့ပြီးတော့အဆင်ပြေတယ် match မှာသွားတက်တဲ့သူမရှိဘူးလားဆိုရှိပါတယ်တချို့တွေကကြတော့ဒီဟာပေါ့နော်ရင်းပြီးတော့ဖြစ်ချင်တာဖြစ်ပေါ့နော်ကုံလိုက်မယ်ရအောင်ရှောက်မယ်ဆိုတဲ့သူတွေကကြတော့ဒီလိုမျိုးလေးသွားတက်ကြရပေါ့နော်အဲ့တော့အမတို့ကအကြောင်းတက်နေပြီပဲဆိုပြီးတော့မပေးတာမျိုးတော့မရှိပါဘူးပေါ့နော်အဲ့တော့ဒီဟာ intake ရွေးတာကတော့ students ရဲ့ဒီ financial ပေါ်မှာမူတည်ပြီးတော့ရွေးပေါ့နော် match intake မှာကိုကဟို risk ယူပြီးတော့တက်လိုက်ပြီးတော့အရွေးခံလိုက်ရဆိုရင်တော့ဒါပြောစရာပေါ့နော် match intake ကိုတက်လိုက်တယ်ပြီးတော့ရွေးမခံလိုက်ရအောင်ဆိုတော့နည်းနည်းဒါကတော့ကိုယ့်အတွက်အရင် challenging ဖြစ်သွားနိုင်မှာပေါ့နော်ကျောင်းပြီးရင်မြန်မာပြည်ပြန်လာမယ်ဆိုတော့ commitment ရှိပါသလားပေါ့နော်အဲ့ဒါအမတို့ကဘွန်းတွေပါတယ်အမတို့ထိုးထားတာမျိုးမရှိပါဘူးဒါတွေအကုန်လုံးကအမတို့အနေနဲ့အခြေအနေပေါ်မူတည်ပြီးတော့အမတို့ဆက်ပြီးတော့သွားတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကကတော့ကျောင်းသားကျောင်းသူကဘယ်မှာပဲနေနေဘယ်မှာပဲရှိနေနေမြန်မာပြည်ရဲ့ development အတွက်ပေါ့နော်ဒီဟာအတွက်ကိုပြန်ပြီးတော့တစ်ခုခုလုပ်ပေးနေတဲ့သူဖြစ်ရမယ်အဲ့အတွက်ကိုပဲ commitment ပေးနိုင်တယ်ဆိုတဲ့သူတွေကိုပဲအမတို့ရွေးရဖြစ်ပါတယ်ပေါ့နော် medical schools chance ရှိပါတယ်အမတို့တက်နေတဲ့သူတွေရှိပါတယ်ပေါ့နော် China မှာအမတို့2ယောက်3ယောက်လောက်ရှိတယ်ပေါ့နော် second semester ကို January intake အဓိကလေ intake ထက်ဆိုင်လေအဓိကဘာကိုကြည့်လဲဆိုတော့လေ academic calendar အမတို့ကြည့်ရပေါ့နော်အဲ့တော့အခု January intake လို့ပြောတယ်အဲ့ဒီ January intake ကဘယ် calendar ထဲမှာကျောင်းရဲ့ဘယ် calendar ထဲမှာဝင်နေလဲပေါ့နော်2026 calendar ထဲမှာဝင်နေရလားဝင်နေရဆိုရင်တော့ဒါကကျောင်းသားကျောင်းသူအနေနဲ့ရွေးခံလိုက်ရတယ်ဆိုပြန်ရနိုင်ချေရှိရပေါ့နော်အဲ့လိုမျိုးမဟုတ်ရင်တော့လေမရနိုင်ဘူးပေါ့နော်အမတို့က calendar ကိုကြည့်ပါတယ်ကျောင်းရဲ့ calendar ကိုကြည့်ရကျောင်းရဲ့ calendar ကဟိုဟာဘယ် intake ကနေစပြီးတော့ဒါကိုအကောင့်လုပ်လဲပေါ့ဒါကိုကြည့်ပြီးတော့အမတို့ရှောက်ဟိုလက်ခံပေးရဖြစ်ပါတယ်ဟုတ်ပါတယ်အမတို့လေပြီးခဲ့ဟိုရှောက်တဲ့သူတိုင်းကိုအမတို့ဘက်ကနေပြီးတော့ response လုပ်နိုင်တာမျိုးမရှိပါဘူး။ဘာလို့လဲဆိုတော့အမတို့ဝန်ထမ်းရင်းတဲ့လို့ဖြစ်ပါတယ်။ရတဲ့ application တွေကအနည်းဆုံး1000ကျော်2000ပေါ့နော်။တစ်ဖြည်းဖြည်းနဲ့နှစ်တိုင်းအမတို့ application ကတက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတိုင်းကိုအမတို့ဘက်ကreject email မပို့နိုင်ဘူးပေါ့နော် reject email မပို့နိုင်ဘူးအဓိကတော့ဒီ interview ဖြေလိုက်တယ်ဆိုတဲ့သူတွေကိုတော့အမတို့ပို့ပေးတယ်ကျန်တဲ့ general information တွေကိုတော့အမတို့ဒီ Facebook page မှာအမတို့ကြီးညာပြီးသွားပါပြီဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးတွေဟိုဖြစ်တယ်ပေါ့နော်အဓိက generally သတ်မှတ်လို့ရတာကဒီမေလအကုန်ပေါ့နော်မေလအကုန်အထိကိုဒီ interview email မရဘူးဆိုလို့ရှင်တော့ဒါ reject ထဲမှာပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးအမတို့ automatically ရမှတ်လို့ရပါတယ်ဟိုထက်ထဲမှာမေးထားတာကကနေဒါနဲ့ချိတ်ထားတဲ့ university เนาะအမတို့ဒီမေကိုမေးပေးရတဲ့ကျေးဇူးပါဗောနော်အမတို့ဒီ financial နဲ့ပတ်သက်တော့ပြောသွားတယ်အမတို့ကပေါင်8000လို့ပဲပြောသွားတယ်ဗောနော်ပေါင်8000အမတို့ကအများဆုံးပေးရလို့ပြောသွားတယ်ဗောနော်အဲ့တော့ပြီးတော့ western နေသွားမယ်ဆိုရင်လည်းမလောက်ဘူးလို့အမတို့ပြောသွားတယ်ဗောနော်အဲ့တော့ကနေဒါကိုကျတော့အမတို့ချင်းချက်ပါ WLU ကိုကျတော့အမတို့ချင်းချက်ပါ WLU ကသူတို့ရဲ့ tuition fee အကုန်လုံးကို scholarship ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့ကကျန်တဲ့ expense ကိုလောက်အောင်ပေးပါတယ်အဲ့ဒါကတော့ပုံမှန်အဖြစ်1000ကျော်တယ်ပေါ့နော်အဲ့ဒီဟာကိုတော့အမားတို့ WLU students တွေကချွင်းချက်အနေနဲ့ခံစားခွင့်ရှိရပေါ့နော်အမားတို့ကျောင်းအောင်ချိတ်ပြီးတော့ကျောင်းရဲ့ invoice အတိုင်းအမားတို့ဘက်ကစားကုန်ကြစိတ်တွေအကုန်လုံးပေးပေးရပေါ့နော်အဲ့တော့ fully cover ဖြစ်တယ်ပေါ့နော်ဒီ WLU ကျောင်းဆိုလို့ရှင်တော့ fully cover ဖြစ်ပါတယ်အမားတို့ ਨੇ ဖာနာလောက်ထားတဲ့အတွက်ကြောင့်မို့လို့ပါအဲ့တော့အဲ့ဒါနဲ့ဆက်ပြီးတော့အမ WLU ကအမတို့ကတခြားပုံစံတစ်ခုအနေနဲ့ run နေပေါ့နော် timeline မတူဘူးလို့ပြောချင်တယ်ပေါ့နော်တခြားအကြောင်းတွေပေါ့နော်ကျောင်းသားကျောင်းသူကကြိုက်တဲ့ကျောင်းကို admission ကိုကိုယ်တိုင်လျှောက်ပြီးတော့မှအမတို့စီကိုလာတင်ရတာ WLU ကြတော့အမတို့က process ကပုံစံတစ်မျိုးသွားတယ်
ကျောင်းသားကျောင်းသူက admission အရင်လျှောက်ဆရာမလိုဘူးလျှောက်ဆရာမလိုဘူးအမားတို့ရဲ့ဒီဇင်ဘာ31ရက်နေ့မှာဖွင့်မဲ့ application form ကိုအပြည့်အစုံတင်ပေးထားဖို့ပဲလိုအပ်တယ်ပေါ့နော်ကျန်တဲ့ကျောင်းလျှောက်တဲ့အပိုင်းတွေပါရကြတော့အမားတို့ဘက်က scholarship ပေးပါမယ်ဆိုပြီးတော့ confirm လုပ်တဲ့အချိန်ကြတော့မှပဲကျောင်းသားကျောင်းသူစားလုပ်အောင်မှာဖြစ်တယ်ပြီးတော့ကနေဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ visa issue တွေရှိရယ်ဒါကြောင့်မို့လို့သူ့ရဲ့ academic calendar ကတစ်နှစ်နောက်ဆုတ်တယ်ပေါ့နော်အဲ့တော့ WLU အတွက်ရွေးခံရတယ်ဆိုတော့ကျောင်းသားကျောင်းသူကဒီ2026 academic year အတွက်မဟုတ်ဘဲနဲ့2027ကျတော့မှကျောင်းစတက်ရမှာဖြစ်တယ်ဘာလို့လဲဆိုတော့မတို့က2026မေဇွန်လောက်ကြာတော့မှမတို့ confirm လုပ်မှာလေအကြတော့မှကျောင်းသားကျောင်းသူက admission လုပ်တာပြီးတော့ visa ကိစ္စတွေလုပ်တာနဲ့ဆိုတော့အနည်းဆုံးက8လနောက်ထပ်10လလောက်ကအချိန်ယူမှာပေါ့နော်အဲ့ဒါကြောင့်မလို့မတို့က2027 academic calendar စတော့မှပဲကျောင်းသားကျောင်းသူကတော့တက်နိုင်တယ်ပေါ့နော်အဲ့တော့အချိန်လေးနည်းနည်းလေး WLU ကကြတော့အဲ့လိုပုံစံမျိုးလေးဖြစ်သွားတယ်သူရဲ့ process ကလည်းတခြားအကြောင်းတွေနဲ့မတူဘူးပေါ့နော်ဒါမျိုးလေးရှိပါတယ်လို့နောက်တစ်ခုက IELTS support ကိစ္စမေးတာဖြစ်မယ်ထင်တယ်ပေါ့နော် IELTS ကိုပထမဆုံးအမတို့ program တွေရှင်းတဲ့အချိန်မှာအမတို့ထည့်ပြောသွားရဲပေါ့နော်အမတို့ကအဲ့ဒီရဲ့ timeline အမတို့မှမရှိနေဘူးဆိုတော့ပြီးတော့အမတို့ကိုယ်တိုင်ပေါ့နော်ဒီ application တွေပါလက်ခံနိုင်တာမျိုးမရှိဘူးအမတို့ partner တွေကနေပြီးတော့သွားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုတက်လာတဲ့သူတွေဒီ IELTS နဲ့ပတ်သက်ပြီးတော့ program ကို join ကျင်တယ်စိတ်ဝင်စားရဲဆိုဘာလုပ်လို့ရလဲဆိုတော့ဒီ webinar ပြီးတဲ့အခါကျရင်ဒီ register လုပ်ထားရဲဆိုတော့ email တွေတဲ့ကိုအမတို့ survey link တစ်ခုရောက်လာလိမ့်မယ်ပေါ့နော်အဲ့ဒီ survey link မှာအမတို့မေးထားတာရှိတယ်ဘာလဲဆိုတော့ဒီ access to learning program လို့အမတို့ခေါ်တာပေါ့နော်ဒီ English နဲ့ပတ်သက်တဲ့ program ကိုအဲ့ဒီ access to learning program ကိုစိတ်ဝင်စားလားလို့အမတို့မေးထားတာလေးရှိတယ်အဲ့ဒီ option လေးကိုနှိပ်ထားရင်အမတို့နောက်နှစ်ဖွင့်တဲ့အခါကျရင်အမတို့ notification လေးပို့ပေးရပေါ့နော်ဖွင့်နေပြီဘယ်လိုရှောက်လို့ရရဲဆိုတဲ့ဟာ general information လေးပို့ပေးရပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရပါတယ်ခုနကတော့ WLU မတို့ဖြည့်ပြီးဆိုတော့ထပ်မဖြည့်တော့နော်နောက်တစ်ယောက်ကချင်းမိုင်ရောဂျပန်စောရောဘတ်ချိုမေးထားတာကရှောက်လို့ရလားပေါ့နော်ဒါကတော့အမတို့ရှေ့တောက်လျှောက်ပြောသွားတာဆိုရှောက်လို့ရတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးရှိမယ်ဒီကလို့လွတ်သွားတယ်ဆိုအမတို့ YouTube တွေရှိပါတယ် YouTube တွေထဲမှာတစ်ခေါက်ပြန်ပြီးတော့နောက်ထောင်ကြည့်ပေးပါနော်ကျောင်းက scholarship က February လလေဟုတ်ပါတယ်ဒီကလို့ February အထိပေါ့နော် documents တွေကိုကိုရီဘက်က finalize ပို့ပေးနိုင်တယ်ဆိုလည်းရတယ်တချို့တော့အပြောင်းလဲတွေကကြတော့ interview ပါတဲ့အချိန်ကျရင်ပြောပြလို့ရပါတယ်ပေါ့နော်အဲ့တော့ဒါအကြီးခြားထဲမှာ information တစ်ခုခုကတင်ထားတဲ့ဟာနဲ့လွဲသွားလို့ပေါ့နော်အဓိကတော့ပြောချင်တာကတော့ဒီတခြားကျောင်းကနေရတာဘာညာတွေဖြစ်လာတယ်ဆိုရင်ကတအားကြီးဟိုစိတ်မပူပါနဲ့ပေါ့နော်အမတို့ interview ကြရင်ပြန်ပြီးတော့ကောက်ပါတယ်အမတို့ရွေးတဲ့အပိုင်းတွေမှာအဲ့ဒါတွေကိုအမတို့အဓိကမကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တအားကြီးစိတ်မပူပါနဲ့ပေါ့နော်အဓိကဒီ application form တိတိကျကျဖြည့်ထားဖို့လိုအပ်တယ်အစိမ်းနှစ်ခုကိုတခြားရေးထားဖို့အရေးကြီးရယ် reference letter နှစ်ဆောင်ကိုတခြားပို့ထားပေးဖို့အရေးကြီးရယ်ဒါအရေးကြီးဆုံးပဲပေါ့နော်နောက်တစ်ခုက document တွေနဲ့ပို့မေးထားဖြစ်မယ်နော်အဲ့ဒါမှတို့ထပ်ပြီးတော့မပြောတော့ပါအောင်နော် AIU ကက admission ရထားပြီးသားဆိုလဲလျှောက်လို့ရတယ်ပေါ့နော်လေအခုမှနောက်ပိုင်းမှ join လာတဲ့သူတွေကလေအမားတို့ရဲ့ YouTube တွေပြန်ပြီးနားထောင်ပေးပါနော်ဒါမှမဟုတ်လေအမားတို့နောက်လအလယ်မှာဒီ session ပြန် run ပေးမှာဖြစ်တဲ့အတွက်တစ်ခေါက်ပြန်လာပြီးတော့နားထောင်လို့ရပါတယ်နော်နောက်တစ်ခုက 10 year gap နဲ့ပတ်သက်ပြီးတော့မေးထားတာတွေ့ပါတယ်10 year gap ကလေပြောရရင်လေသူကရတယ်လို့ပေါ့နော်ရတယ်လို့နဲ့တကယ်လည်းမရနေတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့နည်းနည်းလေးတတိထားပါပေါ့နော်10 year gap ကနည်းနည်းလေးတတိထားပါအမတို့မှာကအတွေ့အကြုံပါရှိခဲ့လဲဆိုတော့10 year gap နဲ့ကြောင်းတက်နေတယ်ပြီးတဲ့အခါကျတော့ဒီတက်ကြီးရ4ကြီးရလောက်ရောက်တဲ့အခါကျတော့အဲ့ဒီ10 year gap ကို passport ပြောင်းခိုင်းတယ်အဲ့တော့ကျောင်းသားကျောင်းသူတွေကမြန်မာပြည်ရဲ့ကိုပြန်ဝင် passport လို့ပြန်ထွက်လာပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့တော့တိတိကျကျလေးကျောင်းအောင်မေးပါပေါ့နော်ပြန်လို့ပြန်မှုရန်အတွက်မတို့ဘက်ကလည်းအရင်အားမပေးချင်ဘူးပေါ့နော်အဲ့တော့တကယ်ကြီး10 year gap နဲ့ပြီးတဲ့အထိတက်လို့ရမှာလားပေါ့နော်အဲ့ဒီဟာလေးတိတိကျကျလေး
ဟိုဖြစ်ပြီးတော့ကျောင်းဆက်တက်ပါပေါ့နော်အဲ့ဒါလေးရှိပါမယ်အမတို့ဘက်ကိုလာလျှောက်တာကတော့ဒါကကျောင်းဝင်ခွင့်ပေးရဆိုရင်လက်ခံတယ်ဒါပေမဲ့အဲ့10 year ကဖြစ်တယ်ဆိုရင်တော့အမတို့ဘက်က graduation ထိရမှာလားဆိုတဲ့ဟာပေါ့နော်ဒီဟာလေးကတော့အမတို့ဘက်ကမိကွန်းလေးရှိပါလိမ့်မယ်နောက်တစ်ခုကလေ tuition fee payment နဲ့ပတ်သက်ပြီးတော့တောင်းမေးထားရရှင်เนาะအဲ့ဒါအမတို့ခုနပြောထားတယ်เนาะအမတို့ဘက်ကတော့အဲ့ဒီဟာကို decision ချပေးနိုင်တာမရှိနေဘူးဆိုတော့ students အနေနဲ့ကဒီဒါလေးကိုမိသားစုနဲ့တိုင်ပြီးတော့ဆက်လုပ်ပါ scholarship ရတဲ့သူကတစ်နှစ်ကိုဘယ်လောက် accept လုပ်ပါတယ်လဲဆိုတော့အမတို့ဒါကလေဘယ်နှစ်ယောက်ဆိုပြီးတော့တိတိကျကျကြီးဟို exact ပေါ့နော်နံပါတ်တစ်ခုနဲ့လောက်ထားတာမရှိပါဘူးဒီဟာတွေအကုန်လုံးကဘယ်မှာမူတည်လဲဆိုတော့မတို့ရဲ့ဒီ financial availability ပုံမူတည်ရဲ့ပြီးတဲ့အခါကျတော့ကျောင်းသားကျောင်းသူတွေရဲ့ qualification ပေါ်မှာလည်းမူတည်ရလို့ပြောရမယ်ပေါ့နော်ဘာလို့လဲဆိုတချို့သူတွေကအရန်တော်တယ်အရန်တော်တော့မတို့ဘက်ကရအောင်ပေါ့နော်ဟိုရှာပေးရပေါ့နော်ဒီလိုမျိုးလေးတွေရှိရဲ့အခါလေးရှိနိုင်တယ်ချွင်းချက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီအရေးအချင်းကိုတတိယချာလေးဟိုဖြစ်ပေးပါပေါ့နော်ဟိုဖြစ်ပေးထားပါတေချာလေးလုပ်ပေးထားပါ Ransit ကိုရှောက်လို့ရပါတယ်เนาะအမတို့နဲ့ Ransit ကတော့ partner မဟုတ်တော့ပါဘူး Ransit ကိုရှောက်လို့ရပါတယ် documents တွေကတော့အမတို့တိတိကျကျလေးပြပြထားတယ်เนาะအမတို့ကကျောင်းဝင်ခွင့်နဲ့ချိန်ထားတာဖြစ်တဲ့အတွက် documents တွေကိုအမတချို့ documents တွေကိုအမတို့အရန်ကြီးပို့ရမယ်ဆိုတာမျိုးမရှိနေဘူးအဓိက reference letter နှစ်ဆောင်နဲ့ admission ရပို့ရန်အတွက်အခွင့်အရေးရှိတဲ့သူဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုက integrated master degree UK အမတို့အဲ့ title နဲ့လာတက်တဲ့သူတော့အခုလက်ရှိထိကတော့မရှိသေးဘူးပေါ့နော်မရှိသေးဘူးဟိုဟာဒါကလည်းအမတို့ဘက်က master degree ဖြစ်တဲ့အတွက်ကြောင့်မလို့ post ထဲမှာပဲအမတို့ဘက်ကစဉ်းစားသွားဖို့ရှိတယ်ပေါ့နော်ဟို undergrad တော့အမတို့ဒါစဉ်းစားအောင်ပေါ့နော် WLU နဲ့ပတ်သက်ပြီးတော့ထပ်မေးထားတာတွေတွေ့ရပေါ့နော်ဟောဒါခုနကတော့မ join ရသေးတာလားမသိဘူးအမတို့လက်ထောင်ထားတဲ့သူတွေလည်းရှိနေသေးတယ်ဆိုတော့အခု skip ထားပါတယ်မိခုနေရာဒီမှာများနေသေးတယ်ဆိုတော့လက်ထောင်ထားတဲ့သူတွေကိုအမတို့တစ်ချက်လောက်အလှည့်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ပထမဆုံးကကောင်းမြတ်ကျော် โอเคဟယ်လိုကောင်းမြတ်ကျော်မေးလို့ရပါပြီအမတို့အတန်းချသေးတော့ အခုလက်ရှိကကျွန်တော်ဘန်ကောက် University မှာကျောင်းတက်နေရဗျ second year first semester တော့ပြီးပြီဒီဇင်ဘာဆိုပြီးပြီဗျနောက်နှစ်က January ဆိုရင် second semester ဆက်တက်မှာဗျပြီးတော့ first year တော့ကြာတယ် January intake ဆိုတော့ first year ရဲ့ first sem နဲ့ summer မှာတက်နေတဲ့တန်းလန်းကြီးဗျအခုလက်ရှိကကြာတော့အိမ်မှာအဖေကဟိုတင်စင်သွားဖြစ်တဲ့အတွက်နောက်ဆက်တော့အိမ်ရလည်းအမေကထပ်ဟိုနေ scholarship တွေပါရှာအောင်ပေါ့နော်ရှာကြည့်အောင်ဆိုတော့အခုတငယ်ချင်းတယောက်ပေါ့ဟို China Dream ကနေရတာတငယ်တယောက်ကဒါကိုပြောလို့ဒီကလာတက်ဖြစ်တာပြီးတော့အခုလက်ရှိကအမေတယောက်တည်းနဲ့ဆိုတော့ညီမလေးနဲ့လည်းဆိုတော့အခုကျောင်းက second year ဆက်တက်မှာဆိုတော့အဲ့လိုတက်နေတဲ့ဒါကိုရှောက်လို့ရတာပေါ့ဟုတ်လို့ရလားမင်းတော့မတို့ကရှောက်လို့ရတယ်လို့ပဲပြောဘုံတော့ရှောက် ဟုတ် လို့ရ ကဲ့ တာရ ဟို ပါ အဲ့ တ ကြ ယ် တော့ တော့ ဘာတွေအစကနေလျှောက်တဲ့လူနဲ့ဘာတွေကွာသွားလဲဗျအတူတူပဲပေါ့နော်အမတို့စီကနေပြီးတော့အစကနေပြီးတော့အခုမှရှောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီဇင်ဘာ1ရက်နေ့ဖွင့်နေဆိုတဲ့ timeline မှာခုနအမတို့ပြောသွားတယ်ဆိုလိုအပ်ချက်တွေအတိုင်းရှောက်ပြရမှာဖြစ်တယ်ပေါ့နော်အော်အခုအဲ့ဆိုရင်ဟိုဒီမောင်နှမနှစ်ယောက်လုံးရှောက်မယ်ဆိုရင်ရောဥပမာပေါ့နော်နှစ်ယောက်လုံးရခဲ့ရင်ရောအဲ့လိုမျိုးတယောက်ကန်ဆယ်တယောက်အဲ့လိုရစတာမျိုးရှိလားဗျအဲ့လိုမျိုးတော့အမတို့ဘက်က cancel ပြန်လောက်တာမျိုးမရှိပါဘူးရှောက်လို့ရပါတယ်နှစ်ယောက်လုံးတက်လို့ရပါတယ်ဟုတ်ကဲ့ဗျဟုတ်ကျေးဇူးပါဗျโอเคပါနောက်ထပ်တစ်ယောက်ကကြတော့ချင်းနာမည်ဖြစ်မယ်ထင်တယ်နော်အမနာမည်မှားတော့မှာဆိုလို့
ခေါ်ရမှာသားမှာဆိုလို့မိုက်ပဲတစ်ချက်လောက်ဖွင့်ပေးလိုက်ပါမယ် ဟုတ်ကဲ့ကျွန်တော်လေးဗာလဲအခုနအမပြောသွားပြီပေါ့နော်ခက်မှန်းအဲ့လိုမျိုးတစ်နေ့ကိုပေးတဲ့ခက်မှန်းပမာဏအဲ့လိုမျိုးမရှိဘူးမရှိဘူးပေါ့နော်အတိအကျပမာဏမရှိဘူးကျွန်တော်ခက်မှန်းလေးသိနိုင်မှာလားဥပမာ10ကနန်းရာကနန်းစသဖြင့်ပေါ့နော်ပြီးတော့အဲ့ထဲမှာမာစတာကဘယ်လောက်ပါစံပါလဲပေါ့နော်ကျွန်တော်ကြားဘူးတာတစ်နှစ်လုံးမှာအဲ့လိုမျိုးနှစ်တိုင်းကိုတစ်ယောက်နှစ်ယောက်ပဲပါတယ်လို့လည်းကြားဘူးလို့ပေါ့နော်အဲ့ဒါဟုတ်လားပေါ့နော်အဲ့ဒါလေးဟုတ်သိချင်လို့ပါဗျာပြီးတော့လေးဒီတစ်နှစ်ကို maximum 8000ပေါ့နော်အဲ့ဒါကြတော့ tuition fee တို့ကတော့လုံးဝမပါဘူးပေါ့နော် tuition fee ကပြီးစီလို့ထင်တယ်ပေါ့နော်ဟုတ်လားမသိဘူးဗျာဟုတ် အမတစ်ခုပေါ့နော်ဒီအရေးအတွက်ပေါ့နော်ရေရက်က အမတို့ကတိတိကျကျမပြောဘူးဆိုတာကအမတို့တစ်နှစ်နဲ့အမတို့ဘက်မှာ budget available ဖြစ်တာမတူနေဘူးပေါ့နော်ပြီးရဲ့အခါကျတော့ဘာတွေမှာလဲသွားပြီးတော့မူတည်နေလဲဆိုတော့ graduate ဖြစ်တဲ့သူတွေကမှလည်းမူတည်နေရပေါ့နော် graduate ဖြစ်တဲ့သူများရင်အမတို့ဘက်က new students အများကြီးခေါ်နိုင်တယ် graduate ဖြစ်တဲ့သူနည်းဆိုတဲ့အခါကျရင်အမတို့ဘက်က new students နည်းသွားရပေါ့နော်ဒီလိုပုံစံမျိုးလေးရှိရဲအမတို့စီမှာဒီ PB ရတစ်နှစ်ကိုဒီ ဆန်ငါ support ပေးထားတာ50ပတ်ချလဲရတော့နှစ်တိုင်းရှိရဲပေါ့နော်အဲ့တော့ဒါတွေအကုန်လုံးကအမတို့ funding ရဲ့ပြီးရခါကျတော့ဒီဆက်သွားနေရဆိုတော့ continue students တွေရဲ့အကြောင်းပြီးရပေါ်မှာမူတည်ပြီးတော့ new students ကိုခေါ်တဲ့အရေးအတွက်ကအဲ့ဒီပုံမှာအမတို့ကြည်ရဖြစ်တယ်ပေါ့နော်နောက်တစ်ခုကပေါင်8000ပေါ့နော်ပေါင်8000မှာအမတို့ကျောင်းလာခတွေပါပြီးသားပါကျောင်းလာခတွေရောနေစိတ်စားစိတ်တွေရောအကုန်လုံးပါပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အများဆုံးပေးရပေါင်8000မှာဒီအဲ့8000ထဲမှာကျောင်းလာကအပါလားဗျ ဟုတ်ပါတယ်ကျောင်းလာကအပါပါ ကျောင်းလာကနဲ့ living expense အပါ maximum 8000ပေါ့နော် ဟုတ်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ် နောက်တစ်ယောက်ရတနာဦး ဟုတ်ကဲ့ဒီအခုနတော့ကဒီချင်းမိုင်ဒီထိုင်းရဲ့ဒီ northern ဘက်မှာဒီ scholarship retreat club နဲ့ပေးထားတာလို့ပြောလို့ပါဆိုတော့ဒီချင်းမိုင် university ကဒီ nursing science ဆိုရင်တော့အဲ့ဒီထဲကအပါဝင်ဖြစ်လာရှင့် ဟုတ်ဖြစ်ပါတယ်ညီမလေး ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ် ကဲပါနောက်နေလင်းဦးနေဦးလွင်နေဦးလွင်မေးလို့ရပါပြီ ဟုတ်ကျွန်တော်သိချင်တာလေစောနာကဒီကနေဒါအကြောင်းတွေacademic requirements ကဘာတွေလိုလဲမသိဘူးမြင်အဲ့ဒါလေးကျွန်တော်သိချင်လို့ပါပြီးတော့နောက်တစ်ခုကကျွန်တော်ဒီဘက်မှာဒီချင်းမိုင်တက္ကသိုလ်မှာကျောင်းလျှောက်ချင်တာပေါ့ကျောင်းလျှောက်တယ်ဆိုတော့သူက June intake ဖွင့်မှာဆိုတော့အဲ့ဒါရောဘယ်လိုမျိုးကဲပြီးများinterview ခေါ်ခဲ့ရင်သူ့ရဲ့ကျောင်းလာကတွန်းမဲ့ date ဒီရက်တွေကြတော့အဲ့ဒါမျိုးကြာကျွန်တော်အဲ့ဒါလေးသိချင်လို့ပါဟုတ် ပထမတစ်ခုကကျတော့ WLU ရဲ့ requirements ပေါ့နော်ဒါကတော့ဒီနေ့အမတို့အကျယ်မပြောတော့ဘူးအမတို့ WLU session တိတက်လာမယ်ပေါ့နော်အမတို့လက်ရှိတက်နေတဲ့သူတွေက sharing လုပ်ပေးပါလိမ့်မယ်အမတို့နောက်ထပ် session တွေထဲမှာဒီဟာလေးတခြားလေးလာပြီးနားထောင်လို့ရပါတယ်နောက်တစ်ခုကကျတော့ဒီချင်းမရဲ့ intake ပေါ့နော် intake တွေ timeline တွေမတူဘူးလို့အမတို့အစောကြီးကပြောသွားတာမျိုးရှိရပေါ့နော်အဲ့တော့ timeline တွေမတူဘူးအဲ့တော့အမတို့ဘက်က December ချွန်လာအကုန်ကြတော့မှ yes or no ဆိုတဲ့အဖြေပေးမှာဖြစ်တဲ့အတွက်ဂျားထဲမှာကပတ်စံကိစ္စတွေဘာတွေအကုန်လုံးကျောင်းသားကျောင်းသူကမိဘနဲ့ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်ပေါ့နော်အမတို့ဘက်ကကျောင်းကိုတိုက်ရိုက်ကြီးပေးတာမျိုးဘာညာမရှိပါဘူးကျောင်းသားကျောင်းသူကပဲအကုန်လုံးကိုအမတို့ဘက်က confirm ပေးပြီဆိုတာနဲ့ပေးရမှာပေါ့နော်ဟုတ်ဒါဆိုရင် August intake ဆိုမှ secure ဖြစ်နိုင်မယ်သဘောမျိုးပြောမှာပေါ့နော် August intake ဖွင့်နေကြောင်းဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့ချင်းမိတ်မှာမတက်နေတဲ့သူတွေမရှိဘူးလားဆိုရှိပါတယ်ပေါ့နော်အကုန်လုံးတချို့ကျောင်းသူကျောင်းသားတွေ risk ယူပြီးတော့ရွေးချယ်ပြီးတော့တက်ပြီးတော့ပေါ့နော်အမျိုးလေးလည်းဆက်သွားရဲပေါ့ August ကိုပဲအကုန်လုံးရွေးနေကြရဲဆိုတာမျိုးလည်းမဟုတ်ဘူးရှေ့ပိုင်းက intake တွေတက်သူတို့ရှိကြတယ်ရလည်းရကြတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်နောက်တစ်ယောက်ကအောင်ချမ်းမြေဟုတ်ဟယ်လိုဗျာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်3ခုပေါ့မိခွန်း3ခုလောက်မေးချင်တာပေါ့လေပထမတစ်ခုကကြတော့English qualification နဲ့ပတ်သက်တာကြားလားမသိဘူးကြားပါတယ်ဟုတ် qualification နဲ့ပတ်သက်တာလေကျွန်တော်ကအခုတရုတ်ပြည်မှာတတိယနေ့ရောက်ပြီပေါ့နော်
ဒါပေမဲ့ပြဿနာပြတာကဘာဖြစ်လဲဆိုတော့အဲ့ဒီ English qualification ကျွန်တော်ကဂျိုးလင်းကိုဖြေထားတာအဲ့ဒါကဘာဖြစ်သွားလဲဆိုတော့ February 29မှာ expire ဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်ရမလဲပေါ့နော်အသစ်တရားမှာလားအဲ့ဒီအဟောင်းနဲ့ပဲဆက်ပြီးတော့မှ application ထဲမှာတွင်းလို့ရလားပေါ့နော်အဲ့ဒါတခုနောက်တစ်ခုကကြတော့နောက်ရှေ့တစ်နှစ်သုံးထားတဲ့reference letter recommendation letter ကိုပြန်ပြီးတော့သုံးလို့ရလားပေါ့နော်တစ်နှစ်ပဲသုံးထားသေးတာနောက်တစ်ခုကကြတော့အဲ့ volunteer ကကြတော့တချို့တလေကကြတော့certificate တွေဘာညာမထုတ်ပေးဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ကဓာတ်ပုံပေါ့နော်ကျွန်တော်ပါတဲ့ဓာတ်ပုံ activity လုပ်နေတဲ့ဓာတ်ပုံတွေအဲ့လိုမျိုးupload လုပ်လို့ရတာပေါ့နော်အဲ့တုံးကိုလေးသိချင်တာပါတယ်ဟုတ် ဒီမှာတစ်ခုကလေဒီ documents ပေါ့နော်မတို့ခဏခဏပြောပါတယ်ကျောင်းဝင်ခွင့်ရရင်ကိုရပြီကျောင်းဝင်ခွင့်ရရင်ကိုရပြီအခုလက်ရှိကျောင်းတက်နေတဲ့သူဆိုကျောင်းဝင်ခွင့်ရထားပြီးသားပါဆိုပြီးနေပြီပေါ့နော် English တွေပါတယ်မတို့ documents တွေအတင်းလိုက်ပြီးတောင်းပြီးတော့မကြည့်ပါဘူးနောက်တစ်ခုကကြတော့ဒီဟာကreference letter ပေါ့နော် reference letter ကတစ်နှစ်ပဲသုံးရသေးတယ်ဆိုတာကပြီးခဲ့တဲ့နှစ်ကယူထားတဲ့ reference letter ကိုပြောချင်တယ်ထင်တယ်အဲ့ဒါပြန်သုံးလို့ကရပါတယ်နောက်တစ်ခုကဒီ certificate ပေါ့နော် certificate တွေအမတို့မကြည့်ပါဘူးအဲ့ဒါလေးတစ်ခုထပ်ပြီးတော့မှဒီမှာထပ်ပြီးပြောပါမယ်ပေါ့နော် certificate တွေအမတို့မကြည့်ပါဘူးတပ်ပုံတွေလည်းအမတို့မကြည့်ပါဘူးအဲ့တော့ကျောင်းသားကျောင်းသူတွေကအဲ့ဒီ additional document အနေနဲ့ကတချို့သူတွေကအများကြီးပို့တယ်ပေါ့နော်အဲ့တော့ပို့ကြမလို့ပေါ့နော်အမတို့ကြည့်လည်းမကြည့်ဘူးပေါ့နော်အဲ့တော့ဘာ certificate တွေကင်ထားလို့ဆိုတဲ့ဟာကလည်းအမှတ်ပုံမရဘူးပြီးတော့ daily activities တွေကဒီလိုရှိနေတယ်လို့လည်းအမှတ်ပုံမရဘူးအဓိက reference letter နှစ်ဆောင်မှာဘာရေးထားလဲဟိုပဲအမတို့ကြည့်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်နောက်တစ်ယောက်ပေါ့နော်ZE အမနာမည်မှားပါဆိုလို့ပေါ့နော်ဖွင့်ပြလိုက်ပါပြီမေးလို့ရပါပြီဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကအခုကျွန်တော်ပြီးချင်တာပေါ့နော်ခဏအမလည်းပြောတော့ရင်ဘာလဲထိုင်းနိုင်ငံမှာဆိုရင်သူက10နှစ်ကဆိုရင်ကျောင်းပြီးတဲ့အထိသူတို့ကလက်ခံလားမလက်ခံလား passport ပြန်ချိန်ခိုင်းလားဆိုတဲ့အရာပေါ့နော်အဲ့ဒါကျွန်တော်ကကိုက passport နဲ့မဟုတ်ဘဲနဲ့ဖိန်းခန်းနဲ့တက်မယ်ဆိုရင်အဲ့10နှစ်ခံကန့်တဲ့ပုံစံအတူတူပဲဖြစ်သွားမှာလားဗျာအမတို့လေယိုဒီယာရဲ့အဲ့ဒီ10နှစ်ခံကတ်တွေနဲ့ပင်ကတ်တွေဟိုတေချာကြီးပေါ့နော်ဒီ education နဲ့ပတ်သက်ပြီးတော့သူကတစ်ချောင်းတစ်ပုံစံဖြစ်နေရပေါ့နော်အဲ့ဒါလေးတစ်ချက်လေးရှိတော့အမတို့ဘက်ကလေ yes or no ဆိုတဲ့ဟာထက်ကျောင်းကဒါကို graduation ပြီးရဲ့အထိထုတ်ပေးမှာလားဆိုတဲ့ဟာမျိုးပေါ့နော်ဒါကိုပဲအဓိကကြည့်ပါပေါ့နော်အမတို့ PB အနေနဲ့က10နှစ်ခံကတ်နဲ့ကျောင်းတက်မှာမို့လို့ပင်ကတ်နဲ့ကျောင်းတက်မှာမို့လို့လက်မခံဘူးလို့ဘာလို့မရှိဘူးကျောင်းသူကျောင်းသားကိုကျောင်းကလက်ခံတယ် graduation ပြီးတဲ့အထိလည်းဒီဟာက grantee ရှိရဆိုလို့ရှိရင် qualification လည်းစိုက်တယ်ဆိုတော့အမတို့ကပေးမှာပဲပေါ့နော်အဲ့တော့အဓိကကကျောင်းနဲ့တည်တည်ချာချာဟိုဖြစ်ပါပေါ့နော်အမတို့ကဒီစနစ်ခံနေနဲ့လာတက်ပြီး finger တွေနဲ့လာတက်ပြီးဆိုအမတို့ဘက်ကဒီ question တွေကတော့ထွက်လာပြီပေါ့နော်ထွက်လာတဲ့အခါမှာကျောင်းသူကျောင်းသားမသေးချာမရေရာတဲ့ဟာမျိုးတွေမဖြစ်ဘဲနဲ့တည်တည်ချာချာပေါ့နော် documented နဲ့ကျောင်းနဲ့ပြောထားရဆိုတဲ့ဟာကြီးပြနိုင်ဖို့ရည်ကြီးဟုတ်ကဲ့အဲ့ဆိုရင်လေအခု scholar form မှာကိုယ့်ရဲ့အကြောင်းပြန်ဖြည့်တဲ့အချိန်ကျရင်က passport အစားအဲ့ဖိန်းခန်းနဲ့သူ့ရဲ့ဟာတွေထည့်ပြောမှသူတို့လုပ်လို့ရလားမသိဘူးဟုတ်တယ်ဟုတ်ပါတယ်အဲ့ဒီဟာမျိုးထည့်ပြီးပြောပြပါဟုတ်ကဲ့ကျေးဇူးပါကဲပါနောက်တစ်ယောက် SUT စတဲ့နာမည်မှာဖွင့်ပေးလိုက်ပါပြီhello ဟုတ်ကဲ့ပါ ကျေးဇူးပါမင်းတို့ကနှစ်ခုမြင်ချင်လို့ပါဗျပထမတစ်ခုကဥမာကျွန်တော်က mass ဟုတ်ပြီintake မှာတွားပြီဆိုရင်ဥမာဒီ scholar ရခဲ့တယ်ဆိုရင်တော့ June ကစပြီး living expense ကစပြီးမှာလားကျွန်တော်က living expense ကိုလူချင်းတို့ကဒါဆိုရင် living expense က June လမှာစပြီးမှာလားJune လမှာစပြီးဒီနောက်အဲ့ဒါ first year ပြီးတဲ့အခါလို့စပြီးမှာလားဟိုနောက်နေကွန်းတစ်ခုကတော့ကျွန်တော်ကonline မှာတော့ရှာဖြစ်တယ်အဲ့ဒါသူတို့က USD 400 500အဲ့လိုတော့ပြောတယ်ဆိုရင်
ဒီဘက်ဒီ first step မှာUSD အဲ့လိုပေးမှာလားဒါမှမဟုတ်currency အဲ့ဒါဥပမာကျွန်တော်ဟိုမှာတက်တယ်ဆိုရင်ကဟို currency နဲ့အဲ့လိုပေးမှာဒါပေမဲ့အခုပြောတဲ့ခါမှာတွေ့တဲ့ခါမှာbusiness နဲ့ပတ်သက်တဲ့ခါကိုပေးတာဟာမရဘူးတော့ဖြစ်နေလို့ business administration ယူတဲ့ကျောင်းသားတွေတော့ပေးတာခင်ဗျအဲ့ဒါမျိုးရှိနေတယ် business administration မှာတို့ပေးပါတယ်ရှိပါတယ်ပေါ့နော်ကျောင်းတက်နေတဲ့သူတွေလည်းရှိပါတယ်နောက်တစ်ခုကကြတော့ currency ကအမားတို့ဒီကျောင်းတက်မဲ့နိုင်ငံရဲ့ currency နဲ့အမားတို့ပေးတာဖြစ်ပါတယ် USD နဲ့ပေးတာမဟုတ်ပါဘူးကျောင်းတက်တဲ့နိုင်ငံရဲ့ currency အတိုင်းအမားတို့ပေးတာပါလာအိုဆိုလဲလာအိုငွေပေါ့ယူရီးယားဆိုလဲထိုင်းဘတ်ပေါ့ဒီဟာနဲ့အမားတို့ပေးပါတယ်နောက်တစ်ခုကကြတော့ဘယ်တော့ပတ်စံပေးရလဲပေါ့နော်ဘယ်တော့ပတ်စံပေးရလဲဆိုတော့အမတို့က academic calendar ရကြည့်ပြီးပေးပါတယ် match လမှာစတက်နေလို့ match လကိုပြန်ရမလားဆိုတော့ match လရဲ့ match လဒီ2026 academic calendar ထဲမှာဝင်နေလားပေါ့နော်အဲ့ဒီ intake ကအဲ့ဒီ calendar ထဲမှာဝင်နေရဆိုရင်တော့ဒီကျောင်းသူကျောင်းသားရဲ့ academic plan ကဒီ match တို့နောက်ဒီ2026 March to now နှစ် February ဒီလိုပုံစံမျိုးလေးနဲ့ calendar သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဒီအကုန်လုံးက calendar ကိုပဲမတို့ကကြည့်ပြီးတော့ပေးတာဖြစ်ပါတယ်ဒီကျောင်းရဲ့ semester calendar ကိုကြည့်ပြီးပေးတာဖြစ်ပါတယ်ပေါ့နော်မတို့ရွေးလိုက်တဲ့အချိန်ရဲ့ calendar မဟုတ်ပါဘူးကျောင်းရဲ့ calendar ကိုမတို့ကြည့်ပြီးပေးတာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုအဲ့လိုမြင်ချင်လို့ပါခုနကပြောတာကိုရတဲ့အထိအဲ့လိုစောပန်ပေးရဆိုတာကကျွန်တော်ဥပမာ first year မှာလည်း expand ပဲတောင်းတယ်ဆိုတော့နောက် second year လည်း living expand ပဲအဲ့လိုပြန်တောင်းလို့ရတာခင်ဗျဟုတ်ရပါတယ်ဟုတ် ဟုတ်ရပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါကျွန်တော်နောက်တစ်ယောက်တော့ဒါဟုတ်ကဲ့အမလေကျွန်တော်မေးချင်တာဒီခုနကပြောတာပေါ့နော် Bachelor Degree ဆိုရင်က4နှစ်ပေးရလို့ပြောပါတယ်ကျွန်တော်ထိုင်းမှာ KMUTT ကဒီ Architecture Major အတွက်ကဒီ5နှစ်ကြာရပေါ့နော်အဲ့ဒါဆိုရင်ရောဒီနောက်ဆုံးတစ်နှစ်အစားဘယ်လိုလုပ်မှလည်းမသိဘူးမတို့ bachelor ကိုအကျမ်းမြင့်က4နှစ်ပေါ့နော်ဒါပေမဲ့တချို့ series တွေက5နှစ်ရှိရဆိုတဲ့ဟာမတို့လက်ခံပါတယ်အဲ့တော့ရပါတယ်တက်လို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးပါကဲပါနောက်ဆန်မေးလို့ရပါပြီနော်ကြားရလားအမဟုတ်ကြားရပါတယ်ဟုတ်ကဲ့အမသမီးကဟို grade 12ပြီးထားတာအဲ့ဒီအတွက်bachelor ကိုတက်ချင်တယ်ဒါပေမဲ့သမီးတက်ချင်တဲ့နိုင်ငံက UK ဆိုတော့သူတို့က foundation ကနေစရမှာလို့ပြောတယ်အဲ့ဒါကြောင့်သမီးက foundation ကိုအရင်တက်ရမှာမို့လို့လေbachelor အတွက်ကြိုလျှောက်လို့ရလားတကယ်လို့ foundation offer ရရှိတယ်ဆိုရင်这种听到吗bachelor အတွက်လေအခုမှ students က bachelor အတွက်ပြင်နေတော့ဖြစ်မယ်ထင်တယ်เนาะဟိုက foundation အတွက်ပြင်နေတော့ဖြစ်မယ်ထင်တယ်ချိုးလျှောက်တာကတော့အရန်ကြီးတော့ဟိုလေအမတော့တအားကြီးအားမပေးချင်ဘူးဘာလို့ဆိုတော့ foundation တစ်နှစ်ကသွားရအောင်မှာဖြစ်တဲ့အတွက် foundation တက်နေရင်လည်းလျှောက်ပါပေါ့เนาะအဲ့ဒါဆိုပို့ပြီးတော့ကျောင်းသားကျောင်းသူအတွက်ပို့ပြီးတော့နီးစပ်လိမ့်မယ်မိခွန်းနေမေးတဲ့အခါမှာလဲဒါကပို့ပြီးတော့ဖြေနိုင်လိမ့်မယ်ပေါ့เนาะဘာလို့ clear ပတ်ဝေးကဒီ foundation တက်နေရင်လည်းမကျောင်းသားပို့ပြီးတော့ရမှာပေါ့เนาะပြင်ဆင်နေပဲဆိုတဲ့ဟာမှာတော့တိတ်ပြီးတော့အဆင်မပြေနိုင်သေးဘူးပေါ့နော်အဲ့တော့ရှောက်လို့မရဘူးလားရလားလို့မေးတော့ရှောက်လို့ကတော့ရတယ်ပေါ့နော်ဒါပေမဲ့မိကွန်းတွေနဲ့ချက်တဲ့အပိုင်းတွေမှာကျောင်းသားကျောင်းသူကို interview ထဲမှာရောက်တဲ့အခါကျတော့ဖြေရတာနည်းနည်းလေးဟိုဖြစ်လိမ့်မယ်အမတို့ဘက်ကလည်းတစ်နှစ်ကြီးကိုကြိုပြီးတော့ရွေးထားဖို့ဆိုတဲ့ဟာမျိုးကြတော့လည်းနည်းနည်းလေးအခက်အခဲရှိရပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်foundation ပြည့်ဆိုရင် September intake ကိုတကယ်လို့ဝင်ပြီးတော့ကိုပိုင်ဆိုင်တဲ့ကိုရုန်းကန်ပြီးတော့လုပ်မယ်တကယ်လို့ scholarship ပြန်လျှောက်ရင်အဲ့ဒီအတွက်ပြန်ကပါပြီလားမဟုတ်ရင်2029အတွက်ပဲပြီးတာလားရှင် scholarship ကို
ဒီဟာကလေ scholarship ကိုအမတို့ရွေးလိုက်တယ်ဆိုတော့ academic calendar အရအမတို့ကပေးမှာဖြစ်တယ်တကယ်လို့ဒီနှစ်ကျောင်းသားကျောင်းသူကရွေးချယ်ခံလိုက်ရတယ်ဆိုအမတို့က2026-27 academic calendar အတွက်အမတို့ကပေးတာဖြစ်တယ်အဲ့တော့ back date နဲ့အမတို့ပြန်ပေးတာမျိုးမရှိပါဘူးရွေးလိုက်တဲ့နှစ်အတွက်ကိုပဲအမတို့စပြီးပေးတာဖြစ်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါရှင် ကဲပါနောက်တစ်ယောက် HAMID ဟာမစ်မေးလို့ရပါပြီ scholarship ပဲလေ ဟုတ်ကဲ့ဆရာနေခေါင်းမလားမသိလို့ ဟုတ်ကဲ့ပါမေးလို့ရပါပြီ ဟုတ်ကဲ့ဆရာကျွန်တော်ပြောတာပါကျွန်တော်ပြီးတဲ့တော့ပြောလို့ပြောတော့မရတော့ဘူးဒါပေမဲ့ပြောရှင်းနေတာတကူဖြစ်ပြောရှင်းနေတာတကူရှိလို့ပြောတာပါလေကျွန်တော်ရေကန်ဗနီကနေပါရေကန်ဗနီက10တဲ့အောင်ပြောလာပါပြီဒါပေမဲ့ကျွန်တော်2013ရဲ့တော့ကိုစကမ်းမှာရောင်းနေပါပြီကျွန်တော်10တဲ့အောင်လမ်းမဲ့တခုရှိပါရဲ့ဒါပေမဲ့ဒီမှာတော့ကိုစကမ်းမှာနေတာအတော်တပဲ UN ကနေပါကျွန်တော်တိုက်ကိုဆိုတော့ဘာမှမသိဘူးကျွန်တော်ဘယ်ပုံစံနဲ့အထမ်းပါမလဲတကူမေးစရာတကူပဲရှိတာပါလေ cross bazaar ကထင်တယ်နော် ဟုတ်ကဲ့ပါဆရာ နည်းနည်းလေးအဲ့ဒီဘက်ကသူတွေကျောင်းတက်ဖို့နည်းနည်းအခက်အခဲရှိရဘာလို့လဲဆိုတော့အမတို့ပေးတာက in person ဖြစ်တဲ့အတွက်ကျောင်းသားကျောင်းသူကကျောင်းကိုကိုယ်တိုင်သွားရမှာဖြစ်တယ် campus ကိုအရောက်သွားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာနည်းနည်းလေးဒီကနေထွက်ဖို့ဆိုတဲ့အပိုင်းမှာမတူဘူးပေါ့နော်တခြားသူတွေနဲ့မတူတဲ့အနေအထားလေးတွေရှိရယ်ဒါကြောင့်မို့လို့အဓိကကအမတို့တိုက်တွန်းချင်တာကကျောင်းဝင်ခွင့်ရဖို့ရန်အတွက်ကိုဦးစားပေးပါပေါ့နော်ကျောင်းဝင်ခွင့်ရဖို့ရန်အတွက်ကိုဦးစားပေးပါကိုယ့်ရဲ့ဒီ camp ထဲမှာရှိနေတဲ့ authority နဲ့ပဲတေးသေးချာချာလေးတိုင်ပင်ပါပေါ့နော်အမတို့စီကိုကတော့ကျောင်းဝင်ခွင့်ရတယ်ဆိုလို့ရှိရင်တော့ဒါရှောက်လို့ကိုရနေပြီပေါ့နော်အဲ့လိုအနေအထားလေးရှိအဲ့တော့ဒီကိုယ့်ရဲ့အနေဒီ situation အနေအထားအရာကကျောင်းဝင်ခွင့်ရဒီခရီးသွားဖို့ရပေါ့နော်ဒါလေးတွေကိုတေးသေးချာချာအရင်ပြင်ဆင်ပြီးတော့ဆက်လုပ်ပါပေါ့နော်အဲ့တော့အဲ့ဒါလေးအဆင်ပြေပြီဆိုရင်တော့အမတို့နှစ်တိုင်း scholarship ဖွင့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လာလျှောက်လို့ရပါတယ်ဟုတ်ပါကျွန်တော်ကလေတီးတင်ဆရာမကိုပြောတာမဟုတ်ဒီမှာ Zoom meeting မှာရှိတဲ့ဆရာမကိုအကုန်လုံးကိုပြောတာပါလေအဲ့ဒီ online Zoom မှာတိုက်ကုသုံးအောင်ရှိပါရင်ကျွန်တော်ကိုတကောက်ရဲ့အခွင့်အရေးလောက်ပေးလိုက်ပါပဲကျွန်တော်အားလုံးတို့ကိုကျွန်တော်အဲ့ဒီတောင်းပန်ပါတယ်လို့ပြောတာအဲ့ဒီကျွန်တော်ဒီမှာဆိုရင်ကျွန်တော်မှစိတ်ထဲ online မရှိတော့ရှိတာပါဒါမမနိုင်ကလေဒါပေမဲ့ကျွန်တော်အချမ်းနိုင်ငံမှာဘင်္ဂလားဒေ့ရှ်တောက်ကစခန်းမှာနေတာပါဒါပေမဲ့အဲ့ဒီကျွန်တော်ဒီမှာနေထိုင်ရတဲ့အတွက်တော့ပါလေအဲ့ဒီ UN ကပါဒါပေမဲ့အဲ့ဒီကျွန်တော်ရှိတဲ့အောင်လာမဲ့နေတဲ့ဒီကွာတော်တာနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့တောက်ကစခန်းမှာနေတာပါလေဘင်္ဂလားဒေ့ရှ်မှာတောက်က higher education တွေမှာဘာမှမရှိတော့ဘူးကျွန်တော်တို့ပြန်ရထွက်ပါလေဒါပေမဲ့ကျွန်တော်မှတိုက်ရှိနေပါတယ်ဒါပေမဲ့ထိုက်လို့မရတော့ဘူးအဲ့ဒီအထောက်အထားနဲ့ကျွန်တော်ဆရာမကိုအကုန်လုံးကိုတောင်းတာပါလေကျွန်တော်ကိုအဲ့ဒီရရင်ဆိုရင်တော့ကျွန်တော်ကတကူအခွင့်အရေးတကူလောက်ပေးလိုက်ပါလေအဲ့ဒီတကူပဲမေးစားရှိတာပါဆရာမ ဟုတ်ကဲ့ပါအခုအမတို့က webinar ဖြစ်နေတဲ့အတွက်ကျန်တဲ့သူတွေကပြန်ပြီးတော့ response မလုပ်နိုင်ပါဘူးအမတို့ပဲ response လုပ်နိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဆရာမ ဟုတ်ကဲ့ပါ Esther မေးလို့ရပါပြီ Hello မကြားလားမသိဘူး ဟုတ်ကဲ့ကြားရပါပြီ ဟုတ်ကဲ့ဟုတ်အခု scholarship form တွေကတော့စပြီးတော့ဖွင့်တော့မယ်ပေါ့နော်ဆိုတော့ဒီအစပိုင်းနှစ်စဆိုလို့ရှိရင်ဒီ scholarship season လို့ပြောလို့မမှားဘူးပေါ့ဆိုတော့အခါကျောင်းသူကျောင်းသားတွေကဒီလိုတစ်ခုတည်းလျှောက်တာထက်maybe like နှစ်ခုသုံးခုတော့လျှောက်ကြမှာပဲလေနော်လျှောက်တဲ့အခါမျိုးမှာနောက်ဆုံးမှာအဲ့လို finalist တွေထွက်လာပြီဆိုလို့ရှိရင်အကယ်လို့ကိုကနေပြီးတော့တခြား scholarship ကိုရတယ်ဥတွေပေါ့နော်နှစ်ခုသုံးရသွားတယ်ဆိုတဲ့အခါမျိုးမှာဆိုလို့ရှိရင်ပြန်ပြီးတော့ cancel လုပ်တာမျိုးအပိုင်းရှိလားမသိဘူးကျောင်းသားကျောင်းသူကတခြား scholarship ကိုရသွားလို့အမတို့ဘက်က cancel လုပ်တာကိုပြောတာ ဟုတ်ကဲ့ဟုတ် ဟုတ်အဲ့လိုမျိုးတွေရှိပါတယ်တချို့ပြီးခဲ့နှစ်ကဆိုအမတို့2ယောက်လောက်ရှိရပေါ့နော်အဲ့တော့အမတို့ဘက်ကလည်း approve ပေးထားတယ်တခြားဘက်ကလည်း approve ပေးထားတယ်အဲ့ခါမှာကျောင်းသားကျောင်းသူအနေနဲ့ကကိုလက်ခံခြင်းတဲ့သူကိုစီကယူလို့ရတယ်ပေါ့နော်ဒါကတော့အမတို့ဒါကကျောင်းသူကျောင်းသားရွေးချယ်ခွင့်ပေးထားတာဖြစ်တဲ့အတွက်အမတို့ scholarship နဲ့ကျောင်းသားတက်မယ်ဆိုလဲအမတို့ scholarship နဲ့တက်မယ်တခြားနဲ့တက်မယ်ဆိုလဲအမတို့ကို reject လုပ်တယ်ပေါ့ withdraw လုပ်ပါတယ်ဆိုတဲ့ဟာမျိုးလေးပြောလိုက်ရပါပြီ အဲ့လိုမျိုးအစားမှာပေါ့နော်တခြားတချို့ organization တွေကပြန်ပြီး refund တောင်းတာမျိုးရှိရပေါ့နော်ဆိုတော့ဒီ prospect farmer အနေနဲ့ကိုအဲ့လိုမျိုးတောင်းတာမျိုးရှိလားရှင် refund တောင်းတယ်ဆိုတဲ့ဟာကကြတော့ အဲ့လိုကျောင်းပေါ့နော်ကျောင်းရဲ့ဒီအဲ့လို
fees ပေါ့နော်ဒီ tuition fees ကိုသွင်းပြီးတချို့ကြတစ်ခါသွင်းပြီးလိုက်တဲ့မျိုးရှိရပေါ့နော်သွင်းပြီးလိုက်တဲ့ခါမျိုးမှာပြန်ပြီးတော့လို့ fees ဒီကိုပြန်ပြီးတောင်းတာမျိုးရှိလားရှင် တကယ်လို့အမတို့ဘက်က fan ကိုပေးထားပြီးသားအခြေအနေကြတော့မှကျောင်းသားကျောင်းသူကတခြားက scholarship ကိုလိုချင်တာဆိုရင်တော့အမတို့ကို refund ပြန်ပေးရပါမယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ကဲပါဆိုင်ခံပေးလို့ရပါပြီ ဟုတ်ကဲ့ကြားရလားဗျ ဟုတ်ချပါတယ် ကျွန်တော်တစ်ခုမေးချင်တာနှစ်ခုလောက်ရှိရပေါ့နော်ဆိုတော့ဒီ GED ကိစ္စပါမှအခုကျွန်တော်က GED ဖြစ်နေတာပါဆိုတော့ GED က acceptance letter အဲ့ application form နဲ့တခါတည်းတွဲပေးရမှာလားမဟုတ်ရင်February မှာတခါတည်းထည့်ပေးလို့ရလား game မပြီးသေးရင်ပြီးတော့ essay ထဲမှာကျတော့ဗျ essay ကနှစ်ပုဒ်ရှိတာเนาะတစ်ပုဒ်က biography နဲ့ future plan တစ်ပုဒ်ကို900ပေါ့မလားဗျအဲ့ essay ထဲမှာကျတော့ဒီအကြောင်းကိုရေးရမှာလားဗျကိုတက်တဲ့အကြောင်းရောဆိုတော့ဒါပါပဲဗျ တစ်ခုက documents ပို့တာကအမတို့ February ထိလက်ခံတာဖြစ်တဲ့အတွက်ကြောင့်မလို့ February လမကုန်မချင်းပေါ့နော်ကျောင်းသားကျောင်းသူကအမတို့ပို့ပေးလိုက်တဲ့ fountain ပြီးတော့မှ additional documents တွေကိုဘယ်လိုပို့ရမလဲဆိုတော့ email ရောက်လာမှာဖြစ်တဲ့အတွက်အဲ့ဒီ email တွေက instruction အတိုင်းကို February တစ်လလုံးကျောင်းသားကျောင်းသူကပို့ပေးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ instruction အတိုင်း February လမကုန်မချင်းအမတို့စီပို့ပေးလို့ရပါတယ်ဒါကတော့ available ဖြစ်တဲ့ပုံမှာမူတည်ပြီးတော့ပို့ပေးပါပေါ့နော်နောက်တစ်ခုကကြတော့ဒီ essay ထဲမှာကြောင်းထည့်ရမှာလားပေါ့တချို့တွေကလေအဲ့ဒီဟာတွေကို focus ထားပြီးရေးရတယ်များတယ်ပေါ့နော်ဒီကြောင်းမှာဒါတွေကို study လုပ်ရမှာဖြစ်တယ်ဒီဟာတွေအရင် focus မထားပါနဲ့ပေါ့နော်အကြမ်းမြင့်ကြောင်းကိုလေ့လာထားတယ်ဘယ် subject ကတော့ကိုက interest ဖြစ်တယ်အရင်စိတ်ဝင်စားတယ်ဆိုတဲ့ဟာလောက်ကိုရေးလို့ရတယ်ပေါ့ဒါပေမဲ့ကြောင်းကြီးပဲဒီစကလုံး900ရှိတဲ့အထက်မှာ250လောက်ရေးနေရင်ကိုအကြောင်းမပါတော့ဘူးပေါ့နော်ဒါလေးသိထားပါစကလုံးပြည့်အောင်ပဲအတင်းကြီးတခြားဟာတွေရေးနေရကလည်းဒါက qualify ဖြစ်တယ်ဆိုတဲ့ application မဟုတ်နေပါဘူးဒါကြောင့်မို့လို့ရေးလို့ရတယ်ရေးလို့မရတာမို့ရေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ထီမိလေးပေါ့နော်ဘာကြောင့်ဆိုတဲ့ဟာလေးဒီစိတ်ဝင်စားတဲ့ဟာ first လေးကိုဆွဲထုတ်ပြီးတော့ရေးပါကြောင်းပဲရ focus မထားပါနဲ့ ဆိုတော့ဒီကိုယ့်ရဲ့အကြောင်းကတော့အဓိကပေါ့နော်ပြီးတော့ future plan ကနံပါတ်1ပေါ့ဆိုတော့နောက်တစ်ခုကကျတော့ဒီfunding ကိစ္စပေါ့နော်အကယ်၍application form မှာကိုကအကြမ်းပြင်းမဲ့တွက်လိုက်တယ်ဒါပေမဲ့မလောက်ဘူးဆိုရင်ဒါကတော့ပြဿနာမဖြစ်ဘူးမလားအကယ်လိုအပ်တာကျတော့ဒီတိုင်းတိုင်ပေးလို့ရလားမသိဘူးဗျဟုတ်ပါတယ်အနည်းဆက်ဆုံးတွက်ပေးတာကိုတို့လက်ခံပါတယ်ပေါ့နော်အဲ့တော့တကယ်ပေးပြီဆိုတော့မှမတို့ adjust တွေအကုန်ပြန်လုပ်တယ်ပေါ့နော်များနေရဆိုတဲ့ဟာလည်းများနေရနည်းနေရဆိုတဲ့ဟာလည်းနည်းနေရပေါ့ဒါတွေမတို့ပြန်ပြီးတော့တွက်ချက်ပါတယ် found တင်လိုက်တဲ့အတိုင်းမတို့ပေးမှာမဟုတ်ပါဘူးဟုတ်ကဲ့ကျေးဇူးပါကဲပါနောက်တစ်ယောက်စောမေးလို့ရပါပြီနော်ဟယ်လိုကြားလားမသိဘူးဟုတ်ကြားပါတယ်ကျွန်တော်သိချင်တာလေအခုကျွန်တော်တက်မဲ့ကြောင်းပေါ့နော်သူတို့ကလည်းသူတို့ scholarship နဲ့သူတို့ပေးရပေါ့နော်ဒါပေမဲ့ကျွန်တော်အကြောင်းပြပြချသူတို့ scholarship ကတော့သူတို့ requirement တွေမဝင်ပေါ့နော်ဒါပေမဲ့အဲ့အကြောင်းကိုပဲကျွန်တော်ဆက်လျှောက်တယ်အဲ့အကြောင်းတက်ဖို့တက်ဖို့သူတို့ဖက် assistant letter ရဖို့တက်တော့လို့မစားဘူးသူတို့ပေးထား requirement မီးပေါ့နော် scholarship ထီ requirement မပြီးဒါပေမဲ့အဲ့အကြောင်းကလည်းသူတို့ရဲ့ scholarship ပေးရဆိုတော့အဲ့လိုအဲ့အကြောင်းလျှောက်ဖို့အဆင်ပြေတာပေါ့နော်ပြီးတော့ကျွန်တော်မိကြတယ်ကျွန်တော်ရေးထားမိကြတယ် mechanical engineer ဆိုတော့အဲ့လိုလျှောက်ဖို့အဆင်ပြေလားအဲ့ဒါသိချင်တာဒီချာအနေနဲ့ကပြည်ပါတယ်အမတို့ရှောက်လို့ရပါတယ်။နောက်ကျောင်းရဲ့ scholarship က tuition fee တွေပါ tuition fee ကိုပေးရဆိုအမတို့ဘက်ကနေပြီး living expense လာတောင်းတာမျိုးလုပ်လို့ရတယ်ပေါ့နော်။ဟုတ်အကယ်၍ကျွန်တော်ကအဲ့အကြောင်း scholarship မလျှောက်ထားဘူးဆိုရင်တော့ဒီအဲ့ tuition fee အတွက်ကိုဒီမှာ process မှာလာလျှောက်လို့ရအဲ့လိုမျိုးစားပေါ့နော်။ဟုတ်ပါတယ်ရပါတယ်။အဲ့တော့ကျောင်းရဲ့သူ့ရဲ့ရှိနေတဲ့ program ကိုလည်းလျှောက်ထားတယ်။အမားတို့ကို fountain တဲ့အချိန်မှာပေါ့နော်ဒီဟာတွေက financial မှာဒါတွေကထည့်ပေးလို့ရတယ်။ကျောင်းရဲ့ဒီ scholarship ကိုလျှောက်ထားတယ်။ရတယ်မရဘူးဆိုတဲ့ဟာကတော့အမားတို့ ਨੇ ဒီ9လပိုင်းပြန်တွေ့တဲ့အချိန်မှာပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါတွေကအမားတို့ဘက်က confirm ပေးလိုက်တဲ့အချိန်မှာ students ရဲ့အနေထားပေါ်မူတည်ပြီးအမားတို့ဘက်ကဘာကို support လုပ်ပေးမလဲဆိုတဲ့ decision ကိုချမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီးတော့နောက်တစ်ခုလေးမေးချင်တာအဲ့ဒီသူfirst plan နဲ့ second plan ဆိုရောအကြောင်းပေါ့နော်နှစ်ခုရွေးထားတယ်ဒါပေမဲ့သူက
ကိုကအဲ့ဒီဖက်ကနေပြီးတော့အခုဒီ scholarship program နေပြီးတော့ကိုက accept ရထားတယ်ဒါပေမဲ့ကိုရွေးထားတဲ့အကြောင်းနဲ့အကြောင်းမှာအကြောင်းမျိုးကြောင့်ပြောင်းရင်သူတို့က major တော့တူနေဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါ ပါတယ်ဟုတ်ပါတယ် ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါ အဲ့တော့ဒီ students မေးရတယ်ဆက်ပြီးတော့မတို့တစ်ခုလေးထပ်ပြီးတော့ပြောချင်တာကကျောင်းတွေမှာကသူတို့စီကိုကျောင်းလာတက်မဲ့ဒီ international students တွေအတွက်ကိုကျောင်းလာက short ပေးတဲ့ program တွေတော်တော်များများမှာရှိပါတယ်ပေါ့နော်တော်တော်များများမှာရှိပါတယ်ဒါကြောင့်မို့လို့ကျောင်းသူကျောင်းသားကကျောင်းကိုရွေးလိုက်ပြီဆိုတာနဲ့အဲ့ဒီကျောင်းကဘယ်လိုမျိုးတခြားသော opportunity တွေရှိလဲဆိုတဲ့ဒီ information တွေကိုပါရှာပြီးတော့ဒီတခြား scholarship လည်းရှိရဆိုရှောက်ထားတာမျိုးပေါ့နော်ရှောက်ထားတာမျိုးကိုလောက်တာပို့ပြီးတော့အဆင်ပြေတယ်။ဘာလို့ဆိုတော့အဲ့အခါကျရင်အမတို့ဘက်ကလည်းကြိုက်လို့ပေးလိုက်တယ်။ကျောင်းသားကျောင်းသူကလည်းဒီလိုမျိုး initiate ပေါ့နော်ဥဆောင်ပြီးတော့တကယ်ကြီးကိုစိတ်အားတက်ကြွနဲ့လောက်ထားရဲဆိုတာအမှတ်တွေဒါကတော့အမတို့နောက်ပိုင်းမှာတွေ့ရတဲ့အခါမှာပြောတဲ့အခါမှာဒါကြီးအမှတ်တွေပိုရတဲ့ဟာတွေဖြစ်တယ်။ဘာမှမလုပ်ဘဲနဲ့ဒီ scholarship တစ်ခုကိုထိုင်ဆောင်နေရတဲ့ဆိုင်ဖြစ်နိုင်ခြေရှိရဆိုတဲ့ဟာတွေအကုန်လုံးကိုကျောင်းသားကျောင်းသူကပြင်ဆင်နေတယ်တကယ်ကြီးကိုကျောင်းသားတက်ချင်တာတကယ်ကြီးကိုဒါနဲ့ပတ်သက်ပြီးတော့ဆက်လုပ်ချင်တာဆိုတဲ့ဟာဒါတွေက commitment တွေပေါ့နော်ကိုယ့်ရဲ့ motivation တွေကိုပြနေတာဖြစ်တဲ့အတွက်တခုတည်းကိုပဲပေါ့နော်ဒါကြီးကိုဖြည့်ပြီးတော့ထိုင်ဆောင်တာပြီးမလုပ်ပါနဲ့ဆက်ပြီးတော့ဘာတွေရှိနေလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာလေးတွေကိုလည်းရှောက်ပါ university ကိုလည်း2ခု3ခုရှောက်ရတယ်လို့မျိုးပဲ scholarship ကလည်း2ခု3ခုဒီလိုမျိုးလေးတွေရှောက်ပါပေါ့နော်PB ကိုပဲရှောက်ထားရဲဆိုတဲ့ဟာမျိုးမတို့ဘက်ကအားမပေးဘူး PB ဒီမြန်မာကျောင်းသားကျောင်းသူတွေကို target လုပ်ပြီးတော့တကယ်ကြီးကိုပဲမြန်မာပြည်သူတွေကိုပဲပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှောက်တဲ့သူအရန်လည်းများတယ်ပြီးတော့ competitive လည်းအရန်ဖြစ်လာတယ်ပေါ့နော်ဒါမျိုးလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ကိုကအရန်ကြီးတော်နေရင်တောင်မှဒါကတစ်ခါနေကြရင်ချွတ်ချော်သွားပြီးတော့မပါတာမျိုးလေးရှိတတ်တယ်ဒါကြောင့်မို့လို့တစ်ခုတည်းကိုပဲဦးတည်ပြီးတော့မလုပ်ပါနဲ့အနည်းဆုံးတော့ essay လည်းရေးထားရတယ်လေ essay လည်းရေးထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှောက်ပြပေါ့နော်နောက်ထပ်2ခု3ခု chain twin ဖြစ်ဖြစ်တခြား IIE ဖြစ်ဖြစ်ဒီလိုမျိုးလေးတွေပေါ့နော်စာရွက်စာတမ်းတွေလည်းပြင်ထားပြီးသားဖြစ်ဆိုတော့တစ်ခုတည်းကိုပဲဦးတည်ပြီးတော့ focus မထားပါနဲ့ opportunity ကရှာနေတဲ့သူတွေကပို့ပြီးတော့ဒီဟာတွေရှာဖွေတွေ့ရှိတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့တစ်ခုတည်းကိုပဲဟိုမှာဖြစ်ပါနဲ့ဒါလေးတစ်ချက်လေးထည့်ပြီးပြောချင်ပါတယ်သူစာမိုးမေးလို့ရပါပြီသူစာအတန်ကအမတို့တေချာမကြားရပါဘူးဟုတ်ကဲ့အဲ့ဒါမျိုးရှိတယ်ဟိုဟာလေးအတန်ကလေအရန်ဟိုပါပေါ့တုံနေရပေါ့နော်ဟိုမတေချာမကြားရသေးပါဘူးဟုတ်ကဲ့ပါဟိုဟာလေ Q&A မှာပဲတစ်ချက်လေးရိုက်ပြီးဟယ်လိုဟုတ်ကြားရပါပြီဟုတ်ကဲ့မှာညီမအနေနဲ့ပေါ့နော်အရင်ပထမဆုံးနေပြောချင်တာဒီ prospect ဘာမှအဲ့လိုအခွင့်ဒီလိုဝင်ပြီးနိုင်ပြီးတဲ့သူတင်မှာလို့ပြောချင်ပါတယ်ပေါ့နော်နောက်တစ်ခုကညီမသိချင်တာကကျတော့ညီမဒီမြန်မာနိုင်ငံမှာဒီပညာရေးနဲ့ပေါ့ဒီ Bachelor of Education နဲ့တတိယနှစ်ထိပြီးခဲ့တယ်အဲကြောင့်မို့ဒီSoutheast Asia မှာပဲဒီ scholarship နဲ့ကျောင်းတက်မယ်လို့ရည်ရွယ်ထားတယ်ပေါ့နော်အဲ့ကြတော့လေညီမဒီ API မှာမိကြတော့သူတို့က credit transfer လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါအနည်းဆုံးတစ်နေ့လောက်ရတယ်ပေါ့အမတို့ဒီတကယ်လို့များဒီ prospect ဘာမှနဲ့ scholarship ရပြီးတော့အဲ့ဒီမှာကျောင်းမှာ transcript နဲ့credit transfer လုပ်တော့လို့ရရင်ကိုဒီprospect ဘာမှရဲ့ဒီ credit eligibility နဲ့ကိုက်ညီရလားပေါ့နော်နောက်ပိုင်းအကျိုးဆက်တွေပါတယ်ရှိလားမလားဆိုတာလေးတစ်ချက်သိချင်တော့ပါချင်အောင်ဖြစ်ဆုံးဟုတ်အကျိုးဆက်မရှိပါဘူးအမတို့စီမှာရှိပါတယ် AIU မှာပဲ credit transfer နဲ့2နှစ်မဟုတ်ဘဲနဲ့1နှစ်ခွဲနဲ့ပြီးသွားတယ်အဲ့လိုမျိုးလေးပေါ့နော်ဒါလေးရှိပါတယ်ဆိုတော့တက်လို့ရပါတယ် eligibility လည်းဖြစ်ပါတယ်ဟုတ်ကဲ့မအဲ့ဒါကြတော့လေဒီ credit transfer ကိုအရင်ပြောင်းပြီးမှဒီကုန်တဲ့ fee ကိုကြတော့အမတို့မှပဲဒီ support လုပ်ပေးတာမျိုးလားရှင်အဲ့ဒါလေးတစ်ချက်ပြောပြပါအောင်ရှင်ဒါကလေ financial information မှာအမတို့ကို
credit transfer သွားမဲ့သူတွေကကြတော့ဘယ်ချိန်ကျမှအမတို့ပို့ပြီးတော့ detail သိရလဲဆိုရင်က interview ကြတော့မှတခြားသိရတာများတာပေါ့နော်အဲ့တော့ financial အခုတွက်တဲ့အခါအမတို့ဒီ December မှာတွက်တဲ့အခါမှာကတော့2 year အပြည့်နဲ့တင်ပေးလိုက်လို့ရတယ်2 year အပြည့်ဖြစ်နေလို့ပယ်ချတာမျိုးအမတို့ဘက်ကရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့နောက်ပိုင်း detail တွေကအမတို့ဘက်က interview ပါလာပြီဆိုတဲ့အခါမှာပြပေးလို့ရတယ် ဟုတ်ကဲ့ပါကျေးဇူးပါရှင် နောက်တစ်ယောက်မှဖွင့်ပေးပါမယ် Mike Key မေးလို့ရပါပြီ sorry hello ဆရာမကြားလားမသိဘူး ကြားရပါတယ် ဟုတ်ကဲ့ကျွန်တော်ကဆောနာက question တစ်ခုရှိပေမဲ့တခုကတော့ဆောနာကဒီဟာဆရာမဖြေတဲ့အချိန်မှာပါသွားတဲ့ခါကျတော့ကျွန်တော်ကတခုမေးတော့မယ်ကျွန်တော်အတွက်တော့တခုတော့မဟုတ်ဘူးဒီဘက်မှာနေတဲ့ကျွန်တော်တို့တော့ကွဲညီမလေးတွေမိလေးတွေတက်ဖြစ်တယ်အခုဒီမှာကျွန်တော်ကတော့ဆရာဒီအပြနိုင်ငံမှာနေနေပေါ့နော်ဆိုတော့အခုကဒီမှာဒီ process မှာကဒီ university တပဲပေးတာလားမရှိတော့ခုကတချို့တွေက class တက်ပြီးမှ class 11ကိုဆယ်မတက်နိုင်ပဲနဲ့နေတဲ့သူတချို့ရှိလို့လေဆိုတော့သူတို့တွေတော့ဒီ process မှာရှောက်လို့ရမလားဆိုတာသူတို့ပြတခြားတော့ဖြစ်ပေးလို့ရမလားဆရာမ ဟိုလေအမနားလဲလိုက်ကြတော့ဒီအခု scholarship က university ပဲရှောက်လို့ရတာလားပေါ့နော်အဲ့ဒီဟာလေးတော့နားလဲလိုက်တယ်ပြီးတော့ကလေးတွေကဘယ်လိုအနေထားလဲမသိတေချာလေးမကြားလိုက်ဘူးပေါ့နော်အခုဒီဇင်ဘာ1ရက်နေ့ဖွင့်မဲ့ဒီ scholarship က university scholarship ဖြစ်တယ် bachelor သို့မဟုတ် master သို့မဟုတ် PhD ဒီ program ကိုတက်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်လို့ certificate exam တွေ diploma exam တွေစိတ်ဝင်စားတာ online study သွားမှာဆိုရင်က online scholarship ကိုလာလျှောက်ပေးပါအဲ့ဒါက4လပိုင်း5လပိုင်းလောက်ကြာရင်မတို့ဖွင့်မယ်ပေါ့နော် ဟုတ်ကဲ့ဆေးပါဆရာမ UU လိုင်းပေးလို့ရပါပြီ ဟုတ်မှာဟုတ် recommendation letter အတွက်မေးချင်တာပါရှင်ဟိုကလေဒီမှာ2020ပြီးကြရအဲ့လိုမတက်UNICEF မ join ဘူးပေါ့လေအခုတော့ diploma တက်နေအဲ့ဒါနှစ်ဆောင်လုံးကိုအဲ့လို diploma တက်နေတဲ့ဟို10ရာ2ယောက်စီကတောင်းလို့ရလားမသိဘူးရှင် bachelor သွားမှာဆိုလို့ရှိရင်တော့ academic နှစ်ခုကနေတင်လို့ရပါတယ်ပေါ့နော် reference letter academic နှစ်ခုကနေပြီးယူလို့ရပါတယ်အဲ့ဆို diploma တစ်ခုရဲ့10ရာ2ယောက်စီကကြားလို့မရဘူးပေါ့နော် ဟိုလေအမပြောတာကအခုက bachelor degree သွားတက်ဖို့ရန်အတွက်အမတို့ Bruce Bawa မှာလာရှောက်မှာဆိုလို့ရှိရင်က bachelor degree undergrad level ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ academic reference letter နှစ်ဆောင်နဲ့ရှောက်လို့ရတယ် professional တစ်ခုမပါလဲရတယ်ဟုတ်နောက်ပြီးတော့ဟို fee ကလေဟို tuition fee အတွက်ပဲရှောက်မှာဆိုအဲ့လို tuition fee အတွက်ပဲတွက်ပေးရမှာလားအကုန်တွက်ပေးရမှာလားမသိဘူး tuition fee ပဲတောင်းမှာဆိုရင် tuition fee ပဲထည့်ပြီးတွက်ပေးလိုက်ပါနော်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါဟုတ်ကဲ့ပါနောက်လင်းတောင်းမေးလို့ရပါပြီဟယ်လိုဟုတ်ကဲ့ဟုတ်မေးလို့ရပါပြီခုနဟိုမှာလဲမေးတာchat box မှာလဲအခုကျွန်တော်ကဒီအိန္ဒိယမှာလေprivate university တခုမှာတက်နေရပေါ့ first year တက်နေရUN ကနေတက်တယ်လို့မျိုးဒီ prospect Burma scholarship မှာအဲ့လိုမျိုး soft ဖို့လေ eligible ဖြစ်လာမသိဘူးအဲ့လိုမျိုးမေးကြည့်ချင်တယ်ဟိုလေတစ်ချက်လောက်ပြန်ပြောပေးလို့ရမလားမသိဘူးဘာတက်နေတာအခုကuniversity တက်နေရ first year တက်နေရပေါ့ဘယ် university မှာတက်နေရလဲမသိဘူးအိန္ဒိယမှာChandigarh in person တက် University နေရ မှာလားမသိဘူး in person တက်နေရလားin person ဟိုကျောင်းမှာသွားတက်နေရလားအဲ့ဒါကိုမေးရပါဟုတ်ကျောင်းမှာဟိုတက်နေရ
ဆေးဖက်တက်နေရပေါ့ဆေးကြောင့်ဖက် ဟုတ်ရပါတယ်တက်လို့ရပါတယ်နော်ဟုတ်အ ဟုတ် ရှောက် ကဲ့ လို့ရပါတယ်ဟုတ် UN က နဲ့တက်နေရပါတော့ UN က eligible ဖြစ်လာမကြည့်ဘူးအဲ့လိုမျိုး မတို့ဘက်ကတော့ UN ကနဲ့တက်နေလို့ဟိုဟာ refugee ခံထားရလား ဟုတ်ကဲ့ refugee ယာယီကပုံစံနဲ့ဒီမှာအိန္ဒိယမှာသူတို့ပေးတဲ့refugee ကပုံစံနဲ့နေပြီးတက်နေရပါ ရွှေဟိုဟာပေါ့နော်ရှောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာပေါ့နော်ဟို UN ကနဲ့တက်နေရဖြစ်တယ် refugee asylum ဖြစ်မယ်ထင်တယ်နော် asylum ခံပြီးတော့ရှောက်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ condition လေးတွေတော့မတို့ဘက်ကတော့ရှိတယ်ဒါပေမဲ့ qualify ရမ်းဖြစ်တယ်ဆိုရင်တော့မတို့စဉ်းစားပေးပါတယ် ဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ကဲ့ပါ ကိုကြီးကပါလို့ကြွ စုထွေးမိလို့ရပါပြီနော် ဟယ်လိုမှာကြားရလား ကြားရပါတယ် ဟာလေညီမအခုစီစဉ်ထားတဲ့ plan အရတော့ဒီ Prospect Burma ကဒီ confirm လုပ်တဲ့သူအချိန်နဲ့ပြီးတော့ညီမကျောင်းသွားတက်ရမယ့်အချိန်ကနည်းနည်း gap ဖြစ်နေရပေါ့နော်ကျောင်းသွားတက်ရမှာ April ဆိုလို့ရှိရင်ဒီ Prospect Burma ကနေပြီးတော့ကျောင်းပြန်လာသိရတဲ့ဟာကဒီ May June အဲ့လောက်ဝန်းကျင်ဖြစ်နေတဲ့အခါကျတော့ညီမတို့ကအဲ့ဒီအတွက်ကျောင်းစရိတ်ကိုကိုယ့်အနေနဲ့ကိုမိဘတွေနဲ့တိုင်ပင်ပြီးတော့ဖြည့်ရှင်းထားရမယ်ဆိုတော့အကယ်လို့ Prospect Burma ကနေပြီး scholarship ရခဲ့လို့ရှိရင်ညီမတို့ဒီဟိုဟာစိုက်ထားတယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုဟာကိုပဲဒီဘက်ကပြန်ပေးရမျိုးလားယင်အကယ်လို့ရတယ်ဆိုလို့ရှိရင် မတို့ဘက်ကတော့ဒီပေါ့နော် confirm လုပ်လိုက်ပြီး scholarship ကို confirm လုပ်လိုက်ပြီးဆိုရင်ကျောင်းသားကျောင်းသူစိုက်ထားတယ်ဆိုတော့ဒီ intake ကအမတို့အခုကြီးညာထားတယ်အမတို့ပေးမယ်ဆိုတော့ရည်ရွယ်ထားတဲ့2026 27ထဲမှာရှိနေတယ်ဆိုရင်တော့ကျောင်းသားကျောင်းသူကပြန်ပြီးတော့ဒီဟာကို cover ဖြစ်မယ်အဲ့ဒီပုံစံပေါ့နော်အဲ့ဒီ intake အတိုင်းကိုပဲမတို့က academic calendar ကိုယူလိုက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီ match လမှာ intake ကစထားတယ်ဆိုရင် match လနေပြီးတော့ February ချိန်မှာတော့ intake ကိုပြောင်းပြီးတော့မှတ်ထားမှာဖြစ်တယ်ပေါ့နော်ဟိုလိုမျိုး try semester တွေဖို့၄ခုတွေ၃ခုတွေဖြစ်သွားလို့တော့မရဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိရတော့မတို့ကဒါကဘယ် intake ထဲမှာပါတယ်လဲဆိုတဲ့ဟာကိုပြန်ပြီးတော့စစ်ပြီးတော့မှသွားမှာဖြစ်တယ်ပေါ့နော် အော်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါ ငါ NGA နဲ့စတဲ့အကောင့်မေးလို့ရပါပြီနော် ဟုတ် NGA နဲ့စတဲ့အကောင့်မှာဟိုမိုက်ခရိုဖုန်းဖွင့်ပေးထားပါတယ် ဟယ်လိုဆရာမ ဟုတ်ကဲ့ပါ ကဲပါခုလက်ရှိပေါ့နော်ဒီမှာတစ်ခုလောက်သိချင်တယ်ပေါ့နော်ဒီ scholarship နဲ့ပတ်သက်ပြီးဒါ in person လည်းရှိရ online လည်းရှိရပေါ့နော်အဲ့တော့ online ကရောသူ့မှာသတ်မှတ်ထားတဲ့ဒီ scholarship ရဖို့ပေါ့နော်သတ်မှတ်ထားတဲ့ criteria တွေရောရှိလားပေါ့နော် ဟုတ်အမတို့ဒီနေ့ကတော့ in person ကို UTB ဖြည့်ပေးတာပေါ့နော်နှစ်ခုကတော့ပုံမှန်အပြင်ကတော့စင်တူတယ်ပေါ့နော်စင်တူတယ် university information လောက်ပဲနည်းနည်းပါကွဲသွားတာဆိုတော့အမတို့၄လပိုင်း၅လပိုင်းလောက်ကြာရင်ဒီ sharing session တွေကြာရင်ဝင်လာထောင်ပြီးတော့မေးလို့ရပါတယ်ပေါ့နော်အခုတော့အမတို့မဖွင့်သေးပါဘူးဒီဟာ အော်ဒီ online learning ကတော့ဒီလာမယ့်2016 4လပိုင်းမှာပဲသူစပြီးတော့မှဖြစ်မှာပေါ့နော် ဟုတ်ပါတယ် ဟုတ်ကဲ့ပါရှင်ဟုတ် အဲ့တော့အမတို့နောက်ဆုံးပေါ့နော်လက်ထောင်ထားတဲ့တယောက်တန်းအောင်အမတို့ဖွင့်ပေးလိုက်ပါမယ်ပြီးရင်တော့အမတို့ Q&A တွေဆက်သွားပါမယ်နော် ဟုတ် hello ကြားရနိုင်မသိဘူးနော် ဟုတ်ကဲ့ပါ ဟုတ်အခုက in person မှုအကြောင်း in person အကြောင်းပြောနေရပါဘူးကျွန်တော် ဟုတ်ပါတယ် online online university တက်နေရ second year ရောက်နေပြီအခုက first semester လည်းပြီးတော့မှာဆိုတော့first အခု online စာလျှောက်တဲ့အချိန်
စာလျှောက်တဲ့အချိန်နဲ့ first second year first semester ပြီးတော့မှာပေါ့နော်အဲ့ဆိုရင်ဟိုအမအရှိရတယောက်မိသွားရဲ့ဟိုနေတူတယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုမျိုးအခုက scholarship တော့ရထားတယ် online ကနေ online university မှာ scholarship တော့ရထားတယ်ဒါပေမဲ့ full scholarship တော့မဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးတချို့ပေးရမယ့်ဟာတွေ tuition fee တွေတောင်းတယ်ပြီးရင် student loan တွေပေးရတယ်ပေါ့နော်ပေးရမှာပေါ့နော်ကျောင်းပြီးသွားလို့ရှိရင်ဒီကနေကျွန်တော်တို့ university ကနေကျောင်းပြီးသွားရင်ပြန်ပေးရမယ့် student loan တွေရှိတယ်ပြီးရင်အခုtuition loan တွေtuition fee တွေပေးနေရတယ်ပေါ့နော် scholarship တော့ရထားတယ် အမတို့ကလေဒီနေ့က in person ကိုပဲဒီနေ့ကအမတို့ in person ကိုပဲအဓိက share ပေးတာဖြစ်ပါတယ် online တွေကအမတို့4လပိုင်း5လပိုင်းကြာတော့မှအခုလို sharing session တွေလာပါမယ်အဲ့ကြရင်ဝင်မေးလို့ရပါတယ်အခုကတော့အမတို့ in person ကိုပဲဦးတည်ပြီးတော့သွားပါတယ်ပေါ့နော် ဟုတ်ကဲ့ပါကျေးဇူးပါ ဟုတ်ကဲ့ပါကျွန်တော်အမတို့ဟိုမှာ chat box မှာမေးထားတဲ့ဟာလေးတစ်ချက်လောက်ဆက်ပြီးတော့သွားလိုက်ပါမယ်ပထမတစ်ခုကUOL က PGCE မေးထားတာထင်တယ်နော်အဲ့ဒါက online line အမတို့အဲ့ဒီ program ကအမတို့ online ဘက်မှာတွေ့နေရဆိုတော့ဟို UK နဲ့အမတို့ဒီ in person ကတော့အမတို့ဘက်မှာ partner လုပ်ထားတာမရှိဘူးပေါ့နော် online ကလည်းနောက်ထပ်တစ်ယောက်ကိုင်တာဆိုတော့အမသူတို့ရဲ့ university partnership ကိုတော့တခြားမသိနေဘူးပေါ့နော်အဲ့တော့တကယ်လို့ဒါက online ဆိုရင်တော့ online အချိန်ကြတော့မှပဲတစ်ချက်လောက်ဖြစ်ပေးပါပေါ့နော်ပြီးတော့အရန်ကြီးလေးကိုအမတို့ရဲ့ partner university ကို focus မထားပါနဲ့ပေါ့နော်ထားကြလည်းမလိုပါဘူးကြိုက်တဲ့ကြောင်းကိုကြိုက်တဲ့ program ကျောင်းသားကြောင့်ရွေးလို့ရပါတယ်ပေါ့နော်နောက် tourism ကအမတို့ပေးရရှိပူပါတယ်အဲ့တော့ join လို့ရပါတယ်ပေါ့နော် screen ကနေ share ခိုင်းတာပါလဲတော့မသိဘူး sub landing ဆိုတာဘာပြောချင်တာလဲမသိဘူးတင် A ဆိုတဲ့တရားအဲ့ဒါအမတို့မသိတော့ဒီချာလေးဟောဖြစ်ပေးပါနောက်တစ်ခုကလေ eligible ဖြစ်မဖြစ်ဆိုတဲ့ဟာတွေကလေအမတို့ကိုမေးရထက်စားရင်လေဟိုပါပေါ့နော်university နဲ့အဓိကလောက်ပါပေါ့နော်အမတို့က PB ရှင်းတယ် university က admission ရမှာလားကိုအမတို့က UTP ကြည့်อ่ะပေးထားလားရမှာလားဒါကို UTP မှာတော့ကြည့်อ่ะဖြစ်တဲ့အတွက်ကြောင့်မလို့ university admission ရနေတယ် graduation certificate ထွက်ဖို့တိကျနေရဆိုလို့ရှင်ကိုကအမတို့က qualification ကြိုက်ရင်ပေးဖို့ရတဲ့ဒါတွေကများနေပြီပေါ့နော်ဒီလိုမျိုးလေးရှိအဲ့တော့အဓိကအမတို့ eligible ဖြစ်လားဒီလိုအနေထားရှိလို့ eligible ဖြစ်လားဆိုတော့အမတို့ကဒီလိုမျိုးဖြစ်နေလို့ eligible မဖြစ်ဘူးဆိုတာထက် university ကလက်ခံထားရင်ကိုအမတို့ကကို eligible ဖြစ်နေပြီအမတို့စီမှာလာလျှောက်လို့ရနေပြီပေါ့နော်အဲ့တော့ university ကိုပဲအဓိကဟိုဖြစ်ပါပေါ့နော်ကြည့်ပါပေါ့နော်နောက် AI data တွေနဲ့ဆက်လာဆိုတော့အမတို့ system တွေထဲမှာတော့ရှိလာတယ်ပေါ့နော်ပြီးရခါကျတော့အမတို့အလုပ်လုပ်နေတဲ့သူတွေကလည်းမြန်မာနိုင်ငံအကြောင်းကိုအရန်သိတော်သူများဖြစ်ကြပါတယ်မြန်မာနိုင်ငံကအကြောင်းသားအကြောင်းသူတွေအကြောင်းကိုအရန်သိတော်အနေအထားဖြစ်တယ် education ကဘယ်လိုရှိနေလဲဆိုတော့အရန်သိရဒါကြောင့်မို့လို့ background ကိုကြည့်လိုက်တာနဲ့ essay ကိုဖတ်လိုက်တာနဲ့အမတို့ကဒါသူရေးထားတာလားဆိုတဲ့ဟာလောက်ကိုတော့အကျမ်းမြင့်ပေါ့နော်အဲ့ဒါလေးအမတို့ကြည့်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တအားကြီးဟိုမဖြစ်ပါနဲ့ပေါ့နော်အဓိကတော့ကိုနဲ့ကိုက်ညီရဲ့ English level အတိုင်းရေးပြပါ transcript ကလည်းလေအမတို့လက်ခံလားမလက်ခံကြောင်းလက်ခံပေါ့နော်ကြောင်းလက်ခံနေဆိုအမတို့က fine နေပေါ့နော်ချိုးချုံကိုအမတို့တစ်ချက်လောက်ကြည့်ပေးမယ်နော်ချုံမေးလို့ရပါပြီမိုက်ခရိုဖုန်းဖွင့်ပြထားပါတယ်ဟယ်လိုဆမကြားရလားမသိဘူးဆမဟုတ်သားပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီမီးချင်တာလေးမီးဖို့အတွက်ကျွန်တော်အချင်းနေနေပြောချင်ပါတယ်ဆမကျွန်တော်ကတော့အခုကချင်ပြည်နယ်ကနေ join နေရပါတော့အဲ့တော့အကြောင်းကိုကြတော့ဒီမြန်မာနိုင်ငံအစိုးရနေမဟုတ်ဘဲနဲ့စီရေးအခြေအနေမျိုးမျိုးအကြောင်းပေါ့နော်ပြည်တွင်းစီရေးအကြောင်းစီပြီးရှောင်ပြီးတော့အကြောင်းကိုကြတော့ဒီကချင်အစိုးရအကြောင်းကနေပြီးတော့10ရန်ပြီးထားတယ်အရင်9တန်းထိကတော့မြန်မာအစိုးရမှာတက်ပြီးတော့တစ်နှစ်ကို10ရန်ကိုအခြေအနေအမျိုးမျိုးပေါ့နော်ဘယ်လိုမှအဆင်မပြေတဲ့အခြေအနေနိုင်ငံရေးအခြေအနေတွေကြောင့်ထွက်ပြေးတင်းရှောင်ရပြီးတော့10ရန်ကိုကြတော့အမှတော့ပြီးထားတယ်ပေါ့နော်ကချင်အစိုးရမှာဆမအဲ့တော့အခုလောလောဆယ်ကတော့ဒီပလိုမာကတော့တက်ပြီးတလောက်ရှိလာပြီပေါ့နော်ဒီလဒီဇင်ဘာဆိုတော့ဒီပလိုမာကတော့ social study တွေပြီးမှဖြစ်တယ်ပေါ့မှာအဲ့တော့အခက်တစ်ခုရှိတဲ့အနေမှာကျွန်တော်တို့ကကြတော့ဒီအခြေအနေအကြောင်း
အမျိုးမျိုးကြောင့်စစ်ပွဲအခြေအနေအမျိုးမျိုးကြောင့်ပေါ့နော်ကချင်အစိုးရနေပြီးတဲ့အကြောင်းသူကြောင့်သားတွေအတွက်ကြောင်းလက်ခံဖို့ဆိုတာအင်မတန်မှရခိုင်နှုန်းကနေတယ်ပေါ့နော်ပြီးလို့ရှိရင်လက်ခံသွားပြီဆိုရင်လည်းဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်တွားရဖို့အတွက်ကိုယ့်အနေနဲ့အထောက်အပံ့နေအမျိုးမျိုးပေါ့နော်အဲ့ဒီလိုအခက်အခဲတွေအများကြီးရှိတဲ့သူចောင်းသားတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်လည်းတယောက်အပါအဝင်ဖြစ်တယ်အဲ့ဒီတော့ပေါ့နော်ဒီရဆရာမရှင်းပြသွားတဲ့အထဲမှာလည်းကြားလိုက်မိတယ်ပေါ့နော်အဓိကတော့ university ရဲ့ admission ကိုဦးစားပေးတယ်လို့ပဲဖြည့်ရှင်းပေးပြောကြားပေးတဲ့အတွက်လည်းကျွန်တော်ကြားမိတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့အဲ့ဒီထဲမှာမှကျွန်တော်မေးချင်တာကကျတော့တကယ်လို့ဒီ admission requirement ကပေါ့နော် university တွေကလက်ခံတယ်မြန်မာနိုင်ငံအစိုးရအကြောင်းမဟုတ်ဘဲနဲ့လည်းဒီလိုပေါ့နော်တခြားမြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းဒေသအစိုးရတွေကနေပြီးတဲ့အကြောင်းဖြစ်တော်များလက်ခံတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ prospect ဘောင်းမော scholarship ရှောက်မယ်ဆိုရင်ပေါ့နော်အဲ့ဒီလိုចောင်းသားတွေအတွက်ကရောစဉ်းစားပေးတဲ့အချက်လေးတွေဘယ်လိုလေးတွေရှိလဲပေါ့အဲ့ဒီဟာလေးသိချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုကလေအမတို့ဘက်ကကြတော့လေတိတက်ကြီးဒီလူတွေကိုစဉ်းစားပေးရဲပေါ့နော်ဘယ်လိုအနေထား background ဘလို့တိတက်ကြီးစဉ်းစားပေးရဲဘာညာဆိုတာမျိုး test မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတိတက်ကြီး criteria ကြီးလက်ချထားတာမဟုတ်ပေါ့နော်အဲ့တော့ဘယ်လူမျိုးဖြစ်ဖြစ်အမတို့ဘက်ကတော့ criteria တိတက်ချထားတာမရှိဘူးအဓိကကျောင်းဝင်ခွင့်ရတယ်ဆိုလို့ရှိရင်အမတို့ဘက်ကလက်ခံတယ်ပေါ့နော်အဲ့တော့ form ကိုအမတို့ကဖြည့်ထားတဲ့ form ရဲ့ qualification ကိုအမတို့ကြည့်ရပေါ့နော်အဲ့တော့ကျောင်းသားဘာလို့ချင်တာလဲဒီထဲမှာအကုန်လုံးတည်တည်ချာချာကြီးသူကဖြစ်ထားလားပြီးတော့ admission ကသူရနိုင်လားရထားလားဒါကိုပဲအမတို့ကကြည့်ရဖြစ်တယ်ပေါ့နော်အဲ့တော့ပေးလားဆိုပေးတယ်ရနေတဲ့သူကိုရှိလားဆိုရနေတဲ့သူတွေလည်းရှိရဲအမတို့ alumni တွေအများကြီးကချင်ဘက်မှာအများကြီးရှိရပေါ့နော်အဲ့တော့ခုနပြောတဲ့ဒီIELTS တို့ဘာတို့ကသူတွေလည်းအမတို့ဘက်မှာရသွားတဲ့သူတွေလည်းရှိရပေါ့နော်အဲ့တော့ဒါကစိတ်ပူစရာမဟုတ်ဘူးလာလျှောက်လို့ရတယ်အမတို့ပေးလားဆိုပေးတယ်ပေါ့နော်အဲ့တော့အဆင်ပြေတယ်အကြောင်းဝင်ခွင့်ရတယ်ဆိုရင်ကိုအဆင်ပြေပါတယ်ဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ဖြေကြားပေးတဲ့အတွက်အချိန်ပေးတဲ့အတွက်ရောလိုက်လေးကျေးဇူးတင်ပါတယ်ဆရာမခေပါအဲ့တော့အမတို့ Q&A တွေလည်းကုန်ပြီပေါ့နော်ဆိုတော့လေခုနတွေးလိုက်တာတစ်ခုကဘာလဲဆိုတော့လေ bachelor ပြီးတော့မှ master ကျိုးလျှောက်လို့ရတာဆိုတာဟာပေါ့နော်အမားတို့ကတော့အရင်ကြီးအားမပေးဘူးပေါ့နော်တကယ်လို့ bachelor သွားနေရင်တဲ့ volunteer လုပ်နေတဲ့ဘာညာဒီလိုမျိုးလေးတွေလည်းရှိရဆိုလို့ရှိရင်ဒါအဆင်ပြေလောက်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ချစ်ချင်းကြီးကြတော့အဆင်မပြေပါဘူး bachelor နဲ့ master ကလည်းမတူပါဘူး master တန်းမှာအမားတို့ဘက်က work experience ကို logo လိုပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်စာရွက်စာတမ်းနေနဲ့အမားတို့ဘက်ကမတောင်းဘူးဒါပေမဲ့လို့အမားတို့ interview တွေမှာကသူဒီဘာသာရပ်ကိုပေါ့နော်ဒီ focus သွားဖို့ရန်အတွက်ဘာတွေကတုံအားဖြစ်စေလဲဆိုတဲ့ဟာကိုအမတို့ကမေးတာဖြစ်တဲ့အတွက် volunteer မလုပ်ထားရင်အလုံးမလုပ်ထားရင်ကျောင်းသားကျောင်းသူကဖြည့်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ master သမားတွေကတော့ဒီ community ဘိုင်းကိုသွားမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကအတွေ့အကြုံတွေလိုပါတယ်ဒါကြောင့်မို့တအားကြီး bachelor ကနေ master ကိုချစ်ချင်တန်းလျှောက်တာမျိုးတော့တအားကြီးမဖြစ်ပါဘူးပေါ့နော်အဲ့တော့ထပ်ပြီးတော့အကြီးကြီးရဲ့အချက်တွေပြောရရင်က31ရက်နေ့ January မတိုင်ခင်ကို application form ကို9ဆင့်ပေါ့နော်ဒါကိုအပြီးပြည့်စုံဖြည့်ပါပြီးတော့ဒီ February လမကုန်ခင်ကို academic နဲ့ဒီ professional ပဲဖြစ်ဖြစ် academic နှစ်ဆောင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီ reference letter နှစ်ဆောင်တည်တည်ချာချာလေးပို့ပေးထားပါပေါ့နော်ဒါလေးတွေကအရေးကြီးပါတယ်အစိမ်းနှစ်ခုကိုတည်တည်ချာချာပြင်ပါကျောင်းလျှောက်ထားပါပေါ့နော်ဒီ timeline တွေတောင်ကျောင်းလျှောက်ထားပါပေါ့ဒါတွေကအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့သိချင်တာရှိရဲဆိုလို့ရှိရင်ကအမတို့နောက်လထဲမှာဒီလို session ကထပ် run ပေးဖို့ရှိမယ်15ရက်နေ့လောက်အမတို့မှန်ထားတယ်လာလို့ရတယ်ပြန်နှားထောင်လို့ရတယ်ပေါ့နော်ဂျားထဲမှာကတော့တခြား sharing တွေအမတို့လာမယ်ပေါ့နော်တခြား sharing တွေလာမယ်ဒီ scholarship ကြီးပဲအမတို့ပြောမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဖြေပေးမယ်ဒါပေမဲ့အရန်ကြီးအမတို့ဦးစားပေးမှာမဟုတ်ဘူးပေါ့နော်ဒီဟာနှစ်အလားတူ recording တွေအမတို့ YouTube မှာရှိပါတယ်ဒီအကြောင်းတွေပဲအမတို့ပြောသွားပါတယ်အဲ့တော့ပြန်ပြီးနှားထောင်လို့ရပါတယ်ပေါ့နော်ဒီနေ့အချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ BB ကပဲမဟုတ်ဘဲနဲ့တခြား scholarship တွေလည်းရှောက်ပြီးတော့ကျောင်းတွေတက်ဖို့ရန်အတွက်ကိုအခွင့်အရေးတွေရချဖို့ရန်တော့အမတို့မျှော်လင့်ပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့အမတို့ session လေးအန်လိုက်ပါပြီအားလုံးကျေးဇူးတင်ပါတယ်